အားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီ panel discussion လေးတစ်ခုကိုဒီ education fair ပေါ့နော်time city ရစီစဉ်တဲ့ education fair ဒီနေ့ကတော့ကျွန်တော်တို့ဒီ3ချိန်မြောက်ပေါ့နော်ကျွန်တော်ဒီ3ချိန်မြောက်မှာဟိုပေါ့နော်ဒီစချင်းအချိန်တွေကနေစပြီးတော့အခုတောက်လျှောက်အချိန်ထိကိုကျွန်တော်ဒီ time city ကနေပေါ့နော်ဒီ education fair မှာဆိုလို့ရှိရင်ဒီတက်ရောက်လာတဲ့ပေါ့နော်ဟိုမိဘတွေရောလူငယ်တွေရောနောက်ကျောင်းသူကျောင်းသားတွေအားလုံးပေါ့နော်ဟိုပါဝင်လို့ရအောင်ရယ်ပြီးသွားတဲ့ခါကျတော့သူတို့လာကြိုးနှက်အောင်ပေါ့လာကြိုးနှက်အောင်ဆိုတော့ကျွန်တော်လာပြီးသွားတဲ့ခါကျရင်သူတခုခုရပြီးတော့အဲ့လိုပြန်သွားတဲ့ခါမျိုးကိုကျွန်တော်ဖြစ်စေချင်တယ်ပေါ့နော်ဟိုလာတဲ့ခါလေးဒီအချိန်ကုန်သွားတာရင်ဟိုကုန်ကြစိတ်တွေပါတွေကိုကာမိတဲ့ဟိုခေါင်းစဉ်မျိုးလေးတွေ message လေးတွေအဲ့လိုပေးလိုက်ချင်တယ်ဆိုတဲ့ဟာမျိုးလေးကိုအမြဲတမ်းကျွန်တော်တို့ဒီဘက်ကစဉ်းစားပါတယ်စဉ်းစားပြီးတော့ကျွန်တော်တို့မနေ့ကတော့ကျွန်တော်တို့ဒီဟို content creation ကို AI တို့ဘာလို့နေပေါ့နော်လူငယ်တွေအားလုံးစိတ်ဝင်စားတယ်အလုပ်ကိုင်းမှာလည်းအလုပ်ကိုင်းရှာဖွေးမှာလည်းဒီ trend ဖြစ်နေတဲ့ဟိုဆိုတာပေါ့ topic မျိုးကိုရွေးပြီးသွားထားတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ဒီဒုတိယနေ့မှာဟို season နဲ့ဟိုဆိုတာပေါ့နော်ဆိုတော့ခေါင်းစဉ်ကကြတော့ဒီတင်ယူမှုမှဒီတာဝန်ယူမှုရှိသောခေါင်းဆောင်စီတို့ဆိုတဲ့ဒီ topic လေးကိုကျွန်တော်တို့ဟိုဆိုတာပေါ့နော် season ထားပါတယ်ဆိုတော့ဒီဟာလေးကတော့ကျွန်တော်တို့ဒီပေါ့နော်ဒီမှာတက်ရောက်လာကြတဲ့ဒီမိဘတွေရောကျောင်းသူကျောင်းသားပေါ့ဟိုငယ်ရွယ်တဲ့အချိန်ကနေစားတဲ့ကျောင်းကျောင်းသားတွေရောအခုဟိုတက္ကသိုလ်ဝင်တဲ့တက်မဲ့သူတွေရောတက္ကသိုလ်တက်ပြီးသွားတဲ့အချိန်တွေမှာရောရှိနေတဲ့အားလုံးပေါ့နော်သင်ယူလို့ရအောင်ဆိုကျွန်တော်တို့စီစဉ်ထားတာရှိတယ်ကျွန်တော်ဒီမှာလည်းဒီအတွေ့အကြုံရောဟိုဆိုတာပေါ့နော်ဒီဘဝလူနေမှုဖြတ်တန်းမှုအကုန်လုံးလည်းအတွေ့အကြုံရှိတဲ့ဒီဆရာကြီးဆရာမကြီးတွေအကုန်လုံးကျွန်တော်တို့ဟိုပေါ့နော်စင်ပေါ်မှာကျွန်တော်ဖိတ်ကြားထားပြီးတော့ဟိုသူတို့ရဲ့ဒီပေါ့နော်ဟိုဆိုတာပေါ့နော်အမြင်တွေအတွေ့အခေါ်တွေသူတို့ရဲ့ဖြတ်တန်းမှုတွေအကုန်လုံးကိုကျွန်တော်တို့ sharing လုပ်သွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ဒီစီစဉ်ထားတဲ့ဒီပေါ့နော်ဟို timing ထားကြတဲ့ဟို point တွေတော့ကျွန်တော်တို့ရှိကြတယ်ဒီမှာဆိုလို့ရှိရင်ဟိုပေါ့နော်ဒီအားလုံးကို cover ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီငယ်ရွယ်တဲ့အချိန်ကနေစတဲ့ကလေးတွေအနေနဲ့ဘယ်လိုမျိုးဒီတင်ယူကြတယ်ပြီးရင်သူတို့ရဲ့ live ကိုတင်ယူမှုစဉ်ဆက်မပြတ်ဘယ်လိုသွားကြတယ်ဆိုတဲ့ဟာမျိုးတွေရှိမယ်။ကျောင်းခန်းထဲမှာတင်ယူတဲ့ကိစ္စရှိမယ်။ပြီးရင်ကျွန်တော်ကဒီလုပ်ငန်းခွင်ဝင်တဲ့နေရာမှာရှိတယ်။ကျွန်တော်မိသားစုတွေတကယ်ချင်းအပေါင်းအသင်းရှေ့ကနေပြီးတော့တင်ယူကြတယ်ဆိုတဲ့ဟာမျိုးတွေရှိကြတာပေါ့နော်။ဆိုတော့အဲ့ဒါတွေအကုန်လုံးကိုတောင်းရှုထောင့်မျိုးစုံကနေကျွန်တော်တို့ဟိုဒါပေါ့နော် sharing လုပ်ဝေးသွားဖို့ကျွန်တော်တို့ရှိပါတယ်။ဆိုတော့ကျွန်တော်အရင်ဆုံးဟိုဒါပေါ့နော်ဆွေးနွေးမှုမတိုင်ခင်လေးမှာကျွန်တော်မိတ်ဆက်လိုက်ချင်ပါတယ်။ကျွန်တော်နာမည်ကတော့အောင်မြတ်ခိုင်ပါကျွန်တော်ကဒီ Central International School Group ပေါ့နော်အဲ့ဒီဟာရဲ့ Group CEO ပါခင်ဗျဆိုတော့ကျွန်တော်ဒီဘက်မှာဟိုပေါ့နော်ဟိုဆရာတယောက်ကကျွန်တော်ဆရာမကြီးနှစ်ယောက်ကိုကျွန်တော်ဖိတ်ထားပါတယ်ဆိုတော့ကျွန်တော်တယောက်ချင်းစီကိုကျွန်တော်အရင်ဆုံးဟိုတော့ပေါ့နော်ဟိုမိတ်ဆက်စီချင်ပါတယ်ပြီးသွားတဲ့အခါကြလို့ရှိရင်ပေါ့နော်ဟိုမိတ်ဆက်ရင်းနဲ့ပေါ့နော်ဒီဟိုဘယ်လိုပြောမလဲဒီတင်ယူမှုနဲ့ပတ်သက်ပြီးတော့ဟိုဆရာတို့ဆရာမတို့ရဲ့အမြင်ကဘယ်လိုရှိလဲပေါ့ဟောတော့ဒီမှာလာကြတဲ့ဒီပြည်သက်တွေထဲမှာလည်းကျွန်တော်က landing လုပ်တယ်ပေါ့နော်တင်ယူတယ်ဆိုလို့ရှိရင်တယောက်ကအမြင်တူကြမှာမဟုတ်ဘူးပြီးတော့ဟိုရှိနေတဲ့ဟိုပတ်ဝန်းကျင်အခြေအနေတွေဟိုဒါပေါ့နော်ကိုယ်မှလက်ရှိနေတဲ့အခြေအနေပေါ်မူတည်ပြီးမှကျွန်တော်တို့ဒီတင်ယူမှုပုံစံတွေကပြောင်းကြတာပေါ့နော်ဆိုတော့ဟိုဆရာတို့ဆရာမတို့ဟိုဒါပေါ့နော်ဟိုပြောတဲ့တင်ယူမှုပုံစံဆိုတာဘာဖြစ်မလဲဘယ်အသက်အရွယ်တွေကြာရင်ဘယ်လိုမျိုးလေ့လာကြလဲအဲ့ဒါကိုဟိုဒါလေးမိတ်ဆက်ရင်းနဲ့ဟိုအဲ့ဒါလေးကျွန်တော်စပြီးတော့ဟိုမေးခွန်းလေးမေးချင်ပါတယ်ခင်ဗျဟုတ်အားလုံးပဲမင်္ဂလာပါရှင်ကျမကိုအရင်ဆုံးကျမမိတ်ဆက်ပေးချင်ပါတယ်ကျမနာမည်ကတော့မတ်ဆွေစင်အေးပါကျမကတော့ MHR Management Institute ကို1998ခုနှစ်ထဲကစတင်တည်ထောင်လာခဲ့တာဆိုရင်တော့အခုဆိုရင်တော့28နှစ်နီးပါးရှိနေပါပြီပညာရေးလောကမှာတောက်လျှောက်ကျမလှုပ်လာခဲ့တယ်ပေါ့နော်အဲ့တော့ကျမက2024ပေါ့2024မှာကျမ EPDA ဆိုတဲ့ဒီ IT နဲ့ပတ်သက်တဲ့ကျောင်းလေးတစ်ခုကိုထပ်လုပ်ခဲ့ပါတယ်ပြီးတော့ကျမ2025မှာ Saito Malaysia University တခုနဲ့ချိတ်ပြီးတော့ Saito ကျောင်းလေးတစ်ခုကိုကျမထပ်လုပ်ခဲ့ပါတယ်အဲ့တော့ကျမရဲ့အဓိက career လို့ပဲပြောရမလားကျမရဲ့ professional life ကိုပဲပြောမယ်ဆိုရင်တော့ကျမ education မှာပဲအဓိကလုပ်ခဲ့ပါတယ်တကယ်လဲ education ကိုစလုပ်ခါစားတော့ဒီကျမဒီ MHR ကိုစလုပ်တဲ့အချိန်မှာ18နှစ်ပဲရှိပါသေးတယ်အဲ့တော့ကိုယ်စိတ်ထဲမှာတကယ်ရော education ကိုစိတ်ဝင်စားရဲ့လားဆိုတာမသိကြခဲ့ဘူးပေါ့နော်ဒါပေမဲ့လုံရင်နဲ့ဒီလောကထဲမှာလုံဖြစ်တယ်ပြီးတဲ့အခါကျရင်ဒီ education လုံရခြင်းဟာကိုယ့်အတွက်အလုံးတစ်ခုလိုတောင်စိတ်ထဲမှာမရှိတော့ဒါငါလုတ်ကိုလုတ်ပေးရမယ်ပေါ့လူငယ်တွေအတွက်ငါတတ်နိုင်တဲ့ကဏ္ဍတစ်ခုကနေပါဝင်ရမယ်ဆိုတဲ့စိတ်နဲ့တောက်လျှောက်လုံလာခဲ့တာပါအဲ့တော့ခုနဒီဆရာမေးတဲ့မေးခွန်းလေးကိုကျမအနေနဲ့ဖြေရမယ်ဆိုရင်အဲ့တော့ learner လို့ပြောလိုက်တဲ့ဆိုရင်သင်ယူတဲ့လူတွေပေါ့နော်အဲ့တော့ကျမတို့အားလုံးကသင်ယူနေကြတာပါအသက်
ဘလောက်ငယ်ငယ်အသက်ဘလောက်ကြီးကြီးကျမတို့ကတင်ယူမှုကိုရက်တန့်လိုက်လို့မရပါဘူးဘာလို့လဲဆိုတော့ကျမတို့မှာလက်တွေ့ပေါ့နော်အလုပ်ကနေတင်ယူလို့ရတဲ့ဟာတွေရှိတယ်စာတွင်းလို့ခေါ်တဲ့စာကနေတင်ယူလို့ရတဲ့အရာတွေရှိတယ်အဲ့တော့ကျမတို့ကငယ်တဲ့အရွယ်မှာတော့တင်ယူမှုဆိုတဲ့ဟာပို့ပြီးတော့အတိတ်ပဲရှိရလို့ခံစားရတယ်ဘာလို့လဲဆိုတော့ကျမတို့နိုင်ငံရဲ့ culture ဆိုရင်9နှစ်နေကလေးတိုင်းကိုစင်းရဲတဲ့မိဘဖြစ်ဖြစ်ချမ်းသာတဲ့မိဘဖြစ်ဖြစ်ကိုသားသမီးကိုចောင်းပို့ကျင်ကြတယ်ဒါဟာထုံးစံပဲចောင်းပို့ရမယ်ဆိုတဲ့ mindset ကလည်းမိဘတိုင်းမှာရှိပြီးသားဒါပေမဲ့အသက်အရွယ်တွေကြာလာမယ်တချို့တွေကြတော့လည်း2တန်းနဲ့ចောင်းဆက်မတက်တဲ့ကလေးတွေရှိတယ်နယ်မှာနေရလားမြို့မှာနေရလားနိုင်ငံတွေနဲ့ culture တွေမတူတဲ့ပုံစံတွေကိုနေရတဲ့ environment တွေမိဘကပညာရေးကိုဦးစားပေးတဲ့ environment မှာနေရတာလားအဲ့ဒါတွေပေါ်မှာမူတည်ပြီးတော့ကျမတို့ကကွဲပြားမှုတွေအများကြီးဖြစ်သွားတယ်ပေါ့အဲ့တော့ကျမကတော့ဒီနေ့မှာကျမပြောချင်တဲ့ learner ကကြတော့ကျမတို့9နှစ်ကနေစတဲ့မူလာတန်းရွယ်မှာဆိုရင်ကျမတို့ကလေးတွေဆိုတာတစ်ချိန်မှာခေါင်းဆောင်ကောင်းတွေဖြစ်လာအောင်ကျမတို့ရမွေးထုတ်ပေးရတာပဲလေအဲ့အတွက်ကြောင့်ကျမကဒီ learner ဆိုတဲ့ဟာကိုကျမဘက်ကပြောမယ်ဆိုရင်တော့အသက်9နှစ်ကနေစတက်တဲ့မူလာတန်းအရွယ်မှာဘလို့ learning လုပ်ခြင်းအပြင်ကလေးတွေကိုတစ်ချိန်မှာခေါင်းဆောင်တယောက်ဖြစ်လာအောင်မွေးထုတ်ပေးနိုင်လဲနောက်ပြီးတော့ကျမတို့အလယ်တန်းရွယ်ရောက်တဲ့ခါကျရင်ဘလို့ပုံစံမျိုးလုပ်တဲ့လဲနောက်ဆုံးကျမတို့အထက်တန်းရွယ်ရောက်တဲ့ခါမှာဘလို့ပုံစံမျိုးလုပ်တဲ့လဲဆိုတဲ့ကဏ္ဍကနေပြီးတော့ကျမကဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်Hello, so ini semua tu adalah dari besar tu. Semua adalah dari CMU. Besi, kalau tiga orang itu masalah ini, kalau kita bisa tiga pada dia, itu je organisasi development nawa. Program yang sesuatu pada dia organisasi yang mana masalah ini terbuka. Itu adalah masalah ini kan, tapi ada solusi sebenarnya. So semua di bawah ada yang bersebut, kalau ada sekian kali, kalau saya orang begini, mereka jauh di bawah, mereka jadi lokal, jadi mana setelah sebelumnya kalau lokal di bawah, mereka kira dulu ceng lebih management kerja management masalah itu jauh, itu sekarang cuma kui ceng, so sekarang masih di bawah yang sesuatu. Semua learning dulu, kalau mereka sudah mencuci, memang learning dulu. Learning dulu baru dia punya tinggi dulu. Kalau tinggi itu pertanyaan baru balik ke sini, pertanyaan dia cuma. Kalau tinggi jangan punya kalau cuma dulu, learning dulu. Kalau belum tinggi juga macam tu. Kalau lihat mereka jangan, kalau tinggi jangan jangan. Jika sesuatu yang mereka Kita transit dalam sebuah syukur itu. Lain itu seperti nanti ada yang berada mahu. Saya itu yang berada mahu. Di dalam dia di sana ada yang belum tahu nama khususnya terbalik pada syukur itu. Kenapa ada sebuah bahasa yang semua? Ini itu tinggal di bawah syukur mahu. Tapi mungkin ada orang berada pada seni berada, memang soalnya krisis itu berada. Tapi yang saya kemarin dikira itu apa yang masih. Tapi ini punya baik semua kerugian. Dia itu pasal apa? Tapi itu soal cincin apa? Nah itu perlu ada semua. Saya berada di situ di bumi. Soalnya baik pasal ini berada di sudah di bumi. Tiga ada rumah hijau yang bersuara jika kita sesuai. Kalau kita ingin cina, ingin nanti langsung ini, jika anda siap dulu, kalau kita pada ini sebelum dunia tema siapa tema siapa orang itu bersuara, mahu kuburan mahu, kalau itu dengan lihat itu sendiri tidak boleh tengok dulu. Dunia itu agaknya sebenarnya. Tapi ini sendiri dia tengok sendiri itu masih biasa. Tu tengok lagi masih macam apa? Sesuatu mana yang kita tahu sudah jadi apa lagi? Kalau semua yang sudah tindakannya, kemudiannya kalau kita ujungnya terus taman dia juga taman dia juga bisa melalui. Kalau mereka dia buku kaya
ရှိကနေဥဆောင်ပြီးဒေတာချင်းကိုတင်ပြခြင်းနဲ့စိတ်ပြီးသွားတဲ့နားခဲ့ရင်တော့အများကြီးမှာပေါက်ဖက်နိုင်တဲ့လူတွေကသူ့စလုံးကဖြစ်လာတယ်ဒီ message ကိုပေးတာဟုတ်ကျေးဇူးတင်ပါတယ်ဒီအလုပ်ရှုပ်ပေးရတယ်မတို့ခါပြီးဒီဆရာဆရာမတွေကြည့်ပြီးတော့မဒီကျေးဇူးများတင်ပါတယ်ကျွန်မပြန်အများတန်တာဟုတ်ကကျွန်မလက်ရှိဒီမှာထိုင်နေတဲ့မောင်ကြီးမတွေပါတယ်ကျွန်မရဲ့တက်ရွယ်ကြီးရဲ့ပုံကြီးတွေအများကြီးပါပါလိမ့်မယ်ကျွန်မမြန်မာနိုင်ငံမှာအဓိကလုပ်တဲ့အလုပ်သုံးလို့ရှိပါတယ်ဒါပေမဲ့ဒီခုမှကျတော့ကိုပိုင် handle ယူထားတယ်ပေါ့နော် my job လို့ခေါ်တဲ့ job platform ကိုကျွန်တော်တို့ခိုင်ပါတယ် my job ကမြန်မာနိုင်ငံရဲ့ပထမအဆုံး pioneer job platform ဖြစ်တယ်ကျွန်တော်ရှိမှာအလုပ်လုပ်ခြင်းတဲ့ဒီ drive ကိုကျွန်မဂျင်းပဲကြီးခွင့်ပြီးခေါ်ပါတယ်ကျွန်မရှိမှာ online ကလုပ်လို့ရတယ် agency ကလုပ်လို့ရတယ်ကိုတိုင်းတက်တိထက်တိုက်တဲ့အရာတွေပေါ့နော် vocational လို့ခေါ်တဲ့လူငယ်တွေကိုလည်းကျွန်တော်တို့က PPP လို့ခေါ်တဲ့ private public partnership လို့ဟာမျိုးတွေလုပ်ပေးပါတယ်ဆိုတော့အဓိကကျွန်တော်တို့ဒီနေ့ပွဲလေးမှာပါရတဲ့ရည်ရွယ်ချက်က education fair ဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိရှိနေတဲ့ education နဲ့နောက်ထပ်9နှစ်နဲ့10နှစ် trend မှာဖြစ်လာမယ့်ဟာတွေကိုကျွန်တော်တို့ကြိုပြီးတော့ hints လေးပေးတာပေါ့နော်တော့ဒီမှာရှိတဲ့အမေတွေဆိုရင်လည်းကိုယ့်ရဲ့သားသမီးကိုကြည့်နိုင်မယ်ကိုတိုင်းကပညာသင်နေတဲ့မောင်နှညီမတွေဆိုရင်လည်းငါရဲ့နောက်ထပ်9နှစ်ကိုဘယ်လိုလေးကြည့်မယ်ဆိုတဲ့ဟာလေးနဲ့ဒီနေ့ပွဲလေးကိုကျွန်တော်တို့ပါဖြစ်တာပါအခုနဆရာမနှစ်ယောက်လုံးပြောသွားတဲ့ learner ကိုကျွန်တော်က definition တစ်ခုလေးနဲ့ဖွဲ့ရမယ်ဆိုရင်လူတိုင်းကမတူတဲ့ learning တွေနဲ့ learning လုပ်ကြတယ်ကျမတို့ကျောင်းတွေမှာသင်ကြတယ် TV ကကြည့်ကြတယ်ဘေးပတ်ဝန်းကျင်ပြောတာတွေကြည့်ကြတယ်ပေါ့နော် for myself ပေါ့နော်ကျွန်တော်ကိုယ်နိုင်ကသင်ယူခြင်းဆိုတဲ့ဟာဘာနဲ့ကျွန်တော်စလဲဆိုတော့ကျွန်တော်ဒီဖတ်ထားတဲ့အရာမြင်သမျှအရာကြားသမျှအရာတွေကနေကျွန်တော် action plan ပြန်လုပ်တဲ့ဟာကိုကျွန်တော် learning လို့ကျွန်တော်လုပ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ learning style ကကျွန်တော်ကကျူရှင်လို့အခန်းကြီးတွေမှာသွားပြီးသင်ရတဲ့ဆိုင် self learner ကိုကျွန်တော်ပို့ကြိုက်တယ်တခုခုကိုကျွန်တော် online ကနေသင်ရတဲ့ဟာကို creative လုပ်ကြတဲ့ဟာ imagination forward တဲ့ဟာမျိုးဆိုရင်ကျွန်တော်ရဲ့အကြိုက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာရှိတဲ့မောင်နှညီမတွေလည်းရှိကောင်းရှိမယ်ကျွန်တော်နိုင်ငံမှာက curriculum တိုင်းသွားကြတာဒါပြီးဒါတက်ဆိုတဲ့ဟာမျိုးရှိကြတယ်တချို့ကကို passionate ပေါက်ဖြစ်တဲ့ဟာကိုဒီနိုင်ငံရဲ့ culture ကြောင့်လေ့လာခွင့်မရတာရှိကောင်းရှိမယ်အဲ့ဒါမျိုးဆိုရင်ကိုဒီအဲ့ဒီမှာ give up မလုပ်ဘဲနဲ့ကိုမြင်သမျှသိသမျှကြားသမျှကနေပြီးကိုဘယ်လို handover ယူမလဲဆိုတဲ့ဟာနဲ့ပေါ့နော်learning လုပ်ပြီးတော့ကိုဘဝကိုတိဆောက်လို့ရပါတယ်ထပ်ပြောပါမယ်ဘွဲရတိုင်းအလုပ်ရတာမဟုတ်ပါဘူးဘွဲစာရွက်ဒီအဲ့ဒီစာရွက်ကနေကျမတို့ရဲ့ action plan ဆိုတဲ့အရာနဲ့ပေါင်းလိုက်တော့မှ output ဖြစ်တဲ့ကျမတို့အလုပ်ထွက်လာတာပါကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါဗျဒီ learning လောက်learning ပေါ့ learner ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီဆရာမတွေပြောရတဲ့ဟာမှာတော့ကျွန်တော် point လေး3ခုလောက်ကျွန်တော်တွေ့တယ်ပေါ့နော်ဆိုတော့တခုကတော့တေချာတာတော့ကျွန်တော်ဒီသင်ယူမှုဆိုတဲ့ဟာကဘယ်တော့မှရက်လို့မရဘူးကျွန်တော် continuous အမြဲတမ်းသွားနေရဆိုတဲ့ point လေးတစ်ခုပြန်ရှိတာပေါ့နော်ဆိုတော့အခုမှအကြောင်းတစ်ခုပြီးသွားတယ်ဘွဲရသွားတယ်ဒါမှမဟုတ် certificate တစ်ခုရှိတယ် graduation day ပြီးသွားတယ်ဒါပေမဲ့လည်းကျွန်တော်သင်ယူမှုဆိုတဲ့ဟာမပြီးမြောက်ဘူးအမြဲတမ်းကျွန်တော်တို့ continuous သွားနေရမယ်ဆိုတဲ့ဟာမျိုးတစ်ခုတော့ပြန်တွေ့တယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ကဒီတင်ယူမှုကိုတင်ယူလိုစိတ်အမြဲတမ်းပြင်းပြနေဖို့လိုတယ်အဲ့ဒါလည်းစစ်ဆက်မပြတ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မှကျွန်တော်တို့ကဒီ learning process ကအဆင်ပြေမယ်ကိုယ့်ရဲ့ဥစားပေါ့နော်ဒီဘဝအတွက်လည်းပို့ပြီးတော့အဆင်ပြေမယ်ဆိုတဲ့ဟာမျိုးတစ်ခုပြန်ပြီးတော့တွေ့ရတာပေါ့နော်ဆိုတော့တယောက်ချင်းစီကတော့ဘယ်လိုပုံသင်နည်းနဲ့တင်ယူတင်နေဆိုတဲ့ဟာတော့ကိုနဲ့ပဲဆိုင်တယ်ပေါ့ဥပမာဆရာမမြတ်တနာရှင်းသွားတဲ့ဟာဆိုရင်သူကကိုပြန်ပြီးတော့ self learning လုပ်ရတာမျိုးပို့ပြီးတော့ကြိုက်ရင်လည်းကြိုက်မယ်တချို့ကကျတော့လည်းဒီ group နဲ့ဥစားပေါ့ရှိ group နဲ့အချင်းချင်းစကားပြောပြီးတင်ယူရတာရှိမယ်တချို့ကလည်းဒီကိုယ့်ရဲ့ဒီလုပ်ငန်းခွင်ကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေကနေပြန်ပြီးတော့ဒီ reflective learning ပုံစံမျိုးနဲ့လေ့လာတဲ့ဟာလည်းရှိပေါ့ဆိုတော့ဒီ learning learner ဘာညာနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ကျွန်တော်ခုနအတွေးထပ်ရတာကြတော့ကျွန်တော်တို့ဒီငယ်စဉ်ဘဝမှာပဲဖြစ်ဒါမှမဟုတ်ကျွန်တော်တို့မိသားစုပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့သားသမီးတူမတွေကဖြစ်ပေါ့သူတို့ဒီ learning နဲ့ပတ်သက်ပြီးတော့ပေါ့လေဒီတင်ယူကြရင်းနဲ့တာဝန်ယူမှုတာဝန်ခံမှုပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိတယ်ပေါ့ learning ရဲ့နောက်ခါကျတော့ဒီတာဝန်ယူမှုတာဝန်ခံမှုတွေအားလုံးကဆက်နေကြတာအဲ့ဒီကနေမှကျွန်တော်ကနောက်ပိုင်းကျရင်ဒီလူငယ်တွေကနေခေါင်းဆောင်မှုဆိုတာသွားကြတာပေါ့နော်ဆိုတော့အခုငယ်ဘဝမှာပဲကိုကြုံတွေ့ခဲ့ရဖြစ်ဒါမှမဟုတ်ကိုပတ်ဝန်းကျင်မှာရှိတဲ့တခုခုနပြောခဲ့တာနဲ့ဆက်ပြီးဥပမာလေးတခုsharing လုပ်ပြီးပိုကောင်းမယ်ဒီပါလေဗျ
ဟုတ်ကဲ့ပါအခုလိုမိကုန်းလေးမေးပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ခုနဒီပေါ့နော်ဒီဆရာပြောသွားတဲ့အရာဆိုရင်ကျမတို့ကသင်ယူမှုဆိုတဲ့အခါမှာအသက်အရွယ်တစ်ခုကိုရောက်တဲ့အခါကျတော့ကိုယ့်ရဲ့ career အတွက်ကိုယ် income ရဖို့အတွက်ကိုယ့်ရဲ့ဘွဲ့တွေ degree တွေရဖို့အတွက်ဘယ်သူရဲ့ force မှာမပါဘဲနဲ့ကျမတို့ကိုယ်တိုင်လုပ်ခဲ့ရတဲ့အရာတွေရှိတယ်အဲ့တော့ဒါပေမဲ့ကျမတို့ငယ်တဲ့အရွယ်မှာကြတော့အဲ့လိုမဟုတ်ဘူးကျမတို့ကငယ်တဲ့အရွယ်မှာဆိုရင်အခုဆိုရင်ကျမတို့ဆိုရင်ကိုရီငယ်ငယ်ကဘာလုပ်ခဲ့လဲဒီလိုလမ်းညွှန်ပေးမဲ့လူတွေနဲ့မတွေးခဲ့ရတဲ့အတွက်ကိုပြန်စဉ်းစားမယ်ဆိုရင်တော့ဘာတော်သေးတာဗောငါဒီ line professional တခုကိုရောက်ခဲ့လို့မဟုတ်ရင်ငါဘာဖြစ်နေမလဲဆိုတာကျမတို့မသိကြဘူးအဲ့တော့ကျမတို့ဒီအခုနောက်ပိုင်းမှာလေးလာတယ်တွေးရှိတယ်เนาะဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တင် जा မှုနဲ့ပတ်သက်ပြီးတော့လူတွေဟာဘယ်လိုခံယူတတ်လဲဆိုရင်ဟာလေးလာတဲ့အခါမှာကျမအထူးသဖြင့်ကျမရဲ့သားလေးနဲ့ပဲကျမနမူနာပြောချင်တယ်ပေါ့နော်ကျမသားလေးကတော့အခုချိန်မှာတော့ session နှစ်ရှိပါပြီ။ तू လွန်ခဲ့တဲ့ပေါ့နော်12နှစ်လောက်ကပေါ့လွန်ခဲ့12နှစ်လောက်က तू ကရန်ကုန် Academy တို့ခေါ်တဲ့ကျောင်းလေးတစ်ကျောင်းမှာ तू ကျောင်းတက်တယ်။ကျောင်းတက်တယ် तू အဲ့ဒီမှာ KG တက်တယ်နောက်ပြီးရဲ့ခါကျရင် မူလာတန်း level အရွယ်ကလေးလေးတွေကိုဘယ်လိုပြုစုပြောထောင်သင်လဲဆိုတော့အဲ့ကျောင်းလေးကနေပြီးတော့ကျမကို message တစ်ခုပေးလိုက်တာလေးကိုကျမ sharing လုပ်ပေးချင်တာပါ။အဲ့တော့ तू KG တက်တယ်ဘာမှမသိတာသေးဘူး grade 1 grade 2တက်တဲ့အခါမှာ grade 3ရောက်တဲ့အခါမှာသူတို့ကျောင်းကနေပြီးတော့ activity တစ်ခုလုပ်တယ်။အဲ့ activity ကဘာလဲဆိုတော့သူတို့ student ပေါ့နော်ဒီprimary ပေါ့မူလာတန်းနေအားလုံးအတွက်သွားတယောက်ကိုသွားပါလေ president ရွေးမယ်တဲ့ဒီကလေးလေးတွေကိုကျောင်းကအဲ့ဒီ message ပေးလိုက်တယ်အဲ့ဒီ president ရွေးတဲ့အခါမှာလဲဘာလုပ်ရမလဲဆိုတော့သူဒီ3တန်းဖြစ်တဲ့အတွက်4တန်းရဲ့ခုနပြောတဲ့ KG ရဲ့တန်း2တန်းကလူတွေက voting လုပ်ရမယ်တဲ့ voting အများဆုံးရတဲ့လူကအဲ့ဒီနှစ်ရဲ့ president ဖြစ်မယ်တဲ့အဲ့တော့ voting လုံးရမယ်ဆိုတော့ဒီကလေးသေးလေးကအဲ့အချိန်မှာသူ့တက်က9နှစ်ကျော်လောက်ပဲရှာ तू ဒါရီကို तू ဘယ်လိုတွေးလဲကျမတို့စဉ်းစားတာပေါ့အဲ့တော့ voting လုံးတာကို तू ရက်တရက်ပေးတယ်အဲ့ရက်မှာ तू ဒီ president တာဝန်ယူမယ် तू ကတော့ဒုတိယ president तू ကတော့ secretary तू ကတော့အဲ့လို तू က role တွေခွဲထားပေးတယ်အဲ့တော့ president လုပ်ချင်တဲ့လူလက်ထောင်လို့သူတို့စရင်းတောင်းလိုက်တဲ့ခါမှာ9ယောက်ထွက်လာတယ်အဲ့ဒီ9ယောက်ကဘာလုပ်ရမလဲဆိုတော့ presentation လုပ်ရမယ်တဲ့ဒီလူတွေသူ့ကိုလက်ခံလာအောင် तू သူ့ကို president အဖြစ်ရွေးလိုက်တယ်ဆိုရင် तू ဒီ counselor ဖွဲ့ယူကောင်းအောင် तू ဘာတွေလုပ်ပေးမယ်ဆိုရင်ဟာယူ तू ကို presentation လုပ်ပြီးတော့မှအဲ့ဒီမှာ voting အများဆုံးရတဲ့လူက president ဖြစ်မယ်တဲ့အဲ့ဒီ activity ကိုစခိုင်းတယ်အဲ့ဒီအချိန်မှာကျမတို့ရိုးရိုးလေးပဲစဉ်းစားကြည့်လိုက်ဒီကလေးသေးသေးလေးဒီ presentation ကို तू ဘယ်လိုစလုပ်မှာလဲပြီးတဲ့အခါကျရင်တော့ presentation ကိုစကားပြောရုံနဲ့မကဘူးဘာလုပ်ပြရမလဲဆိုတော့ chat တွေနဲ့သူ့ရဲ့စိတ်ကူးလေးတွေပေါ်လာရဲ့ပုံလေးတွေထည့်လို့ရတယ်ကလေးတွေကြိုက်တာထည့်လို့ရတယ်အဲ့လိုပုံစံလေးနဲ့ तू ပြောလိုက် तू လုပ်မယ်ပေါ့နော်အဲ့ဒီမှာ तू လုပ်တယ် तू ဘာလုပ်လဲ internet ကနေရှာတယ်ကျမတို့တွေကိုလာမေးတယ်အဲ့လိုတွေလုပ်ပြီးတော့ तू ပြင်ဆင်တယ်ပြင်ဆင်ပြီးတဲ့အခါမှာပေါ့နော်ကျမသားရဲ့အားတာချက်လေးတစ်ချက်ကဘာရှိလဲဆိုတော့ तू ပြောရင် तू တစ်ဖက်လူကိုစိတ်ဝင်စားအောင် तू ပြောတတ်တယ်ဒါသူ့ရဲ့မွေးရပါလို့ပဲပြောရမလားတော့မသိဘူး तू စကားပြောရင်အားလုံးကနားထောင်ကျင်ကြတယ်ကလေးဆိုပေမဲ့လည်းကလေးလျောက်ပေါ့အဲ့တော့အဲ့9ယောက်ပြိုင်ပွဲလုပ်တဲ့အချိန်မှာကျမသား president ဖြစ်တယ်တဲ့အချိန်မှာ तू ကသူ့ကို तू president လို့ခံယူလိုက်တဲ့အချိန်မှာ तू ဒီ responsible ဆိုတဲ့ဟာလေးကအနောက်ကနေဝင်လာတယ်။ तू ဒီကလေးဖြစ်တဲ့အတွက်အဲ့ဒါကိုနားမလည်ပေမဲ့ तू အရင်ကကျောင်းကိုမနေ့9နာရီအတန်းဆို तू 9နာရီရောက်မှသွားတယ်။အခု तू ကျောင်းကိုဘယ်လောက်သွားလဲဆိုတော့9နာရီခွဲသွားတယ်10နာရီသွားတယ်။အော်ကျမကမေးတယ်ဘာလို့ကျောင်းကိုအစောကြီးသွားတာလဲ။အဲ့မှာ तू ကကျမကိုပြန်ပြောတယ်မမားတဲ့အခု तू က president ဖြစ်နေပြီလေတဲ့။ तू ကဥဆောင်ပြီးလုပ်ပါ leader ဆိုတာရှေ့ကသွားမှအနောက်ကလူတွေကလိုက်လာမှာပေါ့တဲ့။သူ့လို့ပြောတယ်အဲ့ချိန်မှာ तू အဲ့လိုသွားတဲ့အတွက် तू အောက်ကငယ်တဲ့ကလေးတွေကအရင်ဆိုចောင်းနောက်ကြတဲ့ကလေးတွေကចောင်းကိုစောလာတယ်အဲ့တော့ဒါကိုကြည့်ချင်းအားဖြင့်ဒီလိုမူလာတဲ့အရွယ်ကလေးလေးကစပြီးတော့ကျမတို့ကဒီလို activity လေးမလုပ်ပေးသင့်ဘူးလားဒါဟာသူတို့ကိုကျမတို့လုပ်ပါလို့မပြောဘူးเนาะသူတို့ရဲ့ mindset လေးတွေကိုဖွင့်ပြိုးတိုးတက်လာအောင်ကျမတို့မူလာတန်းမှာဆိုရင်ဒီလိုပုံစံလေးတွေနဲ့လုပ်ပေးလိုက်တဲ့အခါမှာကလေးတွေအတွက်ကစာသင်တယ်ဆိုတာကကျမတို့စာကြိတ်နေုံနဲ့မရဘူးအဲ့တော့ကျမတို့နိုင်ငံရဲ့အခြေအနေကဒီပညာရေးဘက်မှာဒီအားနည်းချက်လေးတချို့ရှိပါတယ်အဲ့တော့ကျမတို့နိုင်ငံမှာဆိုရင်တော့ memory test ကိုပို့သွားတယ်စာဘယ်လောက်ကျက်နိုင်လဲစာကျက်နိုင်လို့အမှတ်ကောင်းရင်ဆရာဝန်ဖြစ်မယ်စာကျက်နိုင်လို့အမှတ်ကောင်းရင် engineer ဖြစ်မယ်တချို့ကလေးတွေဆရာဝန်ဖြစ်ပေမဲ့ကျမလက်တွေ့မြင်မှုပါတယ်ကျမရဲ့ဒီဘောနော်ပညာရေးမှာနေခဲ့တဲ့တက်တန်းအရစေးတောင်တစ်ခါမှမထိုးဘူးလုံးဝသူဆရာဝန်စိတ်မဝင်စားဘူးဒါပေမဲ့ဆရာဝန်တယောက်ဖြစ်ဖို့ဆိုတာအသက်နှစ်ပေါင်း6နှစ်တော့မဟုတ်9နှစ်သူအဲ့ဒီမှာ invest လုပ်လိုက်ရတယ်တကယ်သူစိတ်ဝင်စားတာက business ဖြစ်တော့ဆရာဝန်ပြီးတော့မှသူ business တင်နေလာတတ်တယ်3နှစ်အတွင်းမှာသူ bachelor တွေ master တွေရပြီးတော့အခု Vivo Group of Company ဆိုရင် company အကြီးကို run နေတဲ့ဒေါက်တာရဲသူအောင်ပါဒါကျမနာမည်နဲ့ကိုထုတ်ပြောလို့ရပါတယ်အဲ့တော့အဲ့လိုလူမျိုးတွေကျမတို့နိုင်ငံမှာအများကြီးရှိမယ်
ကျမတို့မသိတာပဲဖြစ်ချင်းဖြစ်လိမ့်မယ်အဲ့တော့ကျမတို့တွေကကလေးတွေကိုငယ်တဲ့အရွယ်တည်းကသူတို့ရဲ့လိုက်နာရမယ်တာဝန်တွေပေါ့ဥပမာကျမတို့ចောင်းသားလို့ပြောလိုက်ရင်ဘာလုပ်ရမလဲဆိုတော့စောင့်ဝဲဖြေရမယ်အိမ်စာလုပ်ရမယ်အဲ့ဒါတွေဟာကျမတို့ကအနောက်ကနေ attach ဖြစ်နေရမယ်မဟုတ်ပဲနဲ့ကျမတို့က level တစ်ခုခုဆိုကျမတို့အသက်ကြီးရဲ့ lander တွေကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ဘယ်သူမှရိုက်ပြီးမလုပ်ခိုင်းအဲ့တော့မှငါမဖြစ်သေးဘူးအနောက်ကအငယ်တွေကတက်လာပြီးငါဘယ်တင်တန်းတော့တက်ရမယ်ငါယာတူးတိုးကိုဘာလုပ်ရမယ်ငါလာစာကောင်းဖို့ဘာလုပ်ရမလဲဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပြီးတော့ခုနပြောတယ်လို့ပေါ့ကျမတို့ဒီအမြဲတမ်း learning လုပ်တင်နေပေါ့ဒါပေမဲ့ကျမတို့ဘာလို့မလုပ်ကြလဲဆိုတော့ကိုတကယ်စိတ်ဝင်စားတဲ့အရာမဟုတ်တော့ဆက်ပြီးမလုပ်ချင်ကြအောင်ဥပမာကျမဆိုရင်ဒါ education ကိုစလုပ်မှာစိတ်မဝင်စားအောင်ဒီလိုပဲလုပ်လိုက်တယ်ငါအတွက်အလုပ်တစ်ခုရတယ်ပေါ့တီတန်းနဲ့အိမ်ရီရှိတဲ့အလုပ်ကလေးဖြစ်တယ်ဆိုပြီးကျမလုပ်လိုက်တယ်ဒါပေမဲ့ကျမဒီအလုပ်ပေါ်မှာစိတ်ဝင်စားတဲ့အခါကျတော့ဆက်ပြီးတော့ education အတွက်ကျမတို့ psychology တွေထပ်လေ့လာတယ် counseling တွေလေ့လာတယ်လူတွေဟာ learning နဲ့ပတ်သက်ပြီးသူတို့ရဲ့ mindset တွေဘယ်လိုရှိလဲကျမဆက်လေ့လာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမဒီဒါကိုစိတ်ဝင်စားလာတယ်ဒီအလုပ်ကိုပျော်လာတယ်အဲ့တော့ကျမတို့နိုင်ငံမှာနောက်မှားယွင်းနေတဲ့တစ်ချက်က professional နဲ့အလုံးနဲ့မတူဘူးတချို့ကအလုပ်ဒီပတ်စံရဖို့အတွက်လုပ်ရတာအသက်အရွယ်တစ်ခုကိုရောက်လာပြီဆိုရင်ကျမတို့အိမ်ကမိဘတွေကလည်းပြောပြီလေအခုထိမိဘရှိရလက်ဖြန့်တောင်းနေတုံးလားမင်းတို့အလုံးမလုပ်ဘူးလားတစ်ချိန်ကုန်တင်တန်းနေပဲတက်နေတာပဲဆိုတော့ reason တွေအများကြီးလာတယ်အဲ့တော့ကျမတို့ဘာလုပ်လိုက်ရလဲအလုံးလုပ်လိုက်ရတယ်ဒါပေမဲ့အဲ့အလုပ်ကကျမတို့တကယ်လုပ်ချင်တဲ့အလုပ်မဟုတ်ဘူးကန်းရလို့လုပ်လိုက်ရတာတချို့ရှိပါတယ်စာရေးတာဝါသနာပါတယ်ပကြီးဆွဲတာဝါသနာပါတယ်အဲ့မှာအိမ်ကမိဘတွေကခွင့်မပြုလေနင်တို့ဒီပကြီးဆွဲရင်သမင်းစားရမှာမဟုတ်ဘူးအဲ့လိုပုံစံမျိုးလေးရှိတယ်အဲ့တော့တခါတည်းရဲ့မှာကံကောင်းတဲ့လူတွေကြတော့ကိုလုံးတဲ့အလုံးနဲ့ကိုဖြစ်နေတဲ့ profession တွေကထပ်တဲကျသွားတဲ့အခါမှာသူ့ life မှာအားလုံးအဆင်ပြေသွားတယ် continuous learning တွေဆက်လုပ်ဖြစ်တယ်လာစာလဲကောင်းတယ်ယာတူးလဲကောင်းတယ်သူလဲအလုံးလုံးရတာအရန်ကိုပျော်ရွှင်လာတယ်အဲ့တော့ကျမတို့ learning နဲ့ပတ်သက်တဲ့ဟာငယ်ဘဝကနေစပြီးတော့လုပ်ဖို့လိုအပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆရာမအခုပေါ့နော်ဒီရှိနေတဲ့အသားလေးရဲ့ဥပမာရဲ့နောက်တခြားလူတွေရဲ့ဥပမာတွေပြန်ပေးတဲ့အခါကျတော့ကျွန်တော် reflect ပြန်ရတဲ့ဟာပေါ့နော်ဆိုတော့တင်ယူမှုကိုကျွန်တော်ဒီငယ်စဉ်ပေါ့နော်ကလေးဘဝတွေကစပြီးတော့ကျွန်တော်တို့ပုံစံမချပေးနိုင်လို့ရှိရင်နောက်ပိုင်းတင်ယူမှုဟာတွေမှာအခက်အခဲတောက်လျှောက်ဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်ကြုံရတယ်ဆိုတော့ရှိသမျှအခုဖွင့်ထားတဲ့ကျောင်းတွေအားလုံးဒီနောက်တစ်ချိန်ရဲ့တရားခံဖြစ်မှာပေါ့နော်ဒီလိုမလုပ်ပေးခဲ့လို့ရှိနေတဲ့ဒီပတ်ဝန်းကျင်အခြေအနေလဲကျွန်တော်ကဒီဖန်တီးပေးမှပဲတကယ်တင်ယူမှုဆိုတာကောင်းမယ်ပေါ့ဘာလို့ခါလေကြာရင်ကျွန်တော်တို့တွေကမတင်ယူကြဘူးဘာလို့လဲဒီကိစ္စရှိနေတဲ့အကြောင်းအရာတခုဒီရှေ့မှာသူ့အတွက်သူဝါသနာပါလားမပါလားလည်းမသိသလိုရှေ့မှာသူ့အတွက်ဘာတွေများကောင်းကျိုးတွေရမှာလဲဆိုတာမသိကြဘူးမနေ့ကလေးတွေကျွန်တော်တို့လေ content creation ဆိုတဲ့အလုပ်ကိုပြောကြတာပေါ့နော်ဆိုတော့တော်တော်များများကဒီ content creation ဆိုတဲ့ဟာမျိုးနားလည်ကြတာကြတော့ဒီ social media post မှာပဲရေးလိုက်တဲ့ဟာပဲလို့အားလုံးကထင်ကြတော့ဒီအလုပ်ကတန်ဖိုးမရှိဘူးအရန်အရေးမကြီးဘူးလို့တော့ထင်ကြတာပေါ့ content creation ကတကယ်ပေါ့နော်လုပ်ငန်းကြီးတစ်ခုလုံးကိုဘယ်လောက်ထိပြောင်းလဲစေနိုင်တယ်ကိုယ့်ရဲ့လူမှုဘဝအတိုင်းအဝန်နဲ့ဘယ်လောက်ပြောင်းလဲစေ content ဆိုတဲ့အဓိပ္ပာယ်ကိုသိချမသိကြအောင်အဲ့လိုပဲပေါ့ဒီ landing ဆိုတဲ့ဟာကိုလည်းလောကကောင်းမှမသိတဲ့မမြင်တဲ့ဟာပေါ့နော်အဲ့ဒါဖြစ်သွားလို့ရှိရင်ပို့ပြီးအန္တရာယ်ကြီးတယ်ပေါ့ဆိုတော့ဒီလိုတင်ယူတဲ့လူပေါင်းဖွဲ့စည်းဖြစ်ဖို့အတွက်ကိုကျွန်တော်ငယ်ငယ်လေးတွေကနေကြောင်းမာတွေကစပြီးတော့လူငယ်တွေကို train လုပ်ပေးရမယ်လေ့ကျင့်ပေးရမယ်ပတ်ဝန်းကျင်ကောင်းတစ်ခုကျွန်တော်ဖန်တီးပေးနိုင်ရမယ်ဆိုတဲ့ဟာလေးတစ်ခုတော့ကျွန်တော်သွားပြီးမြင်ပါတယ်ဆိုတော့အခုဟိုဒါလေးတခြားထပ်ပြီးဖြစ်ပေးပါဦးဟယ်လိုစောစောရှိရမဆွေရတော့ကလေးဘဝတွေကဒီလေးလာတင်ယူမှုတွေနဲ့ခုနရွေးချယ်ခဲ့တဲ့ career တွေနဲ့ဆက်ဆက်ပြီးတော့ပြောပြသွားတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဗာလေးပြောပြခြင်းလဲဆိုတော့တစ်ချိန်မှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ panel discussion ရဲ့ခေါင်းစဉ်ကလည်း learners to responsible leader ပေါ့နော်ဆိုတော့ကျွန်တော်ငယ်တုန်းကဘာကြုံခဲ့ရလဲဆိုတော့ monitor ခန့်တယ်လीနော်ကျောင်းတွေမှာလीအဲ့တော့monitor ခန့်ပဲဆိုဘယ်သူ့ကိုခန့်လဲဆိုတော့အကောင်အကြီးဆုံးဒါမှမဟုတ်ရှင် repeater တွေဒီလိုခန့်တာဒါပေမဲ့ကျွန်တော်တို့အဲ့တုန်းကခန့်ခဲ့တဲ့ monitor ဘာလို့ဖို့လဲဆိုတော့ဆရာမအခန်းထဲမှာမရှိရင်စကားမများအောင်မပြောအောင်အဲ့စကားများတဲ့လူတွေကိုစင်းမှတ်ဆရာမပြန်လာတိုင်ဆရာမရန်ရောက်လာတော့ချိန်လုံးနဲ့ကျွေးပေါ့နော်ဒါကျွန်တော်တို့ခေတ်က monitor ခုနမဆွေတို့သားတွေခေတ်ကြတော့ president ဆိုတဲ့ဟာရဲ့လောက်ကင်ပုံတွေကအတော်ကြီးกว่าတယ်ကျွန်တော်တို့တုန်းက monitor ဆိုတဲ့ဟာကဘာလို့မှလဲဆိုတော့ဆရာမကိုစားလူစိုးတွေလိုက်မှတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ monitor ကိုပြန်လဲအနိုင်ကျင့်ခဲ့ဘူးတယ်ပေါ့မှတ်ရမှတ်ကြည့်မတွေ့မယ်နော်ရေးကြည့်
အဲ့တော့ဟိုက monitor မလှုပ်ရဲဘူးပေါ့နော်အဲ့လိုလဲကျွန်တော်တို့ကလုပ်ခဲ့ဘူးတယ်ဆိုတော့ဒါကကျွန်တော်တို့ငယ်စဉ်ဘဝမှာတော့ကကျွန်တော်တို့ရဲ့ဒီ traditional သွားခဲ့တဲ့ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့စနစ်ထဲမှာဘာလဲဆိုတော့အတန်းခေါင်းဆောင်လို့သာခေါ်လိုက်တာတကယ်ခေါင်းဆောင်ပြီးသားလောက်ရတာမဟုတ်ဘူးပေါ့နော်ဆရာမကိုစားဆရာမလူမိုင်ငားခဲ့တဲ့သဘောပဲရှိတာဟုတ်ဆို तू မရှိတော့အတန်းညင်အောင်ထားခဲ့တာအဲ့တော့ तू ကလည်းအကုန်လုံး live မှတ်တခါကျရင်မတဲ့တဲ့ကောင်လည်းနာမည်တွေကောက်မှတ်ဆရာမပြန်လာတော့ချိန်လုံးနဲ့ရိုက်ပေါ့နော်ဆိုတော့တကယ်ကျွန်တော်တို့ကဘယ်လိုလေးသွားတင်တာလဲဆိုတဲ့အခါကျတော့ဒီဘက်ခေတ်ကာလမှာကျွန်တော်တို့ကပြဿနာတွေခက်ခဲတွေကနေ့စဉ်နဲ့အမျှမျိုးစုံကြုံရတယ်ကျွန်တော်တို့လူနေမှုဘဝမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပဲဖြစ်ဖြစ်ပညာရေးမှာပဲဖြစ်ဖြစ်ပေါ့နော် trend တွေကအရန်ချိန်တယ်ဟိုကျွန်တော်တို့ရဲ့ခေတ်စနစ်တွေကြောင့်လည်းအပြောင်းလဲတွေကအများကြီးဖြစ်တယ်တချို့ကိစ္စတွေဆိုမျှော်မှန်းလို့မရတဲ့ဟာမျိုးတွေဒီဖြစ်လာတယ်အဲ့တော့တကယ်ကျွန်တော်တို့ကလေးလာသင်ယူတဲ့အချိန်မှာဘယ်လိုလေးသွားစီချင်တာလဲစောစောမမျှလည်းပြောရတဲ့အထက်မှာပါတဲ့ဟာပေါ့နော်collective learning လုပ်စီချင်တာပေါ့တယောက်တည်းတူးတည်းလေးလာသင်ယူနေတဲ့ဟာတဲ့အစုအဖွဲ့နဲ့လေးလာသင်ယူမယ်အဲ့လေးလာသင်ယူတယ်ဆိုတာစာတွေကိုလေးလာတယ်ဆိုတာတဲ့ပြဿနာတွေအခက်အခဲတွေအဆင်မပြေမှုတွေကိုဘယ်လိုပူးပေါင်းအဖြေရှင်းမလဲအဖြေရှာမလဲဆိုတဲ့ point ကို focus ထားတဲ့ learning style ကိုသွားစီချင်ဘာလို့ကျွန်တော်က diploma အတန်းတွေလည်းစာသင်တယ်ပေါ့နော်သင်တဲ့ခါကျကျွန်တော်ရဲ့စာသင်တဲ့ style ကဘာလုပ်လဲဆိုတော့ lecture slide ကြီးဖွင့်ပြီးကျွန်တော်ကစာမသင်ဘူးဘာမှမဖွင့်ဘဲနဲ့ထိုင်းစကားတွေပြောနေတာဒီနေ့ပြောမယ့်အကြောင်းကခေါင်းစဉ်ကိုသူတို့နဲ့အပြန်အလှန်ပြောတယ်တီးပြီးသားတက်ပြီးသားတွေအပြန်အလှန်ဆွေးနွေးတယ်ပြီးပြီဆိုတော့မှ slide တွေဖွင့်ပြရင်ခုနပြောသွားတာဒါခုနပြောသွားတာဒါဆိုပြီးကျွန်တော်သွားတာပေါ့နော်ပြီးရင်ခုနက group discussion တွေလုပ်ခိုင်းတယ် group web တွေလုပ်ခိုင်းတယ်တနည်းအားဖြင့်လုပ်ငန်းခွင်မှာကြုံတွေ့လာရနိုင်တဲ့ case ဖြစ်ရက်တွေကိုသူတို့ကိုဒီမှာတခါတည်းလေ့လာခိုင်းလိုက်တာပေါ့နော်ကြိုတင်ပြီးတော့တွေးစီခိုင်းလိုက်တယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့ကလေ့လာသင်မှု style တွေချိန်ဖို့လိုတယ်ပေါ့ဒါကလူငယ်တွေအနေနဲ့ဆိုလေကိုယ်တငယ်ချင်းတွေအချင်းချင်းကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကိုလေ့လာနေတဲ့အကြောင်းအရာတစ်ခုကိုတခြား case တွေတစ်ခုခုနဲ့ချိတ်ဆက်ပြီးတော့ဘယ်လိုတွေလုပ်ကြရင်ကောင်းမလဲဆိုတော့ထိုင်ဆွေးနွေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့တိုင်းဖြတ်သန်းခဲ့မှုတယ်ကျွန်တော်တို့ခေတ်ကအင်ဂျင်နီယာအကြောင်းတက်တဲ့အချိန်မှာဆရာမလုံလောက်ဘူးမလုံလောက်တော့ဆရာတွေကကျွန်တော်တို့အသက်ငယ်တယ်သူတို့ကတစ်နှစ်ကို2တန်းနဲ့မာစတာတွေ PhD တွေရသွားတာအဲ့ခေတ်ကပေါ့နော်ဆိုတော့ကျွန်တော်တို့လာပြန်တင်တဲ့ဆရာတွေကကျွန်တော်တို့အကိုပြန်ခေါ်ရတယ်ပြီးလာတင်တဲ့ဆရာတွေကလည်းဘာဖြစ်လဲဆိုတော့သူတို့ယူခဲ့တဲ့ major နဲ့လာတင်တဲ့ဘာသာရပ်နဲ့တက်စီအဲ့ဘာသာရပ်ကိုလည်းသူတို့ကမကျွမ်းကျင်ဘူးကျွန်တော်တို့ကပြဿနာတွေတက်ကွာအဲ့တော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ပဲအဲ့ textbook ကြီးတွေချဒီခေတ်လို online တွေ internet တွေကလည်းကောင်းတာမဟုတ်ဘူးပေါ့နော်ဒီစာအုပ်တွေပဲအားကိုးရတာအဲ့ဒါတွေ wifi ဖတ်ပြီးတော့တယောက်နဲ့တယောက်ကျွန်တော်တို့တကယ်ချင်းအပြန်အလှန်ဆွေးနွေးနေမှာဒီဟာကဒါကိုပြောတာဒီလိုစဉ်းစားတာဆိုတာရသွားတော့မှဆရာကိုတိတ်လေးခေါ်ပြီးဆရာကိုပြန်တင်တယ်အဲ့တော့ဆရာအဲ့ဒါရပြီဆိုမှသူကခက်တီနဲ့ state ပေါ်တက်သွားပြီးတော့ channel လူတွေကိုဆက်တင်တယ်ဆိုတော့အဲ့ collective learning ဆိုတာကိုကျွန်တော်ကလုံမှန်းမသိလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာကလုံမှန်းမသိဆိုတာတဲ့လုပ်ကိုလုံတဲ့အနေထားတည်းကျွန်တော်တို့ကရောက်ပြီပေါ့နော်ဆိုတော့ဘာကြောင့် collective learning စုပေါင်းသင်ယူခြင်းကိုပို့ပြီးတော့ဇောင်းပေးပြီးပြောခြင်းလဲဆိုတော့ကျွန်တော်တို့ကရှေ့မှာပြောခဲ့သလိုပေါ့နော်ပညာရေးတစ်ခုအသင်တယ်ယူတယ်သိသွားတယ်တက်သွားတယ်လုံနိုင်သွားတယ်အဲ့လောက်နဲ့တင်ကျွန်တော်တို့ကရပ်ထားလို့မရဘူးဒါနဲ့ဆက်ပြီးဖြစ်လာတဲ့အခက်အခဲတွေပြဿနာတွေရင်ဆိုင်ကြုံတွေ့ရတဲ့ဟာတွေကိုဘလို့ပူပေါင်းအဖြေရှာမလဲပူပေါင်းဖြေရှင်းမလဲဆိုတဲ့အထီကျွန်တော်တို့ကသွားဖို့လိုတယ်တေချာတာကကျွန်တော်တယောက်တည်းဖြည့်ရှင်းလို့မရတော့ဘူးပေါ့နော်အခုဒီနေ့ပွဲမှာဆိုတော့ဒါရှိသမျှအကြောင်းတွေအားလုံးစုပြီးတော့ပညာရေးလောကတစ်ခုကိုဘယ်လိုမျိုးသွားကြမလဲဆိုတော့ကျွန်တော်အမြင်ဆိုဒါပူပေါင်းပြီးတော့အဖြေရှာကြတယ်ပူပေါင်းပြီးတော့စူးစမ်းကြတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့ကျွန်တော်တို့သင်ယူတဲ့လူတွေလည်းထိုနည်း၎င်းကျွန်တော်တို့ကသွားဖို့လိုတယ်ပေါ့ဆိုတော့ဒီဟာလေးကိုတော့အဓိကဒီ second နဲ့အနေနဲ့ကျွန်တော် key message စီပေးခြင်းနဲ့collective learning ဆိုတာလေးတစ်ချက်လေး focus ထားပေးဖို့ပေါ့နော်ကျေးဇူးပါဟုတ်ဆရာဆရာပြောသွားတယ်လေဒီ collective learning ဆိုတဲ့ဟာကတော့ကျွန်တော်များသောအားဖြင့်ပေါ့နော်ကျွန်တော်တို့ဒီနေ့စဉ်ဘဝဖြတ်တန်းမှုအခြေအနေပေါ့နော်အဲ့ဒီနေရာမှာတော့ပို့ပြီးတော့ဖြစ်တယ်အတုံးဝင်တယ်ပေါ့လက်ရှိတော်တော်များများကျွန်တော်မြင်တဲ့ရှုထောင့်ကဆိုလို့ရှိရင်အခုစီးပွားရေးလုပ်ငန်းတွေမှာရောဆိုပါတော့အဖွဲ့အစည်းတော်တော်များများမှာရောပေါ့နော်ခေါင်းဆောင်တွေတော်တော်များများကဝိုင်းပြီးတော့နားထောင်ပေးကြပါလို့ဆိုပြောကြတာပေါ့နော်အဲ့ဒီဟာနဲ့ပို့ပြီးဆက်တယ်ခေါင်းဆောင်ဘာလို့ဆိုတကယ်ဖြစ်နေတယ်ပေါ့နော်ခုနပြောတဲ့common issue တွေပေါ့အားလုံးအဖွဲ့အစည်းတစ်ခုမှပဲဖြစ် data တစ်ခုမှပဲဖြစ်နေရာတစ်ခုမှပဲဖြစ်အဲ့ဒီမှာရှိနေတဲ့ဒီဘုံ
ဘုံတူညီတော့ဥစ္စာပေါ့နော်ဟိုလိုအပ်ချက်ပေါ့ common issue တွေပြဿနာအရက်တွေအဲ့ဒါကိုကျွန်တော်တို့ကအဖြေမရှာဘဲနဲ့ဟိုဒါမှအဖြေရှင်းတဲ့ဟာဆိုလို့ရှိရင်ဒါမှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးပေါ့အဲ့ဒီမှာဆိုခုနပြောတဲ့ဒီ collective learning ဆိုတာဖြစ်သွားတယ်အဓိကတော့ကျွန်တော်အားလုံးအတူတူကဝိုင်းထိုင်ကြတယ်ဖြစ်နေတဲ့ issue တွေအကုန်လုံးပြန်ပြီးနားထောင်ကြတယ်ပေါ့နော်အဲ့ဒီဟာကြမှာပဲကျွန်တော်အဆင်ပြေဥစ္စာပေါ့နော်အဆင်ပြေပြီးတော့နီးမှန်လမ်းမှန်ရမယ်ပေါ့ဆိုတော့ theory ကတော့ဗာလဲ PAR လို့ခေါ်တယ် participatory action research ပေါ့အားလုံးဝိုင်းထိုင်နေပြီးတော့မှဟိုဖြစ်နေတဲ့ common issue တွေအားလုံးစုတယ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ကဘယ်လိုမျိုး in depth learning လုပ်ပြီးတော့ကျွန်တော် action plan ဘယ်လိုဆွဲကြမလဲဆိုတော့သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကလည်းတကယ်ခေါင်းဆောင်တွေဖြစ်လာပြီဆိုလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်တွေလုပ်ရတဲ့အလုပ်ပေါ့နော်အဲ့ဒီဟာလေးရှိပါတယ်ဆိုတော့ဒါလည်းခုနပြောသလိုငယ်ရွယ်တဲ့အချိန်ကနေစပြီးတော့အဲ့ဒီလိုမျိုးဟို practice ပေါ့နော်ဟိုပုံစံရသွားမှပဲတကယ်ခေါင်းဆောင်ဖြစ်တဲ့ခါမှာကျွန်တော်ရှင်းရမှာပေါ့နော်ဟိုဖြည့်ရှင်းပေးနိုင်မယ်အားလုံးလက်ခံပြီးတော့နားထောင်ပြီးတဲ့နားလည်မှုရှိတဲ့ခေါင်းဆောင်ပေါ်လာမယ်ပေါ့နော်အဲ့လိုမျိုးဟာလေးကိုကျွန်တော်ပြန်ပြီးတော့တွေးမိပါဗျဆိုတော့အဲ့တော့ဆရာပြောရတဲ့ပတ်သက်ပြီးတော့ကျွန်မအနေနဲ့တွေးမိရလေးတစ်ခုပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီပေါ့နော်ကျောင်းတွေမှာဆိုရင်ပေါ့ကျွန်တော်တို့ဒီအဲ့အမျိုးတော့မြန်မာနိုင်ငံကျောင်းတွေမှာတော့တော့မတွေးရဘူးပေါ့များသောအားဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံကျောင်းတွေမှာဆိုရင်ဆရာမကစာတင်သွားမယ်အနောက်ကကလေးတွေကနားထောင်ပြီးရင်အချိန်တန်ရင်ဆောင်းဝဲဖြစ်မယ်ဆိုရဲ one way communication နဲ့ပဲကျွန်တော်တို့ကသွားခဲ့ကြရတယ်ပေါ့နော်ဒါပေမဲ့တကယ်ကိုဒီနောက်ပိုင်းမှာဆိုကျွန်တော်တို့ဖွံ့ဖြိုးလာရင်နောက်ပိုင်းမှာ international school တွေပေါ်လာတယ်အဲ့ခါကျတော့အဲ့ဒီမှာကျတော့ဘာနဲ့သွားလဲဆိုတော့ဆရာမနဲ့ကျောင်းသားနဲ့ဆိုတာအပြန်အလှန်ဆွေးနွေးတဲ့ two way communication ကိုသွားလာကြတယ်အဲ့တော့ကျွန်တော်တို့အရန်သိတာလဲအသက်အရွယ်တစ်ခုကိုရောက်လာလို့အလုပ်ခွင်နဲ့ရောက်တဲ့အခါမှာ one way communication နဲ့သွားခဲ့ရတဲ့ကျောင်းသူကျောင်းသားတော်တော်များများမပြောရဲဘူးကြောက်တယ် presentation ထွက်မလုပ်ရဲဘူးဒူးတွေတုံနေတယ်ချွေးတွေကြားတယ်အဲ့လောက်ထိကိုတွေးခဲ့ရတယ်ဒါပေမဲ့ခုနပြောသလို two way communication နဲ့တွာလာခဲ့ရတဲ့လူတွေကြတော့ပြောရဲတယ်မှန်ရင်ပြောရဲတယ်လူတိုင်းမှာရှုတော့မတူကြဘူးအဲ့ဒီဟာကိုကျမတို့ဘာပြောလဲတင်ပြရေးရတယ်အဲ့တော့အဲ့ဒါလေးတွေကိုကျမတို့ကြည့်မယ်ဆိုရင်ကျမသားလေးဦးမှာဆိုလဲဒီ international school မှာအလဲတန်းလောက်ရပြီဆိုတော့ team work လေးတွေခိုင်းလာတယ် team နဲ့အလုပ်လုပ်တတ်ရတယ်လူတိုင်းမှာအမြင်မတူတဲ့အတွက် तू ကတော့ဒီလိုမြင်တယ် तू ကတော့ဒီလိုမြင်ဆိုတော့ import တွေထည့်ကြတယ်အဲ့ဒီကနေမှအကောင်းဆုံးဟာလေးတစ်ခုသူတို့ presentation ထွက်လုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာလဲတယောက်တည်းကလုပ်တာမဟုတ်ပဲနဲ့အလဲကျလုပ်တဲ့အတွက်သူတို့ဒီနော်ဒီကျမတို့ဆယ်ကျော်တဲ့အရွယ်ကိုရောက်လာတဲ့အခါမှာ presentation skill ကသူတို့အတွက်လုံးဝ easy ဖြစ်သွားတယ်အဲ့ဒီအချိန်မှာကျမတို့မြန်မာကျောင်းကကလေးတွေမှာ presentation နဲ့ပတ်သက်ပြီးတော့အရန်ခက်ခဲနေတယ်ဒါကျမတို့ကိုယ်တိုင်နဲ့ကြုံတွေ့ခဲ့ရပါဆိုကျမတို့တွေခင်မှာဒီလိုကျောင်းတွေမရှိတဲ့အတွက်ကျမတို့မြန်မာကျောင်းပဲတက်ရတယ်အဲ့အတွက်ကျမတို့ presentation စလုပ်တဲ့အချိန်ကကျမတို့တကယ်ကိုကြောက်စရာအကောင်းဆုံးအချိန်ကိုကျမတို့ရင်ဆိုင်ဖြတ်တန်းခဲ့ရတယ်အဲ့တော့အဲ့ဒါလေးတွေကတကယ်ကိုဟိုလိုအပ်တယ်ပေါ့နော်အဲ့မှာမှခုနပြောသလိုပေါ့သူရာစုဆိုလို့ကျမတို့ကျောင်းသားတွေကအထက်တန်းဆယ်လောက်ရအောင်ကျမတို့ club လို့ခေါ်တယ်ပေါ့ဒီမှာတော့ club လို့ပြောလို့ဟို club ကိုပြောတာမဟုတ်အသင်းဖွဲ့ပေါ့ဥပမာကျမသားကျောင်းတွေမှာဆိုရင် debate club ရှိတယ် dance club ရှိတယ်အဲ့မှာ debate ကိုဝင်ပြောတဲ့ကလေးတွေဒီတယောက်နဲ့တယောက်ကအပြိုင်နိုင်ခြင်းစောနဲ့ပြောတဲ့အခါမှာသူတို့ရဲ့ innovation တွေသူတို့ရဲ့ creative idea တွေအဲ့မှာအများကြီး develop ဖြစ်လာတယ်ကျမတို့အဲ့လိုဟာလေးပါထပ်ပြီးလုပ်ပေးနိုင်မယ်ဆိုရင်ကျမတို့နိုင်ငံရဲ့လူငယ်လေးရာတကယ်ကိုကောင်းမွန်တဲ့ leader တွေဖြစ်လာမယ်လို့ကျမမြင်ပါတယ်ကျေးဇူးပါဟုတ်ကျေးဇူးပါဗျာမမြဟိုဟာလေးနဲ့ဖြစ်ပြီးပါဟုတ်ကျွန်တော်ထင်တာဆရာတွေပြောသွားတယ်ဆရာစမတွေပြောသွားတယ်မှာတော့ကျွန်တော်ကတော့အငယ်ဆုံးနဲ့ဖြစ်တယ်ဆိုတော့ကျွန်တော် highlight ပါပြောချင်တာလဲဆိုတာလေကြွားရတယ်ဘယ်လိုလဲဈေးပန်းOkay ဆိုတော့ကျွန်တော်တို့ကဘယ်လိုလေးပို့သွားစေချင်ကျွန်တော်အဓိကလေးဟိုက landing မှာမမှားတဲ့အရာတွေမှားနေတာပေါ့နော်ကျွန်တော်ငငယ်တုန်းကမှတ်မိလားကျွန်တော်တို့စာရေးခိုင်းနေဆိုရင်လေလက်ရေးမလှလို့လက်စစ်ခောက်ခံခဲ့ဘူးတဲ့လူရှိလားရှိနေဆိုရင် definitely အဲ့ဒီအမေတွေကိုပြန်ပြီးရန်ဖြစ်လို့ရတယ်ကျွန်တော်တို့လက်ရေးလှအောင်သင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ဘာသုံးကြလဲကွန်ပျူတာသုံးနေရတယ်ဘယ်မှာလဲနေ့လက်ရေးလှတာတခါကျရင်ရေးဖို့တောင်မှနေရာမရှိလိုက်ဘူး right ဆိုတော့တခါကျရင်ကျမတို့ကမလိုလားအပ်တဲ့နေရာမှာကျမတို့သွားပြီး input တွေအများကြီးထည့်တတ်ကြတယ်အဲ့ဒါမျိုးတွေမလုပ်ဖို့ပေါ့နော်နောက်တစ်ခုကကျတော့ဒီ landing လုပ်နေတဲ့အချိန်မှာကို confident ဖြစ်ဖို့ကျမတို့ကြောင်းနေမှာပေါ့နော်ဟိုက private public လို့တော့မပြောတော့ဘူးကျွန်တော်တို့တခုခုကိုပြောလိုက်တာနဲ့ကိုကလည်း initiative နဲ့ထွက်ဖို့လိုအပ်တယ်ဥပမာဆိုရင်ကျောင်းမှာမေးဒါလောက်ကြမလားလို့ပြောရတာနဲ့ဘာလို့လဲကျမတို့ကအရင်ဘေးကလူစတွတ်တာကိုကတော့သိလိုက်တယ်ဘေးကလူကိုစတွတ်တယ်ဘာဖြစ်လဲဆိုတော့ကိုလုံးမဲ့လို့ကိုတို့အရင်တည်ပြီးပြောခိုင်းတာအဲဒါကြောင့်မို့ကျမတို့တဖြည်းဖြည်းနဲ့ culture change လို့ရတယ်ကိုကနေစသလိုကိုရဲ့တငယ်ချင်းကနေစတဲ့ဟာမျိုးပေါ့နော်ဥပမာကျွန်တော်ဒီ culture မှာဆိုအစိုးဆုံးကကြတော့သိလားဆိုသိတယ်ပြောဆိုပြန်မပြောတော့ဘူးမေးခွန်းမေးပါလို့မေးရင်ဘယ်တော့မှပြန်မပြောတဲ့ပြဿနာမျိုးပေါ့နော်အဲ့တော့အဓိကဘာလဲဆိုတော့လေကျွန်တော်တို့တွေကသူတို့အချိန်ပေးဖို့လိုအပ်တယ်သူတို့တွေလည်း open ဖြစ်လာနိုင်အောင်မေးခွန်းမေးတတ်အောင်ဆိုတော့အမြဲတမ်း encourage လုပ်တဲ့ဟာလေးတွေကကျွန်တော်တို့မှအမြဲလိုအပ်တယ်ပေါ့နော်
ဆိုတော့ကျွန်တော်တို့ဒီအလောက်ကိုင်ပိုင်းနဲ့ပြန်ပြီးပြောရမယ်ဆိုရင်အခုနပြောတဲ့ landing တွေပေါ့နော်ကျွန်တော်နိုင်ငံမှာကကျွန်တော်အမြဲတမ်းနောက်တဲ့စကားရှိတယ်ဘယ်သူမှမရှိပါစေနဲ့ပေါ့နော်လူစုံလုံးပြပြမယ်ဆိုတော့ကျွန်တော်နိုင်ငံအမြဲတမ်းမြန်မာဘောလုံးအသင်းလိုပဲတယောက်တည်းအရန်ကောင်းတယ်အမိုက်စားတွေ amazing တွေကျမတို့တယောက်တည်းလွတ်လိုက်စီကျမတယောက်တည်း fight လာခဲ့မယ်အကောင်းဆုံးအောင်မြင်ဖို့ယူခဲ့မယ်ဒါပေမဲ့ကျမအုပ်စုလိုက်နဲ့လှုပ်ခိုင်းလိုက်ရင်ဘာဖြစ်သွားလဲချပြီးဟာနေရဒါမို့လို့ငါဒါမို့လို့ကျမတို့မှာ corporate culture မသိမေးခဲ့တာငငယ်တွေကကျမတို့ studio တိုင်းနဲ့ထည့်ထားခဲ့ပေးတယ်အစိမ်းလို့ပြောလိုက်ရင်ကျမတို့သိထားတဲ့အစိမ်းကအဖြူနဲ့အစိမ်းနဲ့အစိမ်းလားတစ်ပင်ရွက်ကအစိမ်းလားမြက်တဲ့အစိမ်းလားတင်မို့ကျမတို့မပေးတော့ကျမတို့ boundary နဲ့ထည့်ထားကြတယ်ဆိုတော့ကိုကအဲ့လိုခံနာခဲ့ရတဲ့လူငယ်ဖြစ်ခဲ့တဲ့အတွက်ကိုကအခုကစပြီး break ဖြစ်ဖို့လိုအပ်တယ်ကိုကစလမ်းမှာသူများကိုမဆောင်ပါနဲ့ကိုကစပြီးဒီ break ကိုစပြီးတော့ဖြတ်ဖို့လိုအပ်တယ်အဲ့တော့မှငါရဲ့ landing က okay ငါ Harvard ကိုတက်ချင်တယ်ဒါပေမဲ့ငါနိုင်ငံမှာရှိတဲ့ပညာရေးကိုငါမကျင့်တဲ့ဘူးဒါပေမဲ့ဘာလုပ်လို့ရလဲ as long as you want to try it အခုဆိုကျွန်တော်တို့ open ပေါ်နေတဲ့ဟာတွေအများကြီးရှိတယ် open source တွေအများကြီးရှိတယ် landing လုပ်လို့ရတယ်ရှိကျမတို့ရဲ့တဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်လာကျမတို့ Asian culture လို့ပြောကြမြန်မာကြီးပဲပြောတော့မပြောတာမဟုတ်ဘူးကျွန်တော်ဒီလက်ရှိ Saudi Asia မှာ setup business တွေကို entrepreneur တယောက်အနေနဲ့ရော consultation အနေနဲ့ကျွန်တော်လုပ်ပေးနေတယ် mentor လုပ်ပေးနေချိန်မှာဘာလို့သိရလဲဆိုကျွန်တော်တို့ Asian တော်တော်များများက blaming theory အရန်လုပ်တယ်ဟာအမေမပေးလို့အဖွာမပေးလို့ဟို manager မပေးလို့ why you don't say yourself ကိုတခါတော့မေးကြည့်ပါလားနေပါပေးလေငါဘာလုပ်မလဲပေါ့နော်တော့သူများကိုပြောရတဲ့ဆိုင်ကိုနဲ့အရင် landing စလုပ်တယ်ဆိုတော့တခုခုကိုကသူများကို point လောက်ခံနေမှာကိုစဉ်းစားတယ်ကိုရာဒီ position နဲ့မှာဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့အရာနဲ့ဆိုင်ရင်ပို့ပြီးမြင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကလေးဖြစ်တယ်ဒါ corporate ဘက်ကပြောဆိုကျွန်တော်တို့ဘက်ကကျအလုတ်ကင်ပိုင်းနဲ့ပြောရတဲ့ဟာမျိုးပေါ့နော်အလုတ်ကင်မှာဆိုရင်လည်းအရန် challenges များတယ်သူကျတော့ဟိုဒီကြောင်းကထွက်လိုက်ရင်ဒီဘွဲရမယ်လို့တော့သိတယ်ဒါပေမဲ့အလုတ်သွားတဲ့ဟာချင်းမတူတော့ဘူး position နဲ့ဝင်သွားတဲ့ဟာကဘလောက် skill set ကိုပြနိုင်တဲ့ပုံမှာမူဝါဒဖြစ်တဲ့အတွက်တော့ရှိနေတဲ့ situation မှာအကောင်းဆုံးဘယ်လိုမျိုး adaptable လုပ်နိုင်မယ့်ဟာကကျမတို့ဒီလက်ရှိသွားမဲ့ဒီ landing မှာပိုထိရောက်တယ်ဆိုတော့ကိုနိုင်ကလည်းတင်ယူဖို့လိုသလိုကိုဘေးနာပတ်ဝန်းကျင်ကလည်းမြှောက်ပေးဖို့လိုအပ်တယ်ဥပမာကျွန်တော်ဆိုရင်ငငယ်တွေကမကြောက်တဲ့အကျင့်ကိုဖေရမွေးပေးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အိမ်ရဲ့ culture ကျွန်တော်သမီးမေညီမညှောက်တဲ့ရှင်အဖေကမှာလိုက်တယ်အဖေနဲ့မေနဲ့ပြောရတယ်တခုခုဖြစ်ရင်ပြန်လုပ်ခဲ့မခံလာနဲ့ဒေါ်မြတ်တနာဦးကချခဲ့ပြီးပပရဲ့မိဘလုပ်ခဲ့ပြီးမမရဲ့ပြီးပါလို့ဒါပေမဲ့အဲ့ဒီဟာကောင်းလားမကောင်းလားကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာဘာဖြစ်တာလဲဆိုတော့ response ချင်းလောက်တက်သွားတယ်ငါနောက်မှာဘယ်သူရှိတယ်ငါ့ကိုဘာလိုက်ရှင်းပေးမယ်ဆိုတော့ကြောက်တဲ့တရားဖယ်သွားတဲ့အခါမှာတချို့နေရာတွေမှာအဲ့ဒီကလေးတွေအရန်ထုံးပေါက်တက်သွားတယ်ဒါပေမဲ့တချို့နေရာတွေမှာအရန်အန်ရများတတ်တယ်အဲ့တော့အဲ့ဒါမျိုးကလည်းကျွန်တော်ဘေးမှာရန်နာပေးဖို့လိုအပ်တယ်မိဘတွေအနေနဲ့ကလည်းငြိမ်ပြီးတော့တယ်လီဖုန်းပေးကြည့်လိုက်တဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့တကယ်နားထောင်ပေးတဲ့ဟာမျိုးပေါ့နော်ကျွန်တော်ဆက်ပြီးတော့ suggestion လေးလုပ်ချင်ပါတယ် why we sleep ဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ပါတကယ်ကျွန်တော်တို့ရဲ့ psychology ဘိုင်းနဲ့ပတ်သက်တဲ့ဟာအများကြီး learning လုပ်လို့ရတယ်ဆိုတော့ဟိုစာအုပ်ကောင်းကြီးတွေမှာဖတ်မှမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့အနီးမှာရှိတဲ့စာအုပ်ဖတ်ခြင်းကကျမတို့ mind ကိုအများကြီးပြုပြင်တယ်ဘလောက်ပဲဈေးကြီးဈေးပေါ့အခုဆိုအရန် trend ဖြစ်လို့ရတယ်စာအုပ်တွေအများကြီးဖတ်လို့ရအဲ့တော့ကိုကတကယ်ကို industry တွေကိုသွားတော့မယ်ဆိုရင်စာအုပ်ဖတ်တဲ့ဟာကသူတို့ပေးတဲ့ message ကတမျိုးဖြစ်ကောင်းမယ်စာအုပ်ကပေးနေ message ဒါပေမဲ့မတူတဲ့ way နဲ့ကိုစဉ်းစားရင်ကိုယ့်ရဲ့ career အတွက်ကိုပို့ပြီးကောင်းကောင်းလေးလုပ်လို့ရပါတယ်ကျွန်တော်ပြောချင်ပါတယ်ရှင် thank you ပါရှင်ကျေးဇူးပါဟုတ်အခုဒီဆရာဆရာမတွေပြောရတဲ့ဟာဆိုတော့ဒီတည်ယူမှုနဲ့ခေါင်းဆောင်မှုမှာပေါ့နော်ကျွန်တော်တို့ဒီပတ်ဝန်းကျင်အခြေအနေပေါ့နော်အခြေအနေပေးမှုဆိုတဲ့ကိစ္စတော်တော်လေးအရေးပါတယ်ပေါ့အဲ့ဒါလည်းအားလုံးကလည်းငယ်စဉ်ဘဝတွေကလောက်ရမယ်ဆိုတာချိန်တည်တယ်ပေါ့နော်အဲ့ဒါလေးတွတ်တွေ့တယ်ဆိုတော့ကျွန်တော်တို့အချိန်လေးလေးရှိလို့နောက်ထပ်ဒီဆွေးနွေးမှုခေါင်းစဉ်တစ်ခုကျွန်တော်ဆက်သွားကြတာပေါ့နော်အဲ့ဒါလေးကကျွန်တော်ဒီတာဝန်ယူမှုပေါ့ responsible and နောက်ကျွန်တော်စီကန်းရှိတဲ့ခေါင်းဆောင်ပေါ့နော်ဟိုဒါ discipline and leadership လို့ပြောတာပေါ့ဆိုတော့အဲ့ဒီဟာလေးပြောတော့ကျွန်တော်ဟိုဟာတာလေးတစ်ခုပေါ့ကျွန်တော်ငယ်ငယ်တုန်းကသတိရလေးတစ်ခုပြောတစ်ခု share လုပ်ချင်တယ်ဗာလေအဲ့ဒီကမှတ်မိတယ်ကျွန်တော်က69လောက်ကကျွန်တော်တို့အခန်းထဲမှာစုခံရတာပေါ့ကျွန်တော်မန်နေဂျာကိုစုတာကျွန်တော်မှတ်မိအဲ့တော့discipline မရှိဘူး discipline မရှိပါဘူးကျွန်တော်မှတ်တာညဘေးရဟောင်းနေ discipline ပြောဟာ discipline လို့မှတ်တာလို့ငါလည်းမသိဘူးတော်ပြောနေအောင်ဆိုအဲ့လို discipline ရှိတဲ့ဒီခေါင်းဆောင်မျိုးတွေဖြစ်လာအောင်ဆိုဟိုဆရာဆရာမတို့အနေနဲ့လေအဲ့ခုနပြောတဲ့ responsible နဲ့အဲ့ discipline leadership ပေါ့နော်အဲ့ဒါကိုဘယ်လိုမျိုးကျွန်တော်တို့ဟိုအထိပ္ပယ်ဖွင့်လို့ရမလဲဟိုဘယ်လိုဝိသေသလက္ခဏာတွေရှိမလဲအခုလက်ရှိဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ရောအဲ့ဒီခုနပြောတဲ့စီကံပြေဝတဲ့ဒီခေါင်းဆောင်ဖြစ်ဖို့အတွက်ပေါ့နော်လုပ်ငန်းခွင်မှာရောဒီစာသင်ကျောင်းတွေမှာရောပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုမျိုးတိဆောက်ကြရင်ကောင်းမလဲပေါ့နော်အဲ့ဒီဟာလေးချက်စပေးပါအောင်ဟုတ်
အဲ့ဒါလေးကိုစပြောမယ်ဆိုရင်တော့အမှန်ဆိုရင်တော့ဒီခေါင်းဆောင်ပေါ့နော်ကျမတို့ခေါင်းဆောင်လို့ပြောလိုက်ခေါင်းဆောင်ဆိုတာကမွေးတဲ့ရပါလာလားပေါ့ဒီလိုခေါင်းဆောင်နဲ့ပတ်သက်ပြီးတော့သူ့မှာ skill တွေရှိရဲသူကခေါင်းရမ်းဆောင်တတ်တာခေါင်းဆောင်လုပ်တတ်တာပဲဆိုရင်ဟာကျမတို့မွေးတဲ့ရပါလာလားဒါမှမဟုတ်တိဆောက်ယူရတာလားပေါ့အဲ့တော့တချို့ကိစ္စတွေကတော့ကျမတို့တိဆောက်ယူမှကိုရမှာခုနပြောတဲ့ဒီဆရာပြောခဲ့တယ်လို့ပဲပတ်ဝန်းကျင်ကလည်းအဲ့ဒီတိဆောက်ဖို့အတွက်ကိုကျမတို့ဘာလုပ်ပေးရမလဲဆိုတော့ force ပေးဖို့လိုအပ်တာပေါ့ဒါကျမခုနရှိမှပြောခဲ့ကျမသားလေးရဲ့ example နဲ့ပဲပြန်ပြောရမယ်ဆိုရင်ဒါဆိုရင်ဒါဟာတစ်ချိန်မှာသူ့ကိုခေါင်းဆောင်ဖြစ်တဲ့အခါမှာတာဝန်ယူမှုတာဝန်ခံမှုစိတ်ကိုပါတွဲထည့်ပေးလိုက်တာမဟုတ်ဘူးလားခုနပြောသလိုသူဒီခေါင်းဆောင်မဖြစ်ခင်အောင်မှာတော့သူအိမ်မှာအိတ်ချင်လဲအိမ်မဲအကြောင်းမသက်ချင်လဲမသွားဘူးသူ့အတွက်အရင်မကြည့်ဘူးဒါပေမဲ့ तू ဒီ leader လို့တာဝန်ယူလိုက်ပြီးဆိုတာနဲ့ तू ဘာလုပ်ရတော့မလဲငါကဥဆောင်ရမယ်ငါမဥဆောင်ရင်ငါ team တွေဘယ်လိုဖြစ်ကုန်မယ်ဆိုရဲစိတ်ကသူ့မှာအလိုလိုဝင်လာတယ်အဲ့လိုအလိုလိုဝင်လာတာနဲ့အတူနောက်ကနေပြီးတော့ကျမတို့ကဘာလုပ်ရလဲဆိုတော့ကိုဒီ leader ဖြစ်တဲ့အခါမှာသူများတင်မြောက်တဲ့ leader နဲ့ကို leader လို့သတ်မှတ်တဲ့သူတွေကလုံးဝမတူပါဘူးသူများတင်မြောက်တဲ့ leader ဒီကိုနောက်ကလူတွေဒီလှုပ်ချင်ဒီဖြစ်စေမလှုပ်ချင်ဒီဖြစ်စေကိုကတော့ဘာလုပ်ရမလဲဥဆောင်ပြီးတော့လုပ်ရမယ်ပြီးတဲ့အခါကျရင်ကျမတို့ကအမြဲတမ်းဒါကျမတို့ leadership တင်တန်းတွေမှာလည်းအမြဲတမ်းပြောတယ် leader ပဲဖြစ်ချင်ကြတယ် follower မဖြစ်ချင်ကြဘူးအဲ့တော့ကိုပြန်မေးကြည့်ပါဦးကိုဒီ follower ကောင်းတစ်ယောက်ဖြစ်ခဲ့ပြီးပြီလား follower ကောင်းတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင်တစ်ချိန်မှာ leader ကောင်းတစ်ယောက်ကဖြစ်လာမှာပဲအဲ့အတွက်ကျမတို့ကငယ်တဲ့ရွယ်ကလေးလေးတွေဆိုကျမတို့ကဘယ်လိုပုံစံမျိုးလေးနဲ့သူတို့အခုဆိုရင်ဒီလိုလေး activity လေးပေးလိုက်တဲ့အခါမှာသူဒီ team ဆိုတဲ့ဟာကိုနားလည်လာမယ်ပြီးရင်သူ့အောက်မှာဘယ်သူတွေရှိတယ်အဲ့မှာကျမခုနပြောသလိုပေါ့ငယ်တဲ့လူပါတယ်ကြီးတဲ့လူပါတယ်ငယ်တဲ့လူတွေဆိုသူဘာဖြစ်လဲအော်ဒါငါထက်ငယ်တဲ့လူတွေဖြစ်တဲ့တချို့ကိစ္စတွေမှာသူစာနာတယ်ဆိုတဲ့စိတ်ကအလိုလိုဝင်လာတယ်အဲ့လိုပဲငယ်တဲ့လူတွေကိုစာနာတတ်တယ်လို့ကိုယ့်ထက်ကြီးတဲ့လူတွေရောဘာဖြစ်လဲ respect ပေးတတ်တယ်ငါကဒီအဖွဲ့ရဲ့ leader အဲ့အတွက်ငါပြောတာပဲအားလုံးနားထောင်ရမယ်ဆိုရယ်ပုံစံမျိုးမဟုတ်ပဲတဲ့ကိုယ့်ထက်တစ်နှစ်ကြီးတစ်လကြီးသူတို့မှာ experience ဆိုတာရှိတယ်အဲ့ဒီ experience ကိုကျမတို့ကဘာလုပ်ရမလဲနာခံတတ်ဖို့လိုတတ်တယ်အဲ့တော့ तू ကတစ်ဖက်အားဖြင့်ကြည့်မယ်ဆိုရင်ဒီအရွယ်တည်းကဒီကလေးလေးကိုfollower ကောင်းတယောက်ဖြစ်အောင်လဲလုပ်ပေးသလို leader ကောင်းတယောက်ဖြစ်အောင်လဲသူတို့ကပုံသွင်းပေးလိုက်သလိုဖြစ်သွားတယ်အဲ့လိုနဲ့ကျမတို့အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါမှာကျမတို့ကသူများပြောတဲ့စကားတိုင်းကိုယုံဖို့လိုလားကိုတိုင်းကောဘယ်လောက်ထိလေ့လာထားပြီးပြီလဲဆိုတဲ့ဟာတွေကလည်းအရေးကြီးတယ်အဲ့ခါမှာကျမတို့ကကို့မှာတာဝန်ယူရတဲ့အရာရှိတယ်ဥပမာကျမဒီ education မှာတာဝန်ယူနေရတဲ့လူတစ်ယောက်ဆိုရင်ကျမနိုင်ငံကိုဒုက္ခရောက်စေမဲ့အရာမျိုးကျမတို့လူငယ်လူရွယ်တွေကိုဒုက္ခရောက်စေမဲ့ပညာရေးမျိုးကိုကျမလုပ်တယ်ဆိုရင်ကျမ responsible leader တယောက်မဟုတ်ဘူးကိုပတ်စံရရင်ပြီးရောဆိုပြီးတော့ကျမတို့က diploma တွေတင်မယ်ဘွဲတွေတင်မယ်ဒါပေမဲ့ကျမဒီတာဝန်ယူတဲ့တာဝန်ခံတဲ့စိတ်အပြည့်ရှိတယ်ဆိုရင်ငါလက်မှတ်ကိုယူပြီးတဲ့ကျောင်းသားဟာတစ်ချိန်မှာသူ့ရဲ့ further study ဖြစ်တဲ့ master ဆက်သွားမလား PhD ဆက်သွားမလားသွားလို့ရနေရမယ်ဒါမှမဟုတ်ရင်အလုတ်ခွင်နဲ့ဝင်တဲ့အခါမှာလည်းဒီလက်မှတ်နဲ့ဆိုရင်အလုတ်ခွင်ဝင်တဲ့အခါမှာတတိရှိဝင်နိုင်တဲ့လက်မှတ်မျိုးဖြစ်ရမယ်အဲ့တော့ကျမဒီလက်မှတ်တစ်ခုကိုတင်လိုက်ပြီဆိုတာလေအဲ့ဒီလက်မှတ်ကနောက်ကလာမယ့်အရာတွေကိုပါတာဝန်ယူနိုင်မှတာလေ education မှာကောင်း leader တယောက်ဖြစ်လာမယ်လို့မြင်တာပေါ့ဒါကတော့ကျမရဲ့ education sector လေးနဲ့ပတ်သက်ပြီးတော့ဥပမာပေးတာပေါ့နော်အဲ့တော့ခုနပြောသလိုပဲဒီမှာမများတို့ဆရာတို့ပြောခဲ့သလိုပဲလက်မှတ်တစ်ခုရယုံနဲ့အလုံးရမှာလားဆိုတာမသေးကြပါဘူးအဲ့ဒီအနောက်မှာကျမတို့ question mark တွေအများကြီးရှိပါတယ်အဲ့တော့ကျမစီကိုကျောင်းသားတော်များများလာတယ်ကျောင်းတက်တယ် okay ဒီ diploma ရပြီဆိုရင်နိုင်ငံခြားသွားလို့ရလားနိုင်ငံခြားကုမ္ပဏီမှာအလုပ်လုပ်လို့ရလားလစာဘယ်လောက်ရမှာလဲလကဘယ်လောက်ရမှာလဲ okay အဲ့ဒါတွေကဟုတ်တယ်ရမယ်တာဝန်ခံတယ်ရမယ်ဒါပေမဲ့ပထမဆုံးစစ်မှာနေကျွန်တော် interview ပြီလေ interview တဲ့အခါမှာ communication skill ရစပြီမပြောတတ်ဘူးအဲ့ဒါဆိုရင်ကျမကိုဘယ်သူကအလုပ်ခန့်ပါလဲ okay communication ကောင်းလို့အလုပ်ရသွားပြီတခုဆိုရင်ကိုယူရမယ့်တာဝန်တော့မယူတတ်ပဲနဲ့ကောင်းတယ်ဆိုရင်တော့ဟုတ်တယ်ကျမလုပ်တာကျွန်တော်လုပ်တာမကောင်းဆိုရင် तू လုပ်တာလေ तू လုပ်တာကျမဘလို့ပဲပြောလို့မရအောင်အဲ့ခါမှာသူ့ရဲ့တာဝန်ယူမှုတာဝန်ခံစိတ်ဆိုတာဘယ်မှာလဲပေါ့အဲ့ဒါလေးကိုပဲကျမပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရအမှန်ပြောလိုက်ပါဟောရကျွန်တော်ဟိုပါလေleader လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကလေရှေ့ကလူတွေပဲတွေးနေရလို့ဆင်ကြရတယ်ပေါ့နော်ဆိုစာအုပ်အုပ်မှာရှိတယ်အဲ့ဒါကကြတော့ leader e first or leader e last လို့ခေါ်ရတယ်Adam Smith ကရေးထားတာအရမ်းမိုက်တဲ့စာအုပ်ပါဖတ်ကြည့်ဖို့လိုအပ်ပါဘောနော်ဆိုကျွန်တော်တို့က leader လို့ပဲအမြဲတမ်းပြောလိုက်တာကျွန်တော်တို့ကမြင်ရတဲ့ criteria တွေရှိမယ် characteristics တွေရှိမယ်လို့မြင်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ group ထဲမှာတငယ်ချင်းတွေထဲမှာ leader တွေအများကြီးရှိတာပဲဆိုတော့ lead လုပ်တယ်ဆိုတဲ့ဟာတခုခုကို lead လုပ်တာဆိုတော့လူတိုင်းကပြောကျွန်တော်ကတော့အင်္ဂလိပ်စာမကောင်းလို့ကျွန်တော်ကတော့ဘာမလုပ်ကျွန်တော်တော့ငွေကြေး
lead လုပ်တယ်ဆိုတဲ့ဟာကအဲ့ဒီဟာတွေဘာမှမပါဘူးကိုယ့်ရဲ့ဘယ်နေရာကို lead လုပ်သွားမယ်ဆိုတဲ့ပုံမှာပဲမူတည်တယ်ပေါ့နော်ဆိုတော့အမတို့ဒီကအားတယ်ဆိုရင်ဒီမှာရှိတဲ့အကိုတွေအမတွေမောင်တွေညီမတွေမှာဆို zipper.com ကိုရိုက်ကြည့်လို့ရတယ်အဲ့ဒီကောင်ကကဘာပေါ်မှာ the best company လို့အမတို့ပြောလို့ရတယ်အဲ့ဒီဟို founder က Singaporean ဒါအဲ့တော့အမတို့ကအဲ့ဒီစာအုပ်လေးကိုဖတ်ရင်အရန်ဟို emotional ဖြစ်ကြတဲ့ဟာချက်တော့အမေတွေအဖေတွေကသူ့ကို push လုပ်တယ်သူကတကယ်တမ်းကျ entrepreneur လုပ်ချင်တယ်ဒါပေမဲ့သူ့ကိုဘာလုပ်ခိုင်းလဲဆိုတော့သူ့ကိုကြောင်းတက်ခိုင်းပြီးတော့ force လုပ်တယ်သူကဘာလုပ်လဲသူကြောင်းပိတ်တာနဲ့ငါးလေးတွေမွေးပြီးပြန်ရောင်းတာသူကသူကိုယ်တိုင်လုပ်ခဲ့ပြီးတော့တကယ်သူ့ရဲ့ business company ကိုကောင်းကောင်းလေးသူဘယ်လို build လုပ်သွားတယ်ဆိုတဲ့ဟာကိုပြရတယ်ဆိုတော့ကျမတို့ Asian culture မှာတော်တော်များများဖြစ်တဲ့ဘာဖြစ်လဲဆိုတော့လေ leader လို့ပြောလိုက်တာနဲ့ title ကြီးတွေ position ကြီးတွေဒါမှမဟုတ်ဘူးဆိုရင်တကယ်ကိုအရှိမတက်ပုံရိုက်ကြတဲ့လူမှ leader လို့ထင်နေကြတယ်အဲ့လိုလူမျိုးဖြစ်ဖို့ကျမတို့ဒီကိုတာဝန်ကိုယူတတ်ခဲ့လားဆိုတဲ့ဟာကိုအရင်စဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကိုဒီ follower အရင်ဖြစ်ဖို့လိုအပ်တယ် follower ဆိုတာကိုအရင် lead လုပ်ကြည့်ပါကျေးဇူးရှင်တို့ကျမအမြဲတမ်းပြောတဲ့စကားကျေးဇူးရှင်နဲ့စာပြောတဲ့စကားကဘာလဲဆိုတော့ကဘာကြီးကိုကူခြင်းကျမလူငယ်တော်တော်များများနဲ့စကားပြောဘူးတယ်ကဘာကြီးကိုကဲခြင်းနဲ့နိုင်ငံကြီးကိုကဲခြင်းနဲ့တကဘာလုံးကိုကဲခြင်းနဲ့သူတို့ကဲခြင်းဒါပေမဲ့သူတို့ကိုသူတို့မကဲနိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ပထမအဆုံးကို discipline ဆိုတဲ့ဟာလေးပြောမယ်ဒီနေ့ငါဒီပွဲကိုသွားမယ်လို့ပြောထားရင်ဘယ်အခက်ခဲပဲရှိနေ commitment ရအောင်သွားမယ်ဆိုတဲ့ဟာမျိုးပါလာဖို့လို့အဲ့တော့အဲ့ဒါတွေက basic norm နဲ့မှာပါရတယ်ကျမတို့ promise တခုခုကို promise ပေးထားတယ်ဆိုရင် committed ဖြစ်အောင်လုပ်ကြမယ်ဒါမျိုးတွေကျမတို့ပါလာနိုင်တယ်ဆိုရင်တကယ်ကိုလူတွေကပြောတဲ့ leader မဟုတ်ဘဲနဲ့ကိုယ်တိုင် lead လုပ်နေတဲ့ဟာမျိုးဖြစ်နိုင်တယ်အဲ့တော့လူများကကိုယ် leader လို့ပြောလာအောင်ကိုလိုအပ်တယ်ဆိုရင်ကို့မှာဘာ skill set တွေလိုအပ်တာလဲလုပ်ယူစရာမလိုပါဘူးကိုယ့်ရဲ့ life ကကိုယ့်ရဲ့ daily life ကနေပြီးပြသွားတဲ့ဟာမျိုးတွေအများကြီးရှိတယ်ခါကြရင်မြင်မှုမှာပဲကိုဘာမှမလုပ်ဘဲနဲ့ကိုအတင်းတွန်းပြီး leader လုပ်ခိုင်းတဲ့လူတွေရှိကောင်းရှိမယ်ဒီမှာရှိတဲ့မောင်တွေညီမတွေမှာလည်းကြုံမှုမယ်အဲ့ဒါကလူတစ်ယောက်ကကိုဒီ capacity ရှိတယ်လို့ပြောလိုက်ခြင်းအားဖြင့်အဲ့ဒီဟာကိုတကယ်ကိုပြန်သုံးသပ်ဖို့လိုအပ်တယ်ငါဒီ capacity ရှိတယ်နောက်ထပ်ဘယ် capacity ကိုငါပို့ဖြစ်ရင်ငါရဲ့ life ကပိုကောင်းမလဲဆိုတော့ကိုအရင်စပြီးတော့ build လုပ်ပါကို build လုပ်ပြီးမှကိုယ့်ရဲ့ team ကိုယ့်ရဲ့ community ကိုယ့်ရဲ့ organization plus ကိုယ့်ရဲ့ country ကိုသွားပါဆိုတော့ပထမဦးဆုံး internal ကနေစပါပြီးတော့မှ external ဘက်ကိုသွားပါဆိုတော့ဒါကကျွန်မပေးတဲ့ကျွန်မနားလည်ထားတဲ့ theory လေးပါအဲ့တော့leader ဖြစ်ပြီဆိုရင်ကျေးဇူးပြုပြီးတော့ကျွန်တော်ဒီနိုင်ငံမှာဆိုရှိတယ် leader ဖြစ်ပြီဆိုဘာလုပ်ကြလဲခုံကင်နာတယ်အခုံ right အဲ့တော့ဘာလုပ်ကြလဲ leader ဆိုရင်ကျွန်တော်တို့ဘာလုပ်ကြလဲဆို authoritative ဖြစ်ကဒါပြောရင်ဖြစ်ကိုဖြစ်ကမယ် gain အမအမြဲတမ်းမြှောက်ပေးတယ် leader ရဲ့သဘောတရားနှစ်မျိုးရှိတယ်အဲ့တော့အမတို့ရဲ့နိုင်ငံရဲ့ဖြစ်နေခြင်းဟာအထက်ဆိုဘာလုပ်လိုက်လဲဖားလိုက်တယ်အောက်ဆိုရင်ဖိလိုက်တယ် gain အဲ့တော့ဘေးတိုင်းဆက်ဆံရေးမှာကိုကောင်းကောင်းလေးလုပ်ပြနိုင်ခဲ့ရင်အထက်ဖိအောက်ဖားကြဘာမှမလိုတော့ဘဲနဲ့ကိုယ့်ရဲ့ relation ကိုယ့်ရဲ့ value ကိုပေါ်အောင်လုပ်လို့ရတယ်ကိုဒီ right person ဖြစ်ဖို့ကကိုမှာပဲတာဝန်ရှိတယ် don't point out other people ပေါ့ဆိုတော့သူများကိုလက်ညှိုးမထိုးဘဲနဲ့ကိုပြန်ရင်လို့ sales နဲ့ marketing အမြဲရန်ဖြစ်တယ်ဘာဖြစ်လို့လဲဟာဆေးကအရန်ရောင်းသွားတာပဲ marketing ကပတ်စံနေဖြုံးနေအဲ့ဒါဘာလုပ်လိုက်လဲကျွန်မက2ယောက်လုံးပေါင်းပြီးတော့ cross training လုပ်ခိုင်းတယ်ဆေးဘယ်လိုရောင်းကလဲဆိုတော့ဒီ empathy ကိုရတော့မှ marketing ဘယ်လောက်ဖြုံးနေတယ်ဆိုတဲ့ဟာကိုဆေးကလည်းသိမယ် marketing ကလည်းသိမယ်အဲ့တော့တစ်ခါကြာရင်သူများကို point out မလုပ်ခင်မှာသူတို့ရဲ့နေရာလေးကိုဝင်ကြည့်တာပိုကောင်းတယ်ပေါ့နော်ဒါကျွန်တော်မြင်နေတဲ့ဟာပါအဲ့တော့ရန်ဖြစ်တယ်ဆိုရင်ကျွန်တော်စီကိုလွတ်လိုက်ပါကျွန်တော်မြှောက်ပေးတတ်ပါတယ်အဲ့တော့ပြီးရင်အဲ့ဒါသူတို့ cross training နဲ့ထည့်ပေးလိုက်တယ်ဆိုရင်ပိုကောင်းသွားပါလိမ့်မယ်ရှင် thank you ပါဆိုတော့ responsible leaders ပေါ့နော်ကျွန်တော်တို့title လေးရဲ့နောက်ဆုံးစကားလုံးပေါ့လေဆိုတော့ responsible leader ဆိုအတူဆုံးလေးပဲအဓိပ္ပာယ်ဖွင့်ရင် accountable plus integrity ပေါ့အဲ့တော့ responsible leader ဆိုတာဘာလဲဆိုတော့ accountable plus integrity ပေါ့နော်အဲ့တော့အလွယ်မှတ်ရင်တော့အာညီညာချင်း A plus I ပေါ့နော်အဲ့လိုလေးမှတ်ထားပြီပေါ့အဲ့တော့ကျွန်တော်တို့ကဘာရှိလဲရှေ့မှာဟိုဆရာမတို့လည်းပြောသွားတယ်ပေါ့နော် leader ဖြစ်သွားတယ်ဆိုတာ title တစ်ခုရသွားတာမဟုတ်ဘူးပေါ့အတန်းထဲမှာစာသင်နေတဲ့ကျောင်းသားဘဝမှာတော့က leader ဖြစ်ခဲ့တာလည်းရှိမယ်ဒီကနေတဆင့်အလုပ်ထဲရောက်သွားတဲ့အချိန်မှာလည်း leader ဖြစ်မယ်ကိုရက်ွက်တဲ့ရက်တိုင်းပါထဲမှာလည်းတစ်ခါကျရင်ရက်ရွာအကျိုးဘာညာလုံရင်းကန်ရင်းနဲ့ leader လောက်ရတာမျိုးကြီးလည်းရှိတယ်ပေါ့နော်ဆိုတော့ပုံစံမျိုးစုံနဲ့ပဲကျွန်တော်တို့ကလုပ်ကြအဲ့တော့ leader ဆိုတဲ့ဟာကဟိုအလုပ်ထဲရောက်သွားလို့ manager ကြီးဖြစ်မှတို့ MD ကြီးဖြစ်မှတို့မဟုတ်ဘူးပေါ့ဟိုအောက်ဆုံးအဆင့်ဝန်ထမ်းထဲမှာလည်း leader ရှိတယ် leader ရှိတယ်ဥပမာတန်ရှင်းရေးလုပ်နေကြ 4-5 ယောက်ချင်းလူကမင်းတို့သွားကွာဒီ floor တစ်ခုလုံးတန်ရှင်းရေးလုပ်ရမယ်ဆိုလွတ်လိုက်တဲ့ချိန်မှာအဲ့ထက်ကတယောက်ကတကယ်ချင်းမင်းတော့ဘယ်အပိုင်းလေးလုပ်ငါတော့ဘယ်အပိုင်းလုပ်မယ်မင်းကတော့ကြမ်းတိုက်လိုက်ငါကတော့နောက်ကနေအချောက်ခံဆက်လေးလိုက်လုပ်ပေးမယ်စသည်
ဘာလုပ်သွားလဲဆိုတော့လိလောက်သွားတာသူ့မှာဘာတိုက်တယ်ရှိလို့မရှိအကုန်လုံးက cleaner ပဲဆိုတော့တခါကျရင် leader ဆိုတဲ့ဟာက position တွေ title တွေမဟုတ်ဘူးဆိုတာလေတစ်ချက်သတိပြုစေချင်တယ်ကျွန်တော်တို့ကမြင်တာက position တွေ title တွေမှသာ leader လို့မြင်ခဲ့ကြတာပေါ့နော်ကျွန်တော်တို့လည်းဒီလိုပဲတွေးခဲ့တာကျွန်တော်တို့အလုပ်ထဲစဝင်တယ်23 24 production engineer ဖြစ်လာတယ်နောက်မှလူ100ကျော်လောက်အုပ်ချုပ်ရတာကိုယ့်ကိုအကောင်ပေါ့ခုနမက်ဆေ့ပြောသွားသလိုပဲ communication တွေ presentation တွေ skill တွေကိုဒီမှာမရှိခဲ့ဘူးစာအုပ်ဣတိမရွေးကြက်ပြီးတော့ဣတိမရွေးဖြေနိုင်ဖို့ကကျွန်တော်တို့အတွက်အဓိကဒါကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ပညာရေးကဒီလိုပဲလုပ်ခဲ့ရတာစာအုပ်ထဲအတိုင်းမဟုတ်ရင်ပြဿနာရှိတယ်ဟလာဘာရှိလဲတော့မှစက်တန်စင်မင်းဝတ္ထုရှိတယ်နော်ကျွန်တော်တို့9တန်း10တန်းကျွန်တော်တို့ဖြတ်ခဲ့တယ်ဆိုအဲ့တော့စက်တန်စင်မင်းအသက်ဆုံးရှုံးရတဲ့ဟာရဲ့တဲ့အဓိကတရားခံဘယ်သူလဲပေါ့နော်မိကုန်းကဒီလိုလာတယ်အဲ့တော့ကျွန်တော်တို့ကဘာဖြေလဲဆိုတော့သူပဲစက်တန်စင်မင်းပဲဘာလို့သူကမိမ2ယောက်ယူတာ哦ဟုတ်မလားအဲ့တော့တလင်တမယားစနစ်သာကျင့်သုံးရင်တည်ရှိတဲ့သူ့ရဲ့မဟာသူဘတ်တာပဲဖြစ်ဖြစ်ဆူလာသူဘတ်တာပဲဖြစ်ဖြစ်တခုတည်းကစင်မတကောင်နဲ့သာသူယူတိုင်းသူ့ဘောအင်ဂျင်ကက်တွေခြွေချလို့ခါချင်းကျသွားတော့မှအသေးရည်ဘာကြီးညာရည်နဲ့အချစ်ရည်နဲ့ချော့လိုက်ရင်โอเค fine သွားမှာပြီးမှလာမှရေလေးချိုးလိုက်ရသူရေတွေဘာကြီးချိုးပေးမယ်ဘာညာစင်ဆိုတော့လည်းစင်လို့သူလည်းပြုစုမှာပေါ့လေအဲ့တော့နှစ်ကောင်ဖြစ်တော့ဟိုတယောက်တုန်းကျတော့ကောင်းကောင်းလုပ်ပြီးငါကြမှာခါချင်းအောင်ပြစ်ချရဆိုအဲ့မှာပြဿနာတက်ပေါ့အဲ့တော့အဲ့ဒီကစတယ်လို့ဖြေတော့ဘာဖြစ်လဲဆိုစောင်းမွဲကြမယ်လိုချင်တဲ့အဖြေကဘာလဲဆိုတော့ဆူလာသူဘတ်တာကျွန်တော်တို့ကအဲ့ဒီလိုစနစ်နဲ့ခုနမများတို့ပြောသွားတဲ့ဘောင်ထဲမှာထည့်ထားခဲ့တဲ့စတီရိုတိုက်စနစ်နဲ့ကျွန်တော်တို့ကဖြတ်တန်းခဲ့ရတာဖြတ်တန်းခဲ့ရတဲ့ခါကျလူကြားထဲထွက်ရမယ်လူရှိထွက်ပြောရမယ်ဆိုတဲ့ဟာကိုကြုံလာတော့ကျွန်တော်အလုပ်ထဲမှာစကြုံတော့လူ100ကျော်ကြီးရှေ့မှာကျွန်တော်မန်နေဂျာကကျွန်တော်ကိုမိတ်ဆက်ပေးတယ်စကားလေးနည်းနည်းလောက်ပြောပါဆိုအဲ့မှာပြဿနာစတက်တယ်ဘေးမှာရှိတဲ့ခုံဘာလုပ်ထားလဲမတက်ရက်နေနဲ့လက်နဲ့ထောက်ထားဒူးနဲ့ကတ်ထားမဟုတ်ဒူးတွေဆက်ဆက်နဲ့တုံးနေလို့ဒီကချွေးစည်းတွေပြန်တာအတန်တွေပါတုံတယ်မသိရင်တချင်းဆိုရင် vibration vibrato ထည့်ထားသလိုပဲအတန်တွေတုံပြီးမသိရင်ကွာအဲ့ခေတ်ကတချင်းဆိုခဲ့ရင်လည်းတော်တော်အဆင်ပြေတယ်အဲ့ဒီလိုမျိုးကြုံရတာဒါတကယ်လက်တွေ့ကြုံခဲ့တာအဲ့တော့နောက်ကြတော့ပြောရဲဆိုရရှိအောင်ဘာလို့ဆိုအဲ့လူတွေမျက်နှာမကြည့်ရဘူးအခုလိုကြည့်ရဖို့နေနေတာအဲ့လူတွေကဟိုးနောက်မှာနာယီအကြီးတက်တာအဲ့နာယီကြော်ကြည့်ပြီးပြောတာနာယီနဲ့ကိုယ်နဲ့နှစ်ယောက်တည်းစကားပြောတာအဲ့လိုနဲ့လောက်ခဲ့ရပြီးတော့ကိုလူရှိသူရှိမှာထွက်ရက်ပြီးစကားပြောရအောင်လုပ်ခဲ့ရတာတကယ်ဒါတွေကကျွန်တော်တို့ရဲ့ဒီဘက်ခေတ်ကတော့ဘာကောင်းလဲဆိုခုန international school တွေရှိလာတယ် private school တွေရှိလာတော့ကလေးတွေက activity အများကြီးလုပ်ရတဲ့အတွက်ကြောင့်ဒါလေးတွေပြောရဲဆိုရဲဆိုတဲ့ဟာလေးကသူတို့မှတော်တော်လေးအလေးချင်းရလာတယ်ပေါ့နော်ဒါကဟိုကျွန်တော်တို့က public မှာရှိတဲ့ဒီအစိုးရရဲ့အကြောင်းတွေမှာလည်းဒီနည်းစနစ်ကိုပြောင်းဖို့စ조사တာပဲဒါကျွန်တော်တို့နားလဲတာ grade 12ဒီကိုသွားတာသင်ကြားသင်ယူတဲ့စနစ်က teacher center ကနေပြီးတော့မှ student center learner center ကိုရွှေ့တာသို့တော့အကြောင်းမျိုးကြောင့်ကျွန်တော်တို့ကအဲ့ဒီကိုကောင်းကောင်းမရောက်တာပေါ့နော်အမှန်ဆိုကျွန်တော်တို့ဒီကိုရွှေ့နေကြတာပဲဆိုတော့အားလုံးကတော့အဲ့ကိုရွှေ့ကြတာပဲသင်ယူကြတာပဲပေါ့လေဆိုတော့ခုနကလေးနဲ့ကျွန်တော်ဆက်ဆက်ပြောရရင်အလုပ်ထဲရောက်လာတဲ့အချိန်မှာမဆွေလည်းပြောသွားတယ်မမြလည်းပြောတယ်ပေါ့နော် follower ကျွန်တော်ဗမာစကားမှာရှိတယ်နောက်လိုက်ကောင်းဖြစ်မှာခေါင်းဆောင်ကောင်းဖြစ်မယ်မေးစရာရှိတာကနောက်လိုက်ကောင်းဆိုတာဘယ်လိုဟာမျိုးလဲအဲ့ဒါမှမသိဘဲနဲ့ကျွန်တော်ဘယ်လိုနောက်လိုက်ကောင်းလဲခုနမမြပြောသူလိုက်ဖားရမှာလားလူကြီးလိုက်အိတ်လေးပြေးဆွဲဖက်နှက်လေးပြေးသိမ့်အဲ့ဒါနောက်လိုက်ကောင်းလားပေါ့တကယ်ဖြစ်တဲ့နောက်လိုက်ကောင်းကနှစ်ခုလေးပဲမှတ်ပြီး H နဲ့ R နဲ့ပေါ့နော် have a leader good leader ပဲကိုခေါင်းဆောင်ကူညီပေးလိုက်ကိုလည်းတစ်ချိန်မှာခေါင်းဆောင်ကောင်းဖြစ်လာဘာတွေကူညီပေးရမလဲကိုဆရာသမားကိုရှိရကိုရဲ့ leader ကသူဘာအလုပ်တွေလုပ်ရတာလဲဘာတွေလိုအပ်နေတာလဲဘလို့စင်းစရာတွေကြိုတင်ပြင်ဆင်ပေးရမှာလဲအတန်းထဲမှာဆိုလဲငါတို့အတန်းခေါင်းဆောင်ကသူဘာတွေလုပ်ဖို့ရှိရတကယ်ချင်းကိုနောက်ကဘာကူညီပေးရမလဲစသည်ကူညီပေးလိုက်သူ့မှာလိုအပ်နေတာတွေသူ့ကိုနောက်ကနေ support လုပ်ပေးလိုက်ဖို့ကျွန်တော်တို့ကဆိုလိုတာပေါ့နော်ပြီးရင်အဲ့လိုလုပ်ရင်းနဲ့ဘာဖြစ်လာလဲဆိုအာပေါ့နော် resource ဖြစ်လာလိမ့်အဲ့ဒီ leader ရဲ့ resource person ကကိုဖြစ်လာလိမ့်တခုခုဆိုကိုကိုပဲလက်သုံးဖြစ်လာတယ်လက်ကတုံးတောင်ဝေးဖြစ်လာလိမ့်ဒါပေမဲ့ကျွန်တော်တို့ကဘာကိုကြောက်လဲဆိုတော့ဂျပန်ခေတ်ကထမ်းတက်လက်မှတ်ရမှာကြောက်တခုခုဆိုကိုပဲခိုင်ဟိုဟာလက်ခိုက်တည်းအဲ့ဒါကိုကြောက်တဲ့ခါကျကျွန်တော်မသိဘူးအဲ့မလုပ်တတ်ဘူးရှောင်ရတာနော်တချို့တွေတိုက်ဆိုင်တဲ့လူတွေကြောက်လဲရီတာပေါ့နော်ဆိုတော့ဒီနှစ်ချက်လေးပေါ့နော် H နဲ့ R လေးကျွန်တော်တို့ကအနည်းဆုံးဒီနှစ်ချက်လေးကိုကျွန်တော်တို့ကဖြည့်ဆည်းကြည့်ပါ follower ကောင်း good follower ဖြစ်ဖို့ဆိုရင်ဘယ်လို help လုပ်လို့ရဘယ်လိုဟာတွေကူညီပေးရမလဲနောက်ကနေဘာတွေ support လုပ်ကျွန်တော်တို့ကတော့ကျွန်တော် manager သူ့ရဲ့အလုပ်နဲ့ပတ်သက်လက်မှတ်ထိုးယုံလေးပဲလိုအောင်ကျွန်တော်တို့လုပ်ပေးခဲ့တယ်အဲ့လိုလုပ်ပေးနိုင်ဖို့တော့ကျွန်တော်တို့ကဘာလုပ်ရလဲရှိသမျှအလုပ်တွေအကုန်လုံးလိုက်လေ့လာရတယ်သင်ယူရတယ်နားလည်အောင်လုပ်ရတယ်တက်ကျွမ်းအောင်လုပ်ရတယ်
တစ်ချိန်ကိုကအဲ့ဒီ position လဲထိုင်နေတာအဲ့ဒါတွေကကျွန်တော်တို့အစ်စ်တစ်ခုမှမရှိအဲ့ဒီအဆင့်ကိုရောက်တော့ကိုယ့်အပေါ်မှာနောက်ထပ်ဘာရှိတာဆို HOD head of department ရှိလာအဲ့တော့ head of department ကို support လုပ်နိုင်မှုတခါထပ်ကြိုးစားတယ်တစ်ချိန်ကိုအဲ့ဒီကရောက်တဲ့အဲ့ချိန်မှာအဲ့ဒါဒီကျွန်တော်တို့ readiness ပဲအဲ့ဆိုလိုတာကကျွန်တော်တို့ကတနေရာရောက်တဲ့ချိန်မှာကိုလုံးရမယ့်အလုပ်လေးမှလည်းရက်မနေပဲနဲ့ကိုရှိရဆရာသမားတွေကိုယ့်ရဲ့ခေါင်းဆောင်တွေဘာတွေ support လုပ်ရမလဲကူညီရမလဲဒီလိုလုံရင်းလုံနဲ့ကျွန်တော်တို့သူ့ရဲ့ resource person ဖြစ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါက follower အပိုင်းလေးကျွန်တော်ကပြောပြတာပါစောစောက leader ကိုပြန်ပြောရလို့ရှိရင်တော့Peter Drucker ပြောခဲ့တဲ့ဟာလေးရှိတယ်ပေါ့နော်ခေါင်းဆောင်မှုဆိုတာကယာရုမဟုတ်ဘူးအခွင့်အရေးလည်းမဟုတ်ဘူးတောင်းယူမှုတရက်တာဖြစ်တယ်ကျွန်တော်တို့ကအဲ့ point လေးတစ်ချက်ကိုတစ်ချိန်ပေါ့နော်ခေါင်းဆောင်တွေကရောက်လာတယ်ယာရုကြီးကြီးနဲ့ကြံတဲ့လူတွေကိုဥဆောင်လာရပြီဆိုရင်အဲ့ဒါလေးတစ်ချက်ကျွန်တော်တို့ကခေါင်းနဲ့ထည့်ထားစေချင်တယ်ကိုယာရု position တွေနေရာတွေရလာတာဒီအဲ့ဒါအခွင့်အရေးလည်းမဟုတ်ဘူးတကယ်ကျွန်တော်တို့ရလိုက်တာကတာဝန်ယူရတာတာဝန်ခံရတာတာဝန်ယူနိုင်တာဝန်ခံနိုင်ဖို့ဆိုကျွန်တော်တို့ကဘာသိဖို့လိုလဲဆိုတော့တာဝန်သိဖို့လိုတယ်တာဝန်သိတဲ့လူမှပဲတာဝန်ယူတာတာဝန်ခံတာဆိုတော့အဓိက key လေးကတော့အဲ့ဒါလေးကျွန်တော်ပေးချင်တယ် good follower ဖြစ်ဖို့ဆိုရင် HR လေးကျွန်တော်တို့မှတ်ထားပေးပါ responsible leader လို့ပြောချင် A နဲ့ခုနကကျွန်တော်တို့ accountability နဲ့ integrity A နဲ့ I လေးကျွန်တော်တို့မှတ်ထားပြီပေါ့နော်ကျေးဇူးတင်ပါတယ်ကျေးဇူးပါဗျဆိုတော့ဒီဆရာကြီးပြောရတဲ့နေရာမှာပေါ့နော်ဟိုခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတဲ့ကိစ္စကတော့ဒီတွားတဲ့ခီးလန်းတော့မလွယ်တော့ဘူးပေါ့နော်ဟို continuous learning ပေါ့နော်စဉ်ဆက်မပြတ်လဲကျွန်တော်တို့ကဒီသင်ယူနေရတဲ့ဆိုတဲ့အပိုင်းတစ်ခုပြန်ရှိတယ်ပြီးတော့ကိုဟိုတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သူဖြစ်အောင်လဲအများနဲ့ train နေဖို့လိုတယ်ပေါ့နော်မဟုတ်လို့ရှိရင်လည်းခေါင်းဆောင်ကောင်းမဖြစ်နိုင်ဘူးပေါ့နော်ခုနပြောတဲ့ဟိုထက်တက်လက်မှတ်ရတာဘာညာပြောတော့ကျွန်တော်ဟိုဒီနေ့တော့ကျွန်တော်ဒီဘက်အဖွဲ့မှာကျတော့ group of business တော့လုပ်ငန်းအသစ်လေးတွေပေါ့ဟိုကျွန်တော်ဒီ leadership team ဆိုတာရှိတယ်leadership team ရှိတယ်နောက်ခါကျတော့ဒီဟို investor တွေကဒါမျိုး opportunity ရှိတယ်ဒါမျိုးလုပ်တင်တယ်ပေါ့အဲ့ကြလို့ရှိလို့ရှိရင်ပေါ်ပေါ်လာရှိတော့ကျွန်တော်ဟိုနေ့အမြဲနှောင့်နေရှိတယ်ဟိုတို့ဟာလို့ဟိုဘာနဲ့တူနေလဲဆိုတော့လို့ကျွန်တော်တို့ဒီရွာမှာရှိနေတဲ့ဗာလဲလူငယ်ခေါင်းဆောင်တာဟိုကာလာသားအဖွဲ့နဲ့တူတယ်အဲချင်းပွဲလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တားရဲ့တားလှတွေပေါ့ဟာဆွန်ကြီးလောင်းတော့ဟာတားရဲ့ကျွန်တော်ရဲ့တားလှတွေထည့်လိုက်ပါအဲ့လိုတော့ဖြစ်အဲ့လိုတွေလည်းခါကြရင်ဖြစ်နေအောင်ပေါ့နော်ဟို human resource နေပါတဲ့ခါကြတော့ပေါ့ခါကြရင်လှုပ်ချင်တာတွေလည်းများတဲ့ခါကြတော့ဟိုတစ်ဖက်က organization ရပြန်ကြည့်ရင်တော့ဒီခေါင်းဆောင်မှုတော့အတွက်ကတော့သူ့အတွက်ကတကယ် opportunity ပဲတစ်ချိန်ကျရင်ဒီတာကြီးရဲ့တာလှရဲ့ကျွန်တော်ရတော့ဒီတကြီးဖြစ်မှာတော့ကျင်းသေးတယ်ပေါ့တရားဟုတ်ကတော့မသိတဲ့လူကတော့ဖြစ်မှာပေါ့ဆိုတော့အဲ့လိုမျိုးလေးတော့တွားနေတာတော့ရှိတယ်ဟိုတင်မှုကတော့စတိုက်အမြဲတမ်းကျွန်တော်ရှိနေရမှာပေါ့နော်ဒီအခုမှလည်းပြောင်းလဲနေတဲ့ဒီ trend ကလည်းတအားများတော့လေဆိုတော့တောက်လျှောက်လေးဟိုပြောနေနေကျွန်တော်ဒီစဉ်းစားမိတဲ့ပေါ်လာတဲ့ဟာတစ်ခုကဘာထပ်ပေါ်လာလဲဆိုတော့တကယ်ပေါ့နော်တာဝန်ယူတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်ဖြစ်ဖို့ကမလွယ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အထီးခိုက်အပွန်ပဲတွေပြောမှာအထီးခိုက်အပွန်ပဲတွေလည်းရှိတယ်ကြာရှုံးတာတွေလည်းကျွန်တော်ရှိမိပေါ့နော်ဟိုအများနဲ့ဟိုပြဿနာရှာခံတော့လုံးတဲ့လူပဲပြဿနာတက်တာဟိုမလုံးတဲ့လူကပြဿနာမတက်ဘူးကျွန်တော်အဖွဲ့အစည်းမှာဆိုလို့ရှိရင်ကျွန်တော်အဲ့ပြဿနာတက်နေတယ်ဆိုလို့ရှိရင်ဒါအခြေအနေကောင်းတယ်ကျွန်တော်တို့ဟို communication တွေရှိရ team ထဲမှာပဲဖြစ်ဖြစ် Viber ထဲမှာဖြစ်ဖြစ်ကြည့်လိုက်ပေါ့နော်ပြဿနာတွေအချင်းချင်းစကားတွေအသေးအံများနေပြီဆိုရင်ကျွန်တော်အဲ့ကြရင်အဲ့လိုဆိုကျွန်တော်မပြောဘူးဘာလို့ဆိုအဲ့ဟာအခြေအနေကောင်းတော့အလုံးလုံးနေကြတော့ဟိုဘက်ဒီပဲစကားတွေများနေကြတာပေါ့ကို SOP နဲ့ဟိုဘယ်လိုရှိမလဲဆို alignment လေးပဲကို meeting လေးခေါ်ပြီးတည့်ပေးလိုက်ရင်အဆင်ပြေဘာမှမပြောဘဲနဲ့အဲ့ group ကငြိမ်နေပြီဆိုရင်အဲ့ဒါပြဿနာရှိနေပြီအဲ့မှာဘာလို့မလုံးကြတော့ဘူးလေပြောလဲမပြောနေဘူးအများသောအားဖြင့်နေကြတဲ့ဒီ communication channel တွေကိုကြည့်ရင်တနင်္ဂနွေနေ့မျိုးဆိုရင်တော်တော်များများဘာအတမ်းမှမကြောက်ဘူးလေဘာလို့အလုံးမလုံးလို့တနင်္လာအင်္ဂါလောက်မှာအဲ့ဒီမှာပြဿနာတစ်ခုခုမရှိနေဘူးအပြန်အလှန်နေပေါ့ဟို notification အခုကြည့်လိုက်လို့နေ့ကျွန်တော်မနေ့ကကျွန်တော်အကြောင်းမှာ graduation ရှိတယ်ဒါတလေးတက်နေဒါဆိုအခြေအနေကောင်းတယ်ဟိုမှာနေရာတွေမှာစီစဉ်နေမကြနေကြဘူးဖြစ်နေကြတယ်အဲ့ဒါဆိုရင်ကောင်းတယ်ပေါ့ဆိုတော့ဟိုကျွန်တော်ဆွေးနွေးထပ်ပြီးဆွေးနွေးပေးပါအောင်ဟိုတကယ်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်တွေအတွက်ကလေဟိုထိခိုက်မှုတွေဝေဖန်မှုတွေဗျာအမျိုးစုံဖြစ်နေတာပေါ့နော်ဟိုအမျိုးမျိုးတိုက်ခိုက်ကြမှာဟိုအကုန်လုံးကလေဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရှောင်လွှဲရမလဲပေါ့ဟိုတီးပဲတီးခံလိုက်ရမလားဒါမှမဟုတ်ဟိုပြန်ချမလားပေါ့ဒါမှမဟုတ်အုပ်စုဖွဲ့ပြီးတော့ပဲခေါင်းဆောင်မှုနေရာကိုယူမလားပေါ့နော်အဲ့ဒီအတွေ့အကြုံလေးချစ်ဟိုဒါလေးပြောပြပြပါအောင်ခလေးတွေငယ်စဉ်ဘဝမှာဘယ်လိုလုပ်ရင်ကောင်းမလဲဒါမှမဟုတ်ဟိုဒီဘက်ကကျတော့ဟိုလူကြီးတွေဘဝမှာဘယ်လိုလုပ်ရင်ကောင်းမလဲအုပ်စုဖွဲ့ပြီးတော့ခေါင်းဆောင်နေရာလူကြမလားပေါ့နော်
ဟုတ်ကဲ့ပါအားလုံးလည်းသိတဲ့အတိုင်းပဲလူတိုင်းကတော့ခေါင်းဆောင်ကတော့လူတိုင်းဖြစ်ချင်တာပဲလေခေါင်းဆောင်လို့ပြောလိုက်ရင်အားလုံးကျင်းတတ်တာပါဒီဖွဲ့ရဲ့ခေါင်းဆောင်ကဘယ်သူပါပေါ့အဲ့လိုမျိုးကျင်းတတ်ကြတယ်အဲ့တော့ဒါပေမဲ့ခေါင်းဆောင်ဖြစ်ချင်ပြင်မဲ့ခေါင်းဆောင်အနောက်မှာတာဝန်ယူရမယ့်အရာတွေရှိရဲထိခိုက်ရင်လဲကွာဥဆောင်ပြီးတော့လုံနိုင်ရမယ်ပေါ့နော်အဲ့တော့ကျွန်မတခုပြောချင်တာကကြတော့ကျွန်တော်တို့တွေကပေါ့နော်တခါတလေမှာအောင်မြင်နေကြတယ်သူအောင်မြင်နေတယ်ပေါ့ဒါပေမဲ့သူအောင်မြင်ပေမဲ့သူကြာရှုံးတာတွေကိုလူတွေကထုံးမပြောတတ်ကြဘူးပေါ့ကျွန်တော်တို့ Facebook မှာဆိုရင်ကိုကောင်းတာပဲခြာရေးမှာပေါ့နော်ဘယ်သူမှ Facebook မှာဟာငါကတော့အဆင်မပြေဘူးဘယ်အလုပ်ကနေတော့ထုတ်ခံလိုက်ရတယ်ဘယ်သူကတော့ကိုယ်ဘယ်လိုပြောရဲဆိုတာမရေးကြအောင်အဲ့တော့ကျမတို့ကလူတိုင်းမှာအောင်မြင်တာရှိတယ်လို့ကြာရှုံးတာပဲရှိရမယ်အဲ့ဒီအတွက်ကျမတို့ကဒီစိတ်ပိုင်းဆိုင်ရာအနေပြန်ကြည့်မယ်ဆိုရင်တော့အခုခေတ်မှာလူတိုင်းပြောနေတဲ့စကားတစ်ခုက resilient ပေါ့မင်းဘယ်လောက်ခံနိုင်လဲပေါ့အဲ့တော့ခုနဒီဆရာမေးတဲ့မေးခွန်းကိုကျမပြောရမယ်ဆိုရင်ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်မင်းမအရင်ဆုံးခံနိုင်ရည်ဘယ်လောက်ရှိလဲဆိုတဲ့ဟာအရင်ဆုံးကိုမေးကြည့်ပါကြိုက်တဲ့လူတွေကြိုက်တယ်လို့ပြောပါစေကိုလှုပ်တာမှန်တယ်ဆိုရင်မှန်ကန်လှုပ်ရရမယ်အဲ့လိုမှန်တယ်ထင်ပြီးလှုပ်လို့ဖြစ်လာတဲ့စိုးကြိုးကိုလည်းခေါင်းဆောင်ပီရဲဝဝခံနိုင်ရရှိရမယ်အဲ့ဒါမျိုးကိုကျမတို့ကလေးဘဝတည်းကနေပြီးတော့ကျမတို့လုပ်ပေးတင်တယ်ပေါ့အဲ့တော့ကျမတို့ခုနပြောသလိုငယ်တဲ့အရွယ်မှာဆိုရင်ကျမတို့ရဲ့ခေါင်းဆောင် role model အဖြစ်ကြည့်ပါဆိုရင်ကလေးသေးလေးရသူတို့ကိုစာတင်တဲ့ဆရာမတွေကိုသူတို့ကြည့်မယ်မိဘတွေကိုကြည့်မယ်အဲ့ချိန်မှာမိဘတွေရဲ့အပြုအမူဆရာမတွေရဲ့အပြုအမူကသူတို့အတွက်ပထမဆုံး learning ဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျမတို့ခေါင်းထဲမှာမှတ်မိနေတယ်ဥပမာကျမတို့ခုပြန်စဉ်းစားကြည့်မယ်10တန်းကုန်းမှာသင်ခဲ့တဲ့စာလေးတစ်ခုလောက်ပြောပြပါဆိုကျမတို့ပြောဖို့နည်းနည်းခက်တယ်သူငယ်တန်းမှတင်ခဲ့တဲ့ကလေးငယ်ချစ်စပွဲခရေကုန်းမလေးပြောဆိုကျမတို့တရေနှုတ်ထမိအောင်မှတ်မိနေတယ်အဲ့တော့ငယ်တဲ့အရွယ်မှာပို့ပြီးတော့ကျမတို့ရဲ့ memory ကမှတ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျမတို့ကဥပမာလေးတစ်ခုပြောမယ်ပေါ့နော်ကျမတို့ဒါမိဘပတ်ဝန်းကျင်နဲ့လည်းအများကြီးဆိုင်တယ်အဲ့တော့မိဘ2ယောက်ရှိတယ်တဲ့တယောက်ကကြတော့သူ့သားလေးကမှားပြီးတော့ကျောင်းကနေပြီးတော့ဗောနော်ခဲပြက်လေးကိုပါလာတယ်အဲ့မှာသူ့အမေကသူ့လွယ်ကိုစစ်တဲ့ခါမှာခဲပြက်လေးတွေ့တဲ့ခါကျမင်းဘာလို့သူများခဲပြက်ကိုယူလာလဲလို့မေးလိုက်မယ်မေးတဲ့အခါမှာသူ့သားမှားပြီးတော့တငယ်ချင်းခဲပြက်ကိုယူလာတယ်ပေါ့နော်အဲ့ခါမှာသူ့အမေကဘာမှမပြောဘူးအေးနောက်နေ့ပြန်ပေးလိုက်အဲ့လိုပြီးသွားတယ်အဲ့တော့ဒီကလေးရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့သူအမားလုပ်လဲသူ့ကိုဘာဖြစ်လဲခွင့်လွတ်တာပဲဒီလိုမှားပြီးယူခွင့်ရှိတယ်ဆိုတာဖြစ်သွားပြီးတော့ဒီထက်တစ်ဆင့်မြင့်လာရင်ဒီကလေးကခိုးတာတွေဝှက်တာတွေဖြစ်သွားနိုင်တယ်နောက်မိဘတယောက်ကကြတော့ဘာပြောလဲဆိုတော့သူများခဲပြက်ကိုဘာလို့ယူလာတာလဲတီးလို့ယူလာတာဖြစ်စေမတီးလို့ယူလာတာဖြစ်စေယူလာပြီးပြီဖြစ်တဲ့အတွက်မိမအပြစ်ရှိတယ်ပြီးရင်ဒီအတွက်သူ့ကိုအပြစ်ပေးမယ်ပြီးရင်သူများရှိရမှားယူလာတယ်ဆိုလေကိုယ်တငယ်ချင်းကိုပြန်တောင်းမှန်လိုက်နောက်နေ့ဒီဟာလေးကိုပေးမယ်ငါမှားသွားပါတယ်အဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင် leader တယောက်ကမှားရင်လည်းဝန်ခံရဲရမယ်အဲ့တော့ကျမတို့ဒီ leader လို့ကိုတတ်မှတ်လိုက်ပြီဆိုရင်ခုနကျမတစ်ခေါက်လည်းပြောခဲ့ပါတယ်မှန်မှကျမလုပ်တာပါမှားရင်တော့မဟုတ်ဘူးသူလုပ်လိုက်တာဆိုတာကိုကျမတို့လက်ညှိုးထိုးလို့မရပါဘူးမှန်ရင်လည်းကျမလုပ်တယ်မှားရင်လည်းဟုတ်ကဲ့ကျမမှားသွားပါတယ်နောက်တစ်ခါဒီလိုမဖြစ်စေရပါဘူးဆိုတော့ promise ကိုကျမတို့ငငယ်လေးတွေကကလေးတွေကိုမပေးသင့်ဘူးလားအဲ့တော့ကျမတို့အဲ့လိုလှုပ်ခြင်းအပြင်ဒီကလေးဟာသူမှားရင်မှားတယ်ဆိုတာကိုတောင်းပန်တတ်တဲ့အတွက် respect ဆိုတဲ့အရာလေးကလည်းအနောက်ကလိုက်လာတယ်ပေါ့အဲ့ဒါလေးတွေကတော့ကျမတို့ငယ်တဲ့အရွယ်တွေကနေစပြီးတော့ကလေးတွေကိုတေချာလေးတင် जा ပေးမယ်ဆိုရင်တချို့ကိစ္စလေးရတစ်တစ်လေးတွေဆိုပေမဲ့အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါမှာသူတို့အတွက်တကယ်ကိုကြီးမားပြီးတော့အန္တရာယ်ဖြစ်တဲ့အရာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့ကျမပြောချင်ပါတယ်ခုနကောမြက်ခိုင်ပြောတယ်ပါ message မှာတောင်ထက်နေဆိုတော့အလုံးလုံးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထပ်ပြီးတော့နောက်ဆရာပြောလိုက်ပါဦးမယ်တောင်တက်ထိုင်လဲအရန်ထင်မကြည့်နဲ့အဲ့ဒါလည်းလုံးပြတာနဲ့တွင်တိုင်ပတ်မယ်ဆိုတော့ကျမတို့လည်းလုံးခဲ့တဲ့အကွက်တွေပဲဒီကွက်တွေအများကြီးပါဆိုတော့တစ်ခါကျရင်ကျမတို့ကပါလဲဆိုတော့လေဟိုကကျမတို့နိုင်ငံရဲ့ကာချာရလေကောင်းတာကျရင်ထုတ်မပြောတတ်ဘူးဘန်ဘူးကြော့ပါလူကြီးကန်းသွားရမယ်ဆိုဂုံယူသွားတဲ့လူဘယ်သူရှိလဲno one ဘာဖြစ်လို့တော့မော်ရင်ကကျွေးဖို့သွားတာဟုတ်တယ်မလားအဲ့တော့ကျမတို့ကအဲ့ဒီ culture လေးလည်းလုပ်ပေးတတ်ဖို့ရှိတယ်ပေါ့နော်ဆိုတော့ကျမက hotel light တစ်ခုမှာဒီ alcohol group လို့ခေါ်တာပေါ့နော်ဒီမှာရှိတဲ့ငလေးမဟုတ်ပါဘူးကိုတို့မရမကြောက်ပါနဲ့ရှင်တို့ကြည့်ရတဲ့နာမည်ရှင်နေမှာဆိုတော့ကျမတို့ဒီ alcohol group မှာဘာလုပ်ပေးလဲဆိုတော့ thank you လို့ပြောတဲ့အကျင့်လေးလုပ်ပေးတယ်ပေါ့နော်အဲ့ဒါကဘာကိုပြောရလဲဆိုကျမဒီ Novotel တို့ဒီ hotel တွေကို bill လုပ်တဲ့ brand ambassador ပေါ့နော်ဆိုတော့ဘာလုပ်ကလဲဆိုတော့ကျမတို့လူကြီးနဲ့လူငယ်ပြန်ပြောတဲ့အကျင့်လုပ်ပေးတဲ့ဟာပေါ့နော်အဲ့တော့တစ်နေ့ရဲ့ July မှာဆိုကျမတို့ဘာလုပ်ပေးလဲဆိုတော့ hotel ကနေပြီးတော့HOD အကုန်လုံးဒီ staffing ပြန်လုပ်ပေးပြီးတော့ staff လုပ်နေတဲ့လူတွေကိုအမတို့ကလူကြီးပြန်လုပ်ခိုင်းတာအဲ့တော့ကျမက front office manager ဖြစ်တယ်ဆိုရင်ရှိသမျှကျမအောက်ကဝန်ထမ်းကိုကျမတို့ကိုယ်တိုင်ကားသွားမောင်းပြီးကြိုလာပေးရတယ် welcome drink တိုက်ပေးရတယ် breakfast လုပ်ပေးရတဲ့ဟာမျိုးနဲ့သူတို့ကို
feel good ဖြစ်အောင်လုပ်ပေးတယ်အဲ့တော့မှ manager လုပ်တဲ့လူကလည်းဒီဝန်ထမ်းရဲ့ feeling ကိုရတယ်ဒီဝန်ထမ်းကလည်းတနေ့ဒီ manager ဆိုတော့ကျမတို့ဘာလို့ခေါ်လဲ guest experience လို့ခေါ်တဲ့ဟာမျိုးပေါ့နော်တခါကျရင်ကျမတို့အဲ့လို experience ပေးတဲ့ဟာမျိုးတွေကလည်းအရန်ကောင်းတယ်ဆိုတော့ဒါမှကျမတို့ကငါဒီလိုပြဿနာမျိုးဖြစ်လာရင်ဘယ်လိုမျိုး handle လုပ်မှာလဲဆိုတာအတွေ့အကြုံမျိုးရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုကျမတို့ကကျမရဲ့လုတ်ပုံလုံးလေးတစ်ချက် share ရမယ်ဆိုရင်ဥမာကျမတို့ sale team မှာဆိုကျမတို့ကဘာလို့ထားဆို responsibility နဲ့ right ကိုပေးလိုက်တယ်အကုန်လုံးကို centralize လုပ်တဲ့ဟာကကိုက price လုပ်ပြီးတော့ကိုယ့်ရဲ့ဝန်ထမ်းကိုလုပ်တာဥမာထားပါတော့ကျမကပြောလိုက်တယ်ကျမရဲ့ team member တွေကိုကျမရဲ့ sales executive အကုန်လုံးဒီ5 to 10% any kind of the discount သူတို့ပေးလို့ရတယ်သူတို့ကျမကို call ခေါ်စရာမလိုဘူးသူတို့မှသူတို့ right နဲ့သူတို့ right ညှိလို့ရမယ်ပထမသူတို့ရဲ့ standard အရဒီ price နဲ့သူတို့ရောင်းမယ် second okay ဒီ client ကတော့နည်းနည်းကြီးတယ်ဒါပေမဲ့နည်းနည်းလေးလုပ်လိုက်မှရမယ်ဆိုရင် okay နင်းရဲ့ supervisor executive level ဆိုရင် manager ကိုလှမ်းပြီး inform လုပ်15ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းပေးလိုက်ရပြီ manager ကနေပြီးတော့တခုခုသူဒီဟာကဒီအခန်းထဲကထွက်ရင်နောက်တစ်ကောင်ကသူစီးပွားရေးကိုဝင်စားတော့မှလို့သူသိထားတယ်ဆိုရင်ကျမသူ့ကိုပေးလိုက်တဲ့တာဝန်ကဘာလဲနေကိုယ်တိုင်က25ရာခိုင်နှုန်း discount ပေးလိုက်လို့ရတယ်ဆိုတော့ကျမတို့ကclearly strategy ရှိဖို့လိုတယ်သူတို့ကိုအနောက်က responsibility ရှိဖို့နောက်တစ်ခုဘာလုပ်ထားရလဲဆိုတော့ဒီ client ကအရန် chicken ဖြစ်နေတယ်ချက်ချင်း decision ဖြတ်ကြမယ်မရဘူးဆိုရင်ဒီ client ကိုငါတို့ loss ဖြစ်မယ်ဆိုရင်ကျမရဲ့ approval ချက်ချင်းလို့ကျမတို့ပြောတယ် miss call 2ခါပေးလိုက်ကျမကောက်ကြည့်လိုက်တာနဲ့ကျမကလေးက miss call 2ခါပေးကျမ something ချက်ချင်း immediately phone call မယ်သိသွားတယ်အဲ့တော့ကျမတို့ရဲ့ rule and regulation အရင်ချထားပေးမှကျမတို့ကစက်အုပ်ချုပ်လို့ရမှာအဲ့တော့ကိုက leader လုပ်ချင်တယ်ဆိုရင်လည်းဘာလုပ်ကမှာလဲဆိုတော့ found ထဲကိုထည့်ထားပါကျမတို့မြန်မာနိုင်ငံတိုင်းနားလာမှတော့မလုပ်နဲ့ပေါ့နော်နားလည်မှုပြီးတော့မှပြန်ဖြစ်တဲ့ပြဿနာမဟုတ်တော့ဘဲနဲ့သူ့ကိုလည်းသူယူရမယ့် responsibility ပေးတယ်လို့သူ့ရဲ့ authority လည်းသူရှိထားမှရမယ်ကျမတို့နိုင်ငံတော်တော်များများကဘာဖြစ်လဲဆိုတော့လွတ်ပေးလိုက်တယ်ပြီးတဲ့အခါကျငါ့ကိုပြန်မပြောဘူးဘာလို့ဖြစ်တာလဲအဲ့ဒီမှာပြဿနာပေါင်းစုံ16000ကစကြမယ်ဆိုတော့ကျေးဇူးပြုပြီးတော့ကျမဒီရရှိတဲ့ဆေးကိုပြောတာမဟုတ်ပါဘူးကျမအဓိကပြောချင်တဲ့ဟာကဘာလဲဆိုတော့လူတယောက်ကိုကျမတို့ယာရူးပေးမယ်ဆိုရင်လည်းအဲ့ဒီယာရူးရဲ့အနောက်မှာမင်းနောက်မှာဘယ်သူရှိတယ်ဘယ်ကိုသွားပြီးတော့ tracking လုပ်လို့ရမယ်ပြီးရင်ဘယ်လိုဖြေလို့ရမယ်ဆိုတဲ့ဟာမျိုးတန်းထည့်ပေးလိုက်ဖို့လိုအပ်ပါတယ်အဲ့တော့မှကျမတို့ကသူတို့ရဲ့ well being ကိုပို့ပြီးသိလို့ရမယ်တခါကျရင်ကျမတို့ meeting နဲ့ရောက်သွားတဲ့အခါကျရင်ကျမအမြဲတမ်းပြောတဲ့စကားရှိတယ် manager တွေစကားပြောပြီးဆို shut the mouth အကုန်လုံးကိုပါဇက်ပိတ်ခိုင်းမှာအငယ်တွေကိုပြောခိုင်းမှာဘာဖြစ်လို့လဲဆိုတော့ manager တွေကသူတို့မျက်နှာလေးလှဖို့အရေးကိုလေနောက်ကကုတ်ထားတယ် manager ပိုင်းမပြောရဲဘူးကျမအမြဲတမ်းလုပ်တဲ့ meeting ဒီအဲ့ဒီ manager တွေကိုဖယ်ပြီးပဲလုပ်တဲ့ meeting မှာအမြဲတမ်းလုပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ manager ရုပ်ကြီးတွေပါနေအဲ့ဒီကလေးတွေရှိအဖြေမှန်ဟုတ်ထွက်မလာဘူးဆိုတော့ကျေးဇူးပြုပြီးတော့တကယ် right source ကိုသိကျင်နေဆိုရင်အဲ့ဒီအပေါ်ကအကောင့်တွေကိုဖယ်ပါအဲ့ဒီအကြီးတွေကဘာလို့ကကျမအရန်ပြုံးပါတယ်ကျမရဲ့ style လေးကကျမအငယ်လေးဆိုအရန်ချစ်အောင်ထားတယ်အဲ့ဒါအကြီးတွေနဲ့ရန်ဖြစ်ကျမထုတဲ့လူတွေကျမရဲ့ HOD ပဲကျမထုတာအငယ်လေးဘလောက်မှကျမဘယ်တော့မှသွားပြီး interface မလုပ်ဘူး involve မလုပ်ဘူးကျမရဲ့ team member တွေကသွားလို့ရတဲ့ဟာအဲ့တော့သူတို့ rule and regulation ရှိဖို့လိုအပ်တယ်သူတို့ right ရှိဖို့လိုအပ်ပါတယ်ဒါကတော့ကျမမျှောက်ပေးတာပါကိုပြန်ရောက်ပြီဆိုရင်ကိုယ့်ရဲ့ manager ကိုပြန်ပြောတဲ့အကျင့်လုပ်ပါ no လုပ်တဲ့အကျင့်ကိုလုပ်ပါကျမတို့မြန်မာနိုင်ငံကလူတော်တော်များများ no လို့ပြောရမှာအရန်ကြောက်ပါတယ်အခုနတီချေပြောတယ်မှာနည်းနည်းတောင်ကြောက်သွားတယ်ပြန်လာရင်မရရင်အပြစ်ပေးမယ်ဆိုတော့ကျမအပြစ်ကိုတော့ကြောက်ပါတယ်ဆိုတော့ကျမတို့ဘာလုပ်ပေးလဲဆိုတော့သူ့ကို give and take လို့ဟာမျိုးပေါ့နော်အပြစ်ထက်ဆိုင်ရင်သူဒီ situation မှာဆိုနောက်တစ်ခေါက်ဆိုသူဘာလုပ်မလဲဆိုတော့အဖြေကိုသူနဲ့သူကိုစဉ်းစားခိုင်းလိုက်တယ်စဉ်းစားပြီးတော့မှကျမသူ့ကိုဖြေပေးလိုက်တယ်ဆိုတော့လူတိုင်းမှားတာကျမတို့အမြဲတမ်းမှားတဲ့လူဖြစ်တယ်အဲ့တော့မှားတဲ့အရာတိုင်းကအပြစ်မဟုတ်ပေမဲ့ experience ဆိုတဲ့ဟာမျိုးကိုလုပ်လို့ရအောင်လို့ကျမတို့ပြန်သင်ပေးလိုက်တာတော့ကျမတို့ထင်တယ်ကျမတို့အတွက်အဲ့ဒီကလေးတွေရဲ့နောင်ရေးကိုနောက်တစ်ခေါက်ထပ်ကြည့်စရာမလိုတော့ဘူးလို့ထင်ပါတယ်ဆိုတော့ကျမမျှောက်ပေးပါတယ်အိမ်ရောက်ရုံရောက်ရင် manager တွေပြန်ပြောပါပြန်ပြီးတော့ကိုလိုချင်တဲ့ mention လုပ်လို့ရပါတယ် no ပြောတာမတက်ရင်လည်းလာခဲ့ပါကျမ no လုပ်ပုံလုံးလေးသင်ပေးပါမယ်ရှင် thank you ပါရှင် okay so ဆရာမေးတဲ့မေးခွန်းလေးပြန်ကောက်ရရင်ပေါ့နော်ကျွန်တော်ကလန်နာဘဝလာတယ်အဲ့ရနေမှာပဲသင်ယူနေတဲ့ကျောင်းသားဘဝမှာလည်းလီဒါဖြစ်ဖို့အခွင့်အရေးတွေလုပ်ခဲ့ရတာရှိတယ်အလုပ်ထဲရောက်ရင်လည်းလုပ်ရတယ်စသည်ပေါ့နော်အဲ့ရနေမှာကျွန်တော်တို့ရဲ့ responsible leader ပေါ့ဆိုတော့ဒီ leader တယောက်ဖြစ်လာဖို့ပေါ့နော်တကယ်ဥဆောင်နိုင်စွမ်းရှိတဲ့လူတယောက်ပေါ့နော်ကျွန်တော်ကတော့များသောအားဖြင့် leadership တို့ leader တို့ဆိုခေါင်းဆောင်လို့သိမသုံးဘူးပေါ့နော်ကျွန်တော်ဥဆောင်တယ်လို့ပဲသုံးတယ်ပေါ့လေဆိုတော့တခါကျရင်ကျွန်တော်တို့လေ Facebook တို့ဘာမှမြင်မှုတယ်မလား leader နဲ့ boss နဲ့ဘာကွာလဲဆိုပုံလေးနဲ့လေနော်ပုံလေးနဲ့အဲ့တော့ leader ကဘာလုပ်နေလဲဆိုတော့ဒီအလုပ်တစ်ခုကိုအတုံးလေးပဲဖြစ်ဖြစ်အကုန်လုံးသူပါဝင်ပြီးတော့ဆွဲနေတယ် boss ကဘာလုပ်လဲဆိုတော့လက်ညှိုးထိုးပြီးတော့ပဲခိုင်းနေတယ်တခါကျရင်အဲ့ဒီပေးတဲ့
key message ကလွဲတာရှိတယ်ပေါ့နော်အဲ့ဒီ leader ကအဲ့တဲ့ဆင်းလုံနေမှာတော့ကျန်တဲ့လူတွေကိုဘယ်သူကစီမံခန့်ခွဲပေးမှာတော့တခါကျရင်အဲ့ short ရှိတယ်ကျွန်တော်တို့တွေးလိုက်တာဟာသူတို့နဲ့အတူတူဆွဲဝင်လုံးရမယ်မဟုတ်ဘူးကျွန်တော်တို့ယူစရာရှိတဲ့တာဝန်ခေါင်းဆောင်တယောက်အနေနဲ့ဥဆောင်သူတယောက်နဲ့ယူစရာရှိတဲ့တာဝန်ယူရမယ်ကို position ကို role မှာထိုင်ပြီးတော့ကျန်တဲ့လူတွေနဲ့တွဲပြီးအလုပ်လုပ်ဖို့ပြောတာလက်ညှိုးထိုးခိုင်းဖို့တသက်လည်းမဟုတ်သလိုသူတို့နဲ့အတူတူဝင်ယုံနေရမှာလည်းမဟုတ်ဘူးတခါတလေသူတို့နဲ့အတူတူကိုကရှေ့ကနေလှုပ်ပြဖို့လိုအပ်တဲ့အချိန်တွေတော့ရှိကောင်းရှိနိုင်တယ်အမြဲတမ်းမဟုတ်ဘူးအဲ့ဒါလေးတစ်ချက်ကျွန်တော်တို့ကတကယ်လို့များပေါ့နော်ကိုက leading role ကိုရောက်လာရင်အဲ့ဒါတစ်ချက်ရှိတယ်တခါကျရင်ကျွန်တော်တို့ကခုနမမြလည်းပြောပြပါတော့ကျွန်တော်လေးလာသင်ယူစရာတွေအများကြီးရှိတယ်အဲ့ဒီအထဲထဲမှာလည်းအလွဲတွေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောက်ဒီပြောနေတဲ့လူတွေလောက်မှမသိတဲ့အခါကျတော့သူတို့ပြောတာဟုတ်တယ်ပဲထင်တာလေအဲ့မှာဟိုကလည်းဟိတ်နဲ့ဟန်နဲ့မန်နဲ့ထိုင်နဲ့ပြောတဲ့ပုံကူများဆိုကျွေဆင်းသွားအောင်အိုက်ဒေါ်ကြီးဖြစ်သွားအောင်ဟုတ်လားအခုကျွန်တော် TikTok မှာဆိုအိုက်ဒေါ်ဘာကြည့်လဲဆိုအိုက်ဒေါ်ကဖေဖေတွေပြောချင်တာပြောနေတဲ့ဟာလဲအိုက်ဒေါ်တကယ်အိုက်ဒေါ်ကအဲ့လောက်မပေါ်ဘူးလေနော်ဟုတ်တယ်နော်ကျွန်တော်အိုက်ဒေါ်တို့နော်ကိုယ့်အတွက် ID person ထားရတယ်ဆိုတဲ့လူတွေကဒီလိုမျိုးဖေဖေလုပ်တဲ့လူတွေမဟုတ်ဘူးဒါပေမဲ့ခက်ကဘာဖြစ်လဲဆိုတော့တမျိုးပြောင်းနေတယ်ပေါ့နော်တခါကျကျွန်တော်တို့ iPad တွေပါသွားတာလीဆိုတော့ပြန်ပြောလို့ရှိရင်ကျွန်တော်ကခေါင်းဆောင်တယောက်ဒီဥဆောင်သူတယောက်ဒီအဖွဲ့သားတွေနဲ့အတူတူဝင်ရုံရတဲ့ကာလတွေရှိပေမဲ့အမြဲတမ်းမဟုတ်ဘူးကိုယ့်ရဲ့ယာရုကိုယ့်ရဲ့ position ကိုယ့်ရဲ့တာဝန်တွေအရာဒီအဖွဲ့တွေနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ခုနမများလို့ဆရာမတို့လည်းပြောပြသွားတဲ့ဟာကြီးမှာပါတယ်ကောင်းရင်ဆရာလုပ်တာမကောင်းရင်အကောင်တွေခိုင်းတာအကောင်တွေဘယ်လိုတွေလုပ်မှမသိဘူးဘယ်တော့မှစိတ်မချဘူးကောင်းတော့ကိုယ့်ပေါ်လူကြီးတာဆရာကျွန်တော်တို့ဘယ်လိုလုပ်လိုက်တာကျွန်တော်ဘယ်လိုဥဆောင်လိုက်တာကျွန်တော်ကောင်တွေဘယ်လိုစူးစမ်းလိုက်တာမပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဘဝတစ်လျှောက်ပေါ့နော်ကျွန်တော်ဝန်ထမ်းလုပ်ခဲ့တဲ့လုပ်တဲ့တစ်လျှောက်မှာအဲ့ဒီလိုတစ်ခါမှမလုပ်ခဲ့ဘူးကျွန်တော်အဖွဲ့တွေမှားခဲ့ရင်ကျွန်တော်ပဲခေါင်းခံတယ်ကျွန်တော်အပြည့်ကျွန်တော်ဝန်ခံတယ်ခုနဟိုဆရာမဆွေပြောသလိုပေါ့နော်အပြည့်ဝန်ခံရမှာဟုတ်တယ်ကျွန်တော်ဝန်ခံတယ်မီတင်မှာ GN ကြိတ်တယ်ကြိတ်ပါစေဟုတ်တယ်ကျွန်တော်မှားသွားတာဒါပေမဲ့တကယ်ကျွန်တော်မှားတာမဟုတ်ကျွန်တော်လူတွေလှုပ်ထလိုက်တာဒါပေမဲ့ကျွန်တော်မှားသွားဘာကျွန်တော်ဘလို့ခံယူလိုက်လဲဆိုကျွန်တော်လူတွေအမှားရင်းဖြစ်တာဒီကျွန်တော်ဥဆောင်မှုညံ့လို့သူတို့ကိုတင်ကြားပြသနိုင်စွမ်းညံ့လို့သူတို့မှားတာသူတို့ကိုသာဒီလိုတွေအမှားရင်းတွေမဖြစ်အောင်ကျွန်တော်ရှေ့ကနေဥဆောင်ပြမယ်တင်ကြားပေးထားမယ်ဆိုရင်ဒီအမှားမဖြစ်ဘူးအဲ့တော့ရှေ့မှာပြောခဲ့တဲ့ responsible leader ရဲ့ accountability ကအဲ့ဒါကိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကအရင်တုန်းကအဲ့ဒါတွေသိလို့လုပ်ခဲ့တာမဟုတ်ဘူးငါဒီနေရာရောက်လာတော့ဒီလိုနေထိုင်ရမယ်ဆိုတဲ့ကိုယ်အတွေးလေးနဲ့ကိုယ့်ရဲ့လူကြီးမိမတွေသွန်သင်ပေးတဲ့ဟာနဲ့ပဲကျွန်တော်ကနေခဲ့တာ responsible leader တွေဘာလဲကိုလည်းသိခဲ့တာမဟုတ်ဘူးဒါတွေကအခုမှသိတဲ့ကိစ္စတွေပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေနဲ့ကျွန်တော်တို့ကသွားဖို့တယ်အဲ့တော့စောစောဆရာမေးတဲ့မေးကို leader နေရာရောက်လာရင်ကိုယ့်အဖွဲ့တွေနဲ့ကိုယ်နဲ့အတူတူတွဲပြီးတော့ခြိတက်ကြရုန်းကန်ကြလှုပ်ရှားကြရင်လုံးရတယ်လို့ကိုယ့်ကိုလည်းဘေးကနေဝိုင်းထိုးတာတွေကရှိတယ်အပေါ်ကပြင်းတာလည်းရှိတယ်အောက်ကလှန်ထိုးတာလည်းရှိတယ်ဘေးကနေခြေထိုးကန်တဲ့ကောင်တွေလည်းရှိတယ်ကြုံခဲ့ဘူးတယ်ဟာကျွန်တော်တို့အလုပ်ထဲရောက်သွားတယ်ကိုရှိရစီနီယာတွေရှိကိုရီမျောလင့်တာစီနီယာတွေငါတို့လက်တွဲခေါ်မယ်ပေါ့ကိုရီးယားကားတွေလည်းရလို့နော်ဟာကျွန်တော်တို့ဆွန်ရှော့ပါအေးပေါ့ဒီလိုမျိုးပေါ့ဘယ်ပုံစံတွေပေးတာနော်ပုံစံမျိုးစုံပေးတာစောင့်ပြီးဒီလိုစောင့်ပြီးအဲ့တော့ပုံစံတွေပေးအဲ့ဒီလိုပဲအောက်ကဝန်ထမ်းကလည်းကိုယ်ပုံစံတွေပေးတာပညာတွေပြတာဒီဘက်ဘာကောင်မို့လို့အမေအင်ဂျင်နီယာလှုပ်ချိလိုက်လေတို့လာတာပုံစံတွေပေးတာနော်စက်ကြီးတစ်လုံးလုံးကတစ်နေ့လုံးလေးဥမာထားပါတော့ဒီပစ္စည်းကိုအိုက်ဆက်ပေါ်တင်ပြီးတော့ machining လုပ်ရမယ်ပေါ့နော်စက်ခုတ်စားတစ်နေ့လုံးတွေမှာတစ်ခုတည်းပြီးအောင် setting ချိန်ထားတယ်ကိုမပြင်တတ်ဘူးသူတို့အိုက်ဆက်နဲ့ဖက်ကြီးလာတာကိုကမပြင်တတ်ဘူးအဲ့တော့ဘာလုပ်ရလဲစောစောဆရာမတို့ပြောတယ် communication ပဲ network ပဲသူတို့နဲ့ချမ်းမှာ relationship တခုကျွန်တော်တိဆောက်ရတယ်လူကဗမာစမာရှိတယ်နော်ပုဂ္ဂိုလ်ခင်ရင်တရားမင်းတယ်အဲ့တော့အဲ့ဒါနဲ့တိဆောက်လိုက်တဲ့အခါကျတော့အဲ့ဆက်ကြီးကျွန်တော်စက်တင်ချိန်တက်ဆရာမလို့ကျွန်တော်ဝင်ပေါင်းတက်ဆရာမလို့အဲ့ဒီလူတွေကိုဘလို့ပြောရင်ခိုင်းလို့ရလဲကျွန်တော်သိရင် okay တန်းအဲ့ဒီလိုပဲကျွန်တော်ဘေးကဝိုင်းပြင်းတဲ့ယာရုတူရှိတယ်မင်းမပြင်းချင်းပြင်းမပြင်းချင်းတွေကောင်းတယ်မှမထည့်ကို့အလုပ်ပဲကိုအောင်စိုက်ထားတယ်ကိုတောင်းယူထားတဲ့ပိုင်းဘလို့ပြီးမြောက်အောင်ဘလို့အောင်မြင်အောင်လုပ်မလဲဘလို့ပိုကောင်းအောင်လုပ်နိုင်မလဲကျွန်တော်စဉ်းစားတယ်အဲ့အတွက်အချိန်ပေးတယ်လေ့လာတယ်သင်ယူတယ်ဘယ်သူမှမသင်ပေးလဲရတယ်ကိုယ့်ကိုစာရီလိုက်ဖတ်တယ်အဲ့ဆက်တကယ်ကိုင်နေတဲ့ operator တွေဘေးနားမှာငုတ်တုတ်သွားထိုင်ပြီးမေးတယ်ဒီတိုင်းသွားမေးရင်တော့သူတို့မပြောဘူးဘာလို့သူတို့ဆရာတိသွားသူတို့ပြန်ကြက်မှကြောက်တော့ဟာဒီလိုပဲအလာဘာတာလာဘာလေးပြောမိသားစုအကြောင်းလေးပြောအလုပ်အကြောင်းလေးပြောရင်းနဲ့သူနဲ့ကိုယ်နဲ့ကြားမှာရင်းနှီးမှုလေးလည်းရအောင်အကုန်ပြောဘယ်တော့မှဘယ်လိုဘသူကဘာလို့မသိကျင်တာတွေတော့အကုန်သိရသေးတယ်
ဘလို့လုံးရင်ဘလို့ဝင်ရိုက်လိုက်လို့ရလဲဆိုတာအကုန်သိရတယ်ဘယ်လူကြီးကဘလို့လုံးတယ်ဆိုတာအကုန်သိရတယ်အဲ့ဒီလိုမျိုးနဲ့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့အောက်ကလူတွေနဲ့အဆင်ပြေအောင်လဲကျွန်တော်တို့ကဖန်တီးတည်ဆောက်ခဲ့ရတယ်ဘေးလူတွေရဲ့အတွန်းတိုက်တွေလဲကျွန်တော်တို့ကခံခဲ့ရအဲ့လိုပဲအပေါ်ကလည်းဘာလုပ်လဲဆိုတော့ဖိတယ်ပေါ့နော်အဲ့ကျွန်တော်တို့ရဲ့ဒီ Asian culture ပဲပေါ့နော်ဘာလဲဆိုလူကြီးဆိုရင်ယူသေးရမယ်လူကြီးကလည်းသူတို့ရဲ့အတွေးခေါ်ပါရှိလေဆိုအလုပ်ကိစ္စတစ်ခုရှိလို့လာဆင်းကြည့်လို့မှအမားလေးတစ်ခုလောက်မှမထောက်ပြနိုင်တော့လူကြီးမစစ်ဘူးအဲ့တော့မတွေ့တဲ့အမားကိုထောက်တယ်ခါကျကျွန်တော်တို့အရန်ဒုက္ခရောက်တယ်ကိုကလေကိုယ့်ရဲ့စိတ်ကွက်ကြတော့လာလိုက်ရင်လူကြီးလည်းချိန်နဲ့သွားမယ်သူလည်းဘာမှလာထပ်ပြီးတော့စိတ်ပူစရာမလိုတဲ့ဟာမျိုးဖြစ်အောင်လုပ်ထားတယ်ချောင်းညိုချောင်းကြားကဟာကိုလာပြီးတော့အပြစ်ရှာသွားတယ်အဲ့ကောင်ပြင်ရတာအရန်ခက်တယ်ပြီးရင်အနာကမှလာတာသူတို့ကကိုကဟိုမှာနောက်နေ့ကျရင်ပွဲကအကြီးကျယ်ချတော့မယ်သူတို့အဲ့မှာလှုပ်ချသွားညနေဆောင်မှာဒီမှာယူခါနေတာပဲတညာလုံးဒုက္ခရောက်အဲ့တော့ကျွန်တော်တို့ကနောက်ကြတော့ဘာလုပ်လဲဆိုတော့ကျွန်တော်လူလေကြတာပေါ့နော်ဒီမှာတကယ်လို့အလုပ်ခွင်ထဲမှာရှိနေတဲ့လူတွေရှိလဲနီးလေးပေးလိုက်မယ်အမှဆိုပါဆိုအခမ်းအနားတစ်ခုပြင်ထားတယ်ပေါ့နော်ဘက်ထရီဘာညာပါလာကြည့်အကုန်လုံးပြည့်စုံအောင်လုပ်ထားရင်လေတေးသေးလေးအစားပြဿနာရှာတယ်အဲ့ကျွန်တော်ဘာလုပ်ထားလဲဒီလိုတက်တဲ့လှေကဟိုဘက်ပို့ထားတယ်ဒီလိုမျိုးစပွဲတွေစကတ်တွေတတ်မထားဘူးတော့လာတယ်ဟာမင်းလှေခိုင်းရဘယ်လိုလုပ်လဲဟုတ်ကဲ့ဆရာကျွန်တော်ပြင်လိုက်အညီလေးလောင်းဝင်မင်းအကောင်လေးမှတ်ထားတော့ပြီးဆရာပြန်လာတဲ့ချက်ချင်းလုပ်မယ်ဟုတ်မင်းဟိုစပွဲမဟုတ်ကျွန်တော်အဲ့ဒါဆရာကိုစောင့်နေတာဆရာအဲ့စပွဲအဲ့နားလေးထားလို့တင့်တော်ပါမလားဆရာအဲ့ဒါကြီးအချံပြုတ်ပါအောင်သူ့အဲ့တော့ဟာအေးမင်းဒီလိုလေးထားလိုက်လေဟုတ်ကဲ့ဆရာအဲ့ဆရာအဲ့ခင်းလေးကကျွန်တော်ဒီကောင်လေးတုံးလိုက်မယ်နော်ဆရာအဲ့အဆင်ပြေတယ်နော်ဆရာအေးဟုတ်ပြီတန်းအဲ့နှစ်ခုကဘယ်လောက်မှမခက်ဘူးအဲ့တခါကျရင်အဲ့ကျွန်တော်တို့လူကြီးတွေနဲ့လဲကျွန်တော်တို့ကပေါင်းတဲ့တင်းတဲ့ဖြည့်ရှင်းတတ်ဖို့လိုသေးတယ်ပေါ့နော်ဆိုတော့မဟုတ်ရင်ကျွန်တော်တို့ကကွဲတာအကြီးကွဲတဲ့ပြဿနာတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဖြတ်တန်းလာခဲ့တဲ့ပေါ့နော်ကျွန်တော်တို့ဒီအဖွဲလည်းလက်ရှိလည်းအလုပ်တွေလုပ်နေကြတာရှိတယ်အကြောင်းတက်နေစေပညာသင်ယူနေစေလည်းရှိတယ်တချို့တွေဥဆောင်နေရတဲ့လူတွေလည်းရှိတယ်ပေါ့အဲ့တော့လုပ်တွေလုပ်နေရတဲ့လူတွေဆိုလို့ရှိရင်လည်းဥဆောင်သူတွေဒီလိုမျိုးတွေရှိတယ်ဒါကိုကျွန်တော်တို့ကသူနဲ့ against မလုပ်ဘဲနဲ့ဘယ်လိုဖြည့်ရှင်းလို့ရမလဲဆိုတော့ကျွန်တော်စဉ်းစားနိုင်အောင်ခေါင်းနဲ့မတိုက်နဲ့ဆိုတဲ့စကားလည်းရှိတယ်ပေါ့နော်ဒါလည်းကျွန်တော်ဂရုပြုရအဲ့တော့အဲ့ဒီလိုပဲကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုယ့်အဖွဲ့သားတွေကိုလည်းကိုယ်နဲ့အတူတူတွဲပါလာအောင်ဘလို့ဆွဲဆောင်စီးရုံးနိုင်မလဲဘလို့မျိုးဖန်တီးတည်ဆောက်မလဲဆိုတာလေးလည်းကျွန်တော်တို့ကဖန်တီးဖို့လိုသလိုကိုယ်နဲ့ level 2သွားနေတဲ့လူတွေနဲ့ရောဘလို့မျိုးအလုပ်တွေတွဲလုပ်လို့ရမလဲမင်းပါလဲငါပါလဲတွေချနေရင်တော့ပွဲရပြီးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့စောစောမမြပြောသလိုပဲကိုကဒီပိုင်းတောင်ယူထားမယ်သူတို့ကဟိုဘက်တစ်ပိုင်းတောင်ယူထားသူတို့ဘလို့အလုပ်လုပ်လဲသိရင်သူတို့ဘာကြောင့်ဒီစကားထွက်လဲဆိုတော့ကျွန်တော်နားလည်လို့ရတယ်ဒီဘက်ခေတ်စကားနဲ့ပြောကျွန်တော်တို့ကဘာလုပ်ဖို့လိုလာလဲဆို T-shape people ဖြစ်အောင်တော့တိဆောက်ဖို့လိုတယ်အနည်းဆုံးကျွန်တော်မှ HR ဆိုလို့ရှိရင် HR ကဒါ I shape ပေါ့နော်ဒါပေမဲ့ HR တခုတည်းသိလို့မရတော့ admin လေးတော့လည်းနည်းနည်းသိမှရမယ်ဟို facility management လောက်လေးလည်းနည်းနည်းတော့သိမှရမယ်အဲ့ဒါ I အပေါ်ကနေတက်လာတယ်နောက်ထပ်တန်းဖြစ်လာတော့အဲ့တော့အဲ့လောက်သိသွားရင်ဘာဖြစ်လဲဆိုတော့ဌာနတစ်ခုနဲ့တစ်ခုအလုပ်တစ်ခုပေါင်းသင်းဆက်ဆံရတာပိုအဆင်ပြေတယ်ဆိုတော့ဒီလိုလေးနဲ့ကျွန်တော်တို့ကစူးစမ်းတိဆောက်လို့ရလိမ့်မယ်ဗောနော်တော့အပေါ်ကတွန်းတာတွေရောဘေးကရောအောက်ကကိစ္စဒီလိုလေးတွေကျွန်တော်တို့ကတော့ကိုယ်တိုင်အဲ့ပုံစံနဲ့တော့ဖြည့်ရှင်းခဲ့ဘူးတယ်ဒီ round လေးရဲ့ key message တွေကဘာပဲပေးခြင်းလဲဆိုတော့ခေါင်းဆောင်တွေနောက်လိုက်တွေတပည့်တွေဆိုတာကနာမည်ခံတတ်ပဲတကယ်ဖြစ်တင်တာဘာလဲဆိုတော့အလုပ်တစ်ခုကိုအတူတူလုပ်နေရတဲ့ team member ကောင်းတစ်ယောက်ဖြစ်အောင်တိဆောက်တာအကောင်းဆုံးယာရု position ဒီအချိန်တန်ရင်သူ့ဟာသူပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါလေးပဲပြောချင်ပါကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါဗျာဟုတ်နောက်ဆုံးကျွန်တော်ဆရာတို့ဒီ၃ယောက်ပြောနေနေပြန်ကြည့်ရတော့အဓိကဒီ responsible leader ပေါ့နော်စီကံပြေးသွားတဲ့ leader တွေဖြစ်ဖို့အတွက်ကတော့အဓိကဒီလူရည်လဲဖို့ကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပြန်ပါတာပေါ့နော်လူရည်မလဲဘဲနဲ့တော့ခေါင်းဆောင်ကောင်းဖြစ်ဖို့ကလည်းအတော်လေးခက်ရင်းနေပေါ့နော်ဘာလို့ဆိုဟိုနေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတဲ့ရှိတဲ့လူတယောက်ဖြစ်ဖို့လိုတယ်ပြီးတော့ညှိနှိုင်းအကုန်လုံးညှိနှိုင်းကိစ္စတွေအကုန်လုံးမှာတည်တည်ချာတိပြီးတော့ဘာလုပ်ရမလဲဆိုတာကိုသိတဲ့ဟာမျိုးဆိုရင်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရှေ့မှာတော်တော်များများပေါ့နော်ဒီတင်ယူမှုမှဒီတာဝန်ယူမှုရှိတော့ခေါင်းဆောင်ကောင်းစီတို့ဆိုတဲ့ဒီတိုက်တာမှာတော်တော်များများတော့ကျွန်တော်ဆွေးနွေးသွားတာရှိတယ်ဆိုတော့အခုအချိန်လေးလေးရှိသေးတော့ကျွန်တော်ဒီဘက်ဆွေးနွေးတာအပြင်မှာဒီတက်ရောက်လာတယ်ပေါ့နော်ဟိုပြည်သက်တွေကနေမှဟိုဆွေးနွေးချင်တာမျိုးနောက်မှမေးခွန်းမေးမြန်းချင်တာမျိုးရှိလို့ရှိရင်ကျွန်တော်ဖိတ်ပါတယ်ဟိုဒါပေါ့နော်ဟိုဒါဝါမီဆွေးနွေးပေးကြပါအောင်ဒီမှာရှိနေတဲ့ဟိုဒါပေါ့အကိုတွေအမတွေညီတွေညီမတွေအကုန်လုံးရဲ့အတွေးအမြင်ပေါ့နော်ဒီတင်ယူမှုရဲ့ခေါင်းဆောင်မှုရဲ့တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ဟာမှာဆက်ဆွေးနွေးပေးပါဦးဗျာဟုတ်ကျွန်တော်ဟုတ်ဒါလက်လေးထောင်လိုက်ပါကျွန်တော်မိုက်လေးပို့ပေးပါမယ်ဗျ That's it. Any question? No question.
တော့ထုံးစံပဲလေဒီလိုလေးပဲဖြစ်ရမှာပေါ့ဒါမှမြန်မာနိုင်ငံရဲ့ကာချာနဲ့ညီမှာပေါ့အဲ့တော့ကျမဆိုကျမစာတင်တဲ့ကလေးကိုအများကြီးပြောတဲ့စကားတစ်ခုရှိတယ်ကျမတို့ပြောလိုက်တာတွေကအရင်ရှင်းသွားတဲ့အတွက်မေးစရာမရှိလောက်အောင်ရှင်းသွားတာလားပေါ့ဒါနံပါတ်1ချက်ပေါ့ဒါမှမဟုတ်ရင်နားလဲပြီးတော့နားလဲလွန်သွားပြီးတော့လဲသွားပြီးဘာမှမမေးတော့တာလားပေါ့အဲ့လိုလေးတော့ယူဆပါတယ်ဟုတ်ဆရာကြီးတွေမေးမှဆိုတော့ဆရာကြီးတွေကိုပြန်ဖြေပေးပါဟယ်လိုโอเคခုနပြောတာမှာခေါင်းဆောင်ကကိုကြီးပဲပေါ့နော်တာဝန်ယူရမယ်နောက်လိုက်တွေရဲ့ကိစ္စမှတည်းများခေါင်းခံပေးရမယ်ဆိုတော့ဥမာနောက်လိုက်တွေဒီသူတို့ဒီအမားတွေကြီးပဲဇက်တိုက်ကြီးပဲကျူးလွန်နဲ့စိတ်တွေများဝင်နေမလားဘာလို့ငါတို့အရှိကိုခေါင်းခံပေးမဲ့ခေါင်းဆောင်ကောင်းရှိနေပြီးသားပဲခေါင်းခံပေးမဲ့သူရှိနေပြီးသားပဲအဲ့တော့ငါတို့ကကိစ္စမရှိဘူးငါတို့ခေါင်းခံပေးမဲ့ခေါင်းဆောင်ရှိရင်ငါတို့ဘာလုပ်ဆိုတာမျိုးတွေရော mindset မဝင်နိုင်ဘူးလားသူတို့ကိုသူတို့ improve ဖြစ်အောင်လုပ်ဖို့အတွက်သူတို့စူးစမ်းခြင်းစိတ်တွေရှိပဲဖြစ်နိုင်မလားအဲ့ဒါမျိုးကြရင်ဘယ်လိုမျိုး handle လုပ်ပြီးတော့မှကင်တွယ်မလဲပေါ့နော်အချက်လေးပါဟုတ် Okay ဆိုတော့ဆရာမေးတဲ့မေးခွန်းလေးကိုကျွန်တော်ကိုတွေ့လေးနဲ့ပြောပြမှာပေါ့နော်ကျွန်တော်တို့ကအလုပ်လုပ်ရတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ production engineer production manager စသည်ဖြစ်လာတာပေါ့နော်ဖြစ်လာတော့ထုံးစံအတိုင်းပဲရုံးလုပ်ငန်းတွေထုံးစံအတိုင်းပဲရုံးစာတွေရေးရတယ်ရုံးစာရေးရတယ်အဲ့တော့ရုံးစာတွေရေးတဲ့အခါကျတော့ကျွန်တော်ကဘာရှိလဲဆိုတော့အစိုးရရုံးစာတွေမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ private ကရုံးစာမှာအောက်ဆုံးရောက်လို့ရှိရင်မိတူကိုဘယ်သူ့ကိုပေးတယ်ဒါလေးပါတယ်ပေါ့နော်ဘယ်ဌာနတွေကိုဖြန့်ဝေတယ်အဲ့ဒီမှာကျွန်တော်တို့က protocol ရှိတယ်ပေါ့ဥပမာ MD ပြီးတော့မှ GM ပြီးတော့မှ Deputy General Manager အစသည်ဒီလိုရေးရတယ်ဆိုတော့အဲ့ဒါမျိုးလေးတွေကျွန်တော်တို့ကစာလေးထွက်ကြတဲ့ချိန်မှာပြဿနာဘာတက်လဲဆိုတော့အဲ့ protocol ပြောင်းပြန်လန်သွားတယ်ကျွန်တော်ရုံးဖွဲ့ကဆော်ထားလိုက်ပေါ့အဲ့ဒါကတဲ့ကြီးကျွန်တော်လူကြီးစီတန်းရောက်သွားတယ်မီတင်လဲကြာရောအကျိတ်ခံအောင်ပေါ့နော်အဲ့တော့ရုံးစာရေးသားနီးဘာဖြစ်တယ်ညာဖြစ်တယ်ဒီ office letter writing တောင်မှဟိုကမဖြစ်ဘူးလို့ဘာလို့ပြောအဲ့ဒါကိုကစဉ်းစားဘာသူပြောနေရလဲမသိဘူးပေါ့ तू ကလည်းဒင်းမပြောဘူးသူထုံးစံရလေအဲ့နဲ့ဒီရပိုင်းနဲ့တော့ငါးစီကတော့စာတစ်စောင်ထွက်သွားတာရှိတယ်ပေါ့နော်အဲ့တော့ MD ရုံးခန်းအထိလည်းဒီစာကြီးကရောက်သွားတာလည်းရှိတယ်အဲ့မှာများဖြစ်သလားအဲ့နဲ့မနေနိုင်ဘူးကိုလည်းတနှုံနှုံနဲ့ဆိုထမေးတာပေါ့နော်ဆိုအဲ့ဒါကျွန်တော်တို့ဌာနကလားဆိုအေးဟုတ်တယ်ဆိုအဲ့တော့မှပြောတော့အဲ့တော့ကျွန်တော်ကစောစောကိစ္စပေါ့နော်ဟုတ်တယ်အဲ့ကျွန်တော်မှားသွားတာပေါ့နော်ကျွန်တော်လိုအပ်ချက်ဖြစ်သွားတယ်နောက်ဒီဟာမှမဖြစ်အောင်ကျွန်တော်ပြင်ဆင်ပါမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကပြောခဲ့လိုက်တယ်ဒါပေမဲ့ကျွန်တော် session ကိုပြန်ရောက်တဲ့အချိန်မှာကျွန်တော်ရုံးဖွဲ့ကိုကျွန်တော်ခေါ်အောင်ကဲလာအောင်ဆရာတို့ဆရာမတို့ဒီမှာကြည့်ပါဦးဒီလိုတော့ဖြစ်သွားပြီအဲ့တော့နည်းနည်းတော့တစ်ခါကျပို့ပြောရတဲ့ကိစ္စရှိတယ်ပေါ့နော်နည်းနည်းအပူစားတိုင်းတယ်ကျွန်တော်တော့အစည်းအဝေးမှာကျန်တဲ့လူတွေရှေ့မှာတော့ကျွန်တော်ကြိတ်လွတ်လိုက်ပြီကျွန်တော်ဟိုမှာကွဲလာပြီဒါပေမဲ့ပြဿနာမရှိဘူးဘာလို့ခင်ဗျားတို့ဒါကိုနားလေအောင်ကျွန်တော်မတင်ပေးထားမိဘူး။မြောက်ဒါတွေတီးပြီးသားလို့ပဲကျွန်တော်ကသဘောပေါက်လိုက်တော့ဒီတိုင်းပဲဆက်ထားမိတယ်ပေါ့နော်။အဲ့တော့နောက်ကူတော့ဒါလေးမမှားစီနဲ့ကျွန်တော်ဘာလုပ်ရဆိုတင်ပေးရတယ်။ဒါတွေဘာကြောင့်လုပ်ရတယ်ဒီလိုတွေဘာကြောင့်ရေးရတယ်ဒါကိုဘယ်လိုဂယူးဆိုင်ရလဲဆိုတာကျွန်တော်တို့တင်ပေးတယ်။အဲ့ဒီအပြင် Plex နောက်ဒီလိုမျိုးစာတွေထွက်တိုင်းကျွန်တော်လက်မှတ်မထိုးခင်အစားဆုံးပြန်စစ်တယ်။အဲ့တုန်းကတော့ကျွန်တော်သူတို့ okay ပဲဆိုတော့ဆိုထိုးလွှတ်လိုက်တာ။အဲ့တော့လက်မှတ်ချက်ကိုကျွန်တော်ခက်လွယ်ထိုးလိုက်မိတဲ့ဟာကအဲ့မှာတစ်ချက်မိတယ်။ဆိုကျွန်တော်ပြန်စစ်တယ်သူတို့ကိုဘာလုပ်ပေးလဲဆိုတော့သင်ပေးတယ်အဲ့တော့သူတို့လည်းအမှားယွင်းရဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့ချက်ချင်းတော့မပြောက်ဘူးပေါ့နော်ဖြည်းဖြည်းနဲ့နဲလာတယ်နောက်ပိုင်းကျကျွန်တော်တိတ်ပူစရာမလို့တဲ့အထိလည်းကျွန်တော်စက်ကြည့်တော့မယ်ပေါ့အဲ့တော့ဆိုလိုတာကဟိုဆရာစိတ်ပူသလိုပြောပေါ့နော်ကိုကရှိကခေါင်းပန်နေဟိုကျေးဇူးရှင်တွေကနောက်ကဟဲ့စောသားစောတို့ဆရာရှိတယ်အေးဆေးပဲအဲ့လိုတော့ဖြစ်လို့မရဘူးပေါ့နော်အဲ့တော့ကိုကလီဒါရိုးကနေနေရတယ်လီဒင်ရိုးယူထားတယ်ဆိုရင်ကို့မှာအဲ့လိုစိတ်လေးထားဖို့အဓိကပြောချင်တာပေါ့နော်ကျွန်တော်တို့အဖွဲ့တွေရဲ့ကျွန်တော်ကိုယ့်ရဲ့အဖွဲ့သားတွေအမှားရင်းဖြစ်ခဲ့တာကိုဒီရှိရနေဥဆောင်ပြီးတော့တာဝန်ယူပေးရမယ်တာဝန်ခံပေးရမယ်အဲ့ဒါကတစ်စိတ်တစ်ပိုင်းအဲ့လိုပဲကိုယ့်အဖွဲ့တွေဒီနောင်အလားတူဖြစ်ရမျိုးတွေအမှားမျိုးတွေမဖြစ်အောင်လေ့ကျင့်သင်ကြားပေးဖို့အတွက်ပြောပြဆွေးနွေးပေးဖို့ရတယ်ကျွန်တော်တို့အပိုင်းအဲ့ဒီနေရာလေးမှာဘာလေးပဲသတိပြုစေချင်တာဆိုစူတာတို့အပြစ်တင်တာတို့ချိန်မောင်းတာတို့မလုပ်စေချင်တာအဲ့တော့ကျွန်တော်ရဲ့ live မှာကျွန်တော်အဲ့ဒါမလုပ်ခဲ့ဘူးပေါ့နော်နားလည်အောင်ရှင်းပြတယ်ဒါရဲ့နောက်ဆက်တွဲအကျိုးဆက်ကျွန်တော်သိအောင်လုပ်ပေးတယ် educate ပဲကျွန်တော်သွားတယ်ပေါ့လေဆိုတော့ကျွန်တော်ကဘာလုပ်လဲဆိုတော့ကျွန်တော်ရဲ့ method ကတစ်ဖက်မမွေးဘူးဆရာတွေဖြစ်အောင်မမွေးတယ်သူ
တို့အပိုင်းလိုက်ဆရာဖြစ်အောင်ကျွန်တော်ဘက်ကကျွန်တော်ဘာလုပ်ပေးရမယ်ကျွန်တော်သင်ပေးရမှာဟာရှိတယ်ပြောပြပေးရမှာရှိတယ်ဆိုပြပေးရမှာရှိအဲ့ဒါတွေကျွန်တော်မွေးတယ်အဲ့ဒီလူတွေအကုန်ဆရာဖြစ်သွားရင်ကျွန်တော်အေးဆေးနေလို့ရတယ်အဲ့ဒီလိုနဲ့တိဆောက်လာပြီးဒီဘက်ခေတ်မှာပြောနေတဲ့အရန်ခေတ်စားတယ်လေကိုဝင်ပါစရာမလိုတဲ့လုပ်ငန်းတို့เนาะစစ်စတန်ချမယ်ဆိုတဲ့ကိစ္စအဲ့လိုလုပ်ခဲ့တာကျွန်တော်ကအဲ့တော့သူတို့တွေကကျွန်တော်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသူ့ရဲ့အလုပ်တာဝန်တွေဒီစင်စက်မပြတ်ပုံစံမပြတ်လဲပတ်လို့ရတယ်ပေါ့နော်ဆိုတော့ဆရာမိကုန်းလေးပြန်ချုံရရင်เนาะကျွန်တော်တို့ကအမြဲတမ်းကြီးကိုခေါင်းခံနေတာမျိုးတော့မဟုတ်ဘူးကိုခေါင်းခံလာခဲ့ရတယ်လို့ကိုလူတွေကိုလည်းပြန်ပြီးလေ့ကျင့်သင်ကြားပေးတယ်အဲ့ဒီလိုပဲကျွန်တော်က monitor ပြန်လုပ်တဲ့ practice လေးလည်းကျွန်တော်တို့တွဲသုံးတာတယ်ဆိုတော့အဲ့လိုလေးတွဲသုံးလိုက်ရင်တော့ကျွန်တော်ရဲ့ကိုတွေးအရာအဲ့ဒါလေးကအစင်ပြေသွားတဲ့ဟာလေးရှိပါတယ်ပေါ့နော်ဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါဗျာဟုတ်ခုနကလေးဆရာကြီးဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ဒီလိုရှိပါတယ်ဗျအမြဲတမ်းတော့လေခေါင်းခံနေဆိုတာဗျာပြဿနာတွေအကုန်လုံးကိုကခေါင်းခံပြီးကြတော့မလိုဘူးပေါ့ဥပမာဖြင့်ဥပမာကျွန်တော်တို့အဖွဲ့ထဲမှာရှိနေတဲ့ team ပေါ့နော် logistic admin team ကကျွန်တော်ဥစ္စာမှာရုံးနေမှာရောကျောင်းနေမှာရောကျွန်တော်တို့ကမီးစက်တွေရှိတယ်ဆိုကြပါတော့မီးစက်မှာရှိတဲ့စီတွေအကုန်ခိုးရတာပေါ့နော်အဲ့ဒါကျွန်တော်တောင်းဝင်ပါလို့ကျွန်တော်တောင်းဝင်ခံကြမလို့ဒါမျိုးတွေကကြောင့်မလို့ဘာလို့ဆိုတော့မလို့ဒါပေမဲ့ခုနကပြောသလိုပေါ့နော်စာရေးတဲ့ဟာမှားသွားတာမျိုးလို့နောက် protocol ကိုနားမလည်တာမျိုးလို့နောက်တခြားတချို့ setting တွေ B2B business တွေဆွေးနွေးကြတဲ့အခါမှာလိုအပ်ချက်တွေရှိသွားတာမျိုးလေးတွေရှိတယ်အဲ့ဒါကတော့တေချာတဲ့ leader ကညံ့လို့ပဲကျွန်တော်တို့ပြောတာပေါ့နော်accompaniment support ဆိုတာရှိပါတယ်အတူတကွဒါပေါ့နော်တင်ယူပြီးတော့အတူတကွအလုပ်လုပ်ကြတဲ့ခါမှာlesson plan တွေအမှားတွေရှိနိုင်တယ်ဒါလုပ်ရင်တော့မှားမှာပေါ့အဲ့ lesson ပေါ်မှာ2ခါ3ခါမမှားအောင်လို့ကျွန်တော်ဒီမှာ coach လုပ်ပေးဖို့ကကျွန်တော်တို့ဒီ leadership ကတာဝန်ပေါ့နော်မဟုတ်လို့ခုနပြောတဲ့အလွဲသုံးစားလုပ်တဲ့အမှုတွေမီဂျိုးကိုကြီးခိုးသွားတာမျိုးပါညာတော့ကျွန်တော်တာဝန်ရှိပါတယ်အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဒါမျိုးကတော့သူ့အကန့်နဲ့တွန်းသူတော့ရှိတယ်ဒါပေမဲ့ခုနပြောတဲ့လုပ်ငန်းတွေ operational နဲ့ပတ်သက်တဲ့ဟာမျိုးတွေအကုန်လုံးမှာတော့ကျွန်တော်ခေါင်းခံပေးဖို့လိုတယ်ပေါ့နော် academy မှာ support ပေးဖို့လိုတယ်လို့အဲ့မျိုးပြောရမှာပေါ့နော်ပစ္စည်းသွားချမဲ့ဟာမချဘူးအေးအေးဆေးအိတ်နေတာအဲ့ဒါဒီ leadership ကတောင်းဝင်ပဲပေါ့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဟုတ်ကျွန်တော်ကတော့short to the point ဖြေရမယ်ဆိုရင်ဆရာရဲ့အဖြေကိုလူမှန်နေရမယ်ရအောင်ခေါင်းဆောင်ကို notify ပေးလိုက်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ပြောချင်တဲ့ဟာကတခုခုကိုကျွန်တော်တို့ present လုပ်လို့မှားသွားပြီဆိုရင် definitely အဲ့ဒီမှာကျွန်တော်တို့ကလူမှန်နေရမယ်မဖြစ်တဲ့ပြဿနာပဲတချို့ company တွေမှာဆိုလူတိုင်းမှာသူတို့ရဲ့talent အရန်ကောင်းတာတွေရှိတယ်တချို့ကအဲ့စာကိုဣတိရင်မေးလိုက်စစ်တဲ့ကောင်မျိုးရှိတယ်သူက presentation ကို perfectly ပြင်နေတဲ့ကောင်မျိုးရှိတယ်တချို့ကဒါလို့ဆိုတော့ကျွန်တော်မြင်လိုက်တဲ့ဟာကတခုခုအဲ့လိုမျိုးလူရှင်းမှာကိုယ့်အတွက်ကိုထက်ကြီးတဲ့လူကအကျိတ်ခံရပြီဆိုရင်ကိုပါတိလိုက်ကလည်းဆိုတော့ငါရဲ့ team ထဲမှာရှိနေတဲ့လူမှန်နေရမယ်ငါမဝင်သေးဘူးငါအဲ့ဒီဟာကို notify ဖြစ်ပြီးငါဘယ်လိုပြင်ပေးရမယ်ဆိုတော့ mindset ကတော့ကျွန်တော်ရှိဝင်သွားတယ်ခုနပြောတဲ့အမှန်နဲ့မှားတယ်ဆိုတဲ့ဟာတော့အားလုံးသိပါတော့ကျွန်တော်အရှိက hero လောက်ကောင်ရင်ဘက်ကပြောကြတယ်ဒီကောင်တွေဖြစ်ဖြစ်မဖြစ်ဖြစ်ငါကာလိုက်မှာပြီးမှပြန်ကြိတ်မှာဟုတ်တယ်မလားဆိုတော့ဒါပေမဲ့ကျွန်တော်မြင်တဲ့ဟာကဘာကိုပို့ပြီးတော့ mindset ပေါ့နော်ခေါင်းမခံခင်ကျွန်တော်ဗာမြင်လိုက်တာလဲဆိုတော့ငါရဲ့တင်းထဲမှာငါလူမှန်နေရမှာလွဲနေတယ်အဲ့လူမဲ့နေရာမှာကျွန်တော်ရအောင် fix ပြန်လုပ်လိုက်ရတယ်ပြီးတဲ့အခါကျရင်နောက်တစ်ခေါက်ဖြစ်လာတဲ့အခါကျရင်သူ့မှာ policy ရှိသွားပြီအဲ့တော့ဒါကိုမလုပ်ခင်ငါတို့ဘယ်လိုဖြတ်တင်နေဆိုတဲ့ဟာမျိုးသူတို့ကို aware ဖြစ်အောင်ထည့်လိုက်တယ်ကျွန်တော်ထင်တဲ့ဟာတော့အဲ့ဒါတော့ short to the point နဲ့ဆရာတို့ပြောချင်တဲ့တော့မြင်ပါတယ်ဆိုတော့လူမဲ့နေရာမှာကျွန်တော်တို့ကexperience ရလိုက်တယ်ဆိုပြီးတော့ပဲအစုခံရတဲ့ဟာကိုကိုဖြည့်သိမ့်လိုက်ပါတယ်ဗောနော်ဝိုင်းဝိုင်းရဲ့ဖြည့်သိမ့်လိုက်မို့ကိုဖြည့်သိမ့်လိုက်ဖြစ်ပါတယ်ရှင် any other question လေးများရှိမေးပါနော်မောင်နေညီမတွေကအကိုလေးမတွေဆရာမတွေအနောက်မှာရှိအလားဟုတ်ဆရာတို့ဆရာမတို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကကြတော့လေ educational field ထဲမှာအခုလောဆယ်မှာအလုပ်လုပ်နေရပါတော့ကိုရန်ကလူငယ်လေးဖြစ်တဲ့အတွက်ကြောင်းမလို့ဒါပေမဲ့လူငယ်ဖြစ်တယ်ဆိုပေမဲ့လေတောင်းရင်တောင်းခံမှုတွေရှိလာတဲ့ဟာမျိုးမှာပေါ့နော်ကိုထက်အကြီးတွေပြီးတဲ့ခါကျတော့ကိုနဲ့အခုလောဆယ်မှာအလုပ်လုပ်နေရတဲ့ဆရာဆရာမတွေကိုကိုကအမိန်ပေးတာမျိုးမဟုတ်ပဲねပေါ့နော်ဘယ်လိုမျိုး lead လုပ်လို့ရမလဲပေါ့နော်ကိုရန်ကလူငယ်ဖြစ်တဲ့အတွက်ကြောင့်မလို့စကားပြောဆိုတဲ့အပိုင်းမှာ educational field ဖြစ်တဲ့အတွက်ကြောင့်အများကြီး view ဆိုင်နေရတယ်ပေါ့နော်အဲ့လိုမျိုးမှာအမိန်ပေးတာမျိုးပဲဘယ်လိုမျိုး lead လုပ်ပြီးလို့ရှင်သူတို့ကိုစကားပြောတဲ့နေရာမှာပို့ပြီးတော့ကောင်းမွန်အောင်လေ့လာတင်လဲဆိုတာသိချင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါခင်ဗျာဟုတ်သမီးငယ်လေးတုန်းကဟာအမတစ်ခုလေးခွင့်ဖြေပေးမယ်ပြီးဆရာမဘက်ကနေဖြေပေးမယ်နော်အမတုန်းကကြတော့အမအသက်16နှစ်တည်းကစပြီးအလုပ်လုပ်ကြတာ
ဆိုအမ10တန်းအောင်တဲ့အချိန်မှာအမ NGO တခုကရွေးခံရတယ်ဆိုတဲ့အခါကျတော့အမအသက်18နှစ်မှာအမဒီ HIV prevention ကိုစကင်ရတဲ့ officer ဖြစ်တယ်အပွင့်လင်းဆုံးပြောရင် sexual protection ကိုအသက်16နှစ်မိန်းမက prostitute ကိုတင်ရတဲ့ဟာလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့ဆိုတော့ဒါပေမဲ့အမဘာကိုပြောချင်တာလဲဆိုတော့အမအုပ်ချုပ်ကားတဲ့လူတွေမှာ40တွေ50တွေ60တွေပါငါမြီးလောက်ဟာလေးကငါလာမိန်ပေးနေတယ်ဆိုတဲ့အပြောခံခဲ့ရဘူးတဲ့အဲ့တော့ဘာလို့ကားတာလဲဆိုတော့ကိုကသူတို့ကိုရှင်းရှင်းလင်းလင်းပြောတဲ့အရာနှစ်ချက်ရှိတယ်တစ်ချက်ကကြတော့ကိုယ့်ရဲ့တာဝန်ယူမှုကိုပြောပြဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ကိုဒီအသက်အရွယ်အားဖြင့်သူတို့ထက်ငယ်ပေမဲ့ဒါပေမဲ့ကိုယူထားတဲ့အလုပ်ရသူဒီဒါကို corporate လုပ်ဖို့အတွက်ကို appreciate လုပ်ပါတယ်ဆိုတော့ဝေးနဲ့သွားရင်ပိုကောင်းတယ်ပေါ့ဘာလို့အမတို့ဒီအမတို့နိုင်ငံကာချာရလည်းရှိတာကိုထက်အသက်ကြီးတဲ့လူပြန်ပြောရင်မရိုင်းလိုက်တာဘလို့ဟာတွေလဲဟုတ်တယ်မလားဆိုတော့ကျေးဇူးပြုပြီးတော့အမတို့ကဘာလုပ်ကမှလဲဆိုတော့နှစ်ချက်ကိုသတိထားဖို့လိုအပ်တယ်ကိုယ့်ရဲ့ positioning မပြအောင်စဉ်းစားဖို့လိုအပ်တယ်ဘာလို့အဲ့ဒါကအမနှစ်ပေါင်း10နှစ်ကျော်လောက်ကောင်းကောင်းအကျိတ်ခံခဲ့ရတာဆိုတော့ကိုပြောချင်တဲ့ဟာကိုငယ်လို့လက်မခံတာတို့သိရမလားနိမနေဘလောက်တော်တယ်နိမနေနိုင်ငံခြားဘလောက်ပဲ scholarship ပေးထားနင်းကဘသူတွေကပဲ train တာ that is not you နင်းလာရင်ငါတို့ flow out ကိုသွားရမယ်ဆိုတဲ့ဟာမျိုးဖြစ်တတ်တယ်အဲ့ကြရင်ကိုလည်း frustrated ဖြစ်တယ်ဘာလို့ငါလည်းလုံနေရဲဆိုတော့တခုပဲစဉ်းစားမယ့်ဟာကိုယ့်ရဲ့လောက်ကားမဲ့ responsibility ကို delegate လုပ်ပါဒါကိုယ့်ရဲ့ responsibility not that the age or personal background nothingဆိုအဲ့ဒါမျိုး delegate လုပ်ဖို့လိုအပ်တယ်ဒုတိယတစ်ချက်ကတော့အခုနပြောတဲ့ဟာမှာအဓိကကိုဒီ corporate နဲ့လုပ်တယ်ပေါ့ကိုကလူငယ်ဖြစ်တဲ့အတွက်လူကြီးစကားနားထောင်ရတာပေါ့အမတို့အမြဲတမ်းပြောရရှိတယ်လေကိုကစိုင်းဒီဇိုင်သမားကိုသွားပြီးတော့ကြက်ဖမဆိုခိုင်းနဲ့ထဆဲခံမှာပဲလေကြက်ဖဆိုနေအကောင်သွားပြီးတော့လာရှိုးသိအောင်မလွတ်ပေးနဲ့အဲ့မှာပြဿနာတက်မှာဆိုအဲ့တော့ကိုကပြောမဲ့လူတွေဆိုသူတို့ရဲ့ကာလာတုံးနဲ့ရအောင်ပြောပေးဖို့လိုအပ်တယ်အကြီးပင်မဲ့လေကိုဝင်တဲ့ flow ပေါ်မှာမူတည်တာပေါ့နော်ဆိုအဲ့ဒါဆိုရင်အမထင်တယ်ပို့ပြီးတော့အဆင်ပြေလေးဖြစ်မယ်လို့ယုံကြည်ပါတယ် sorry ပါဒီချက်ဖြေမင်းဟာအမရဲ့အတွေ့အကြုံလေးနဲ့ကာဗာလုပ်လို့ရအောင်အဲ့ဒီဟာတွေကမြန်မာနိုင်ငံမှာအရန်ဖြစ်ပါလိမ့်မယ်ဆိုးလဲဆိုးဝါးပါလိမ့်မယ်ကျေးဇူးပြုပြီးတော့ဘာလို့ဖို့လိုအပ်တာလဲဆို youth လူငယ်တွေဖြစ်တဲ့အတွက်အခုနအချက်ကလေးကိုသတိထားပေးပါအဲ့ဒါဆိုရင်အခြေအနေတော်တော်များများကောင်းကောင်းလေး handle လုပ်ပါလိမ့်မယ်ပေါ့နော်ဟို fight တွေ flight မှုတွေမဟုတ်တော့ဘဲနဲ့ပေါ့နော်ကောင်းကောင်းလေး smooth ဖြစ်သွားတဲ့ဟာမျိုးဖြစ်သွားပါလိမ့်မယ်ရှင် thank you ပါရှင်ဟုတ်ညီမလေးပြောတာကိုအမနားလဲပါတယ်အမကိုယ်တိုင်လည်း education လောကမှာနေနေတဲ့အတွက်ဒီဆရာမတွေနဲ့ဆက်ဆံတဲ့အခါမှာအရန်ကို sensitive ဖြစ်တဲ့ case တစ်ခုပါအဲ့တော့အမဆိုရင်အများနဲ့နောက်ပြီးတော့ပြောလဲရှိရပေါ့နော်ဒီ education မှာနေတဲ့လူတွေက hamburger ကိုမြင်လိုက်ပေါ့နော်အပေါ်မှာကဆရာမတွေရှိတယ်ကိုကအလဲကအသားလေးပေါ့နော်အောက်မှာကကျောင်းသူကျောင်းသားတွေရှိပါတယ်ကျောင်းသူကျောင်းသားမိဘတွေပေါ့နော်ဘာလို့လဲဆိုတော့အမတို့တွေကပုဂ္ဂလိကဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားအားလုံးကပတ်စံပေးပြီးတက်တဲ့အတွက်သူတို့မှလည်းသူတို့ရဲ့ right ရှိရပေါ့ဆရာမတွေဆိုတာကလည်းကိုယ့်ထက်ပညာတွေအများကြီးတက်ကြတယ် professional level ရှိနေတဲ့ဆရာမတွေကိုဖြစ်တဲ့အတွက်စကားပြောရတဲ့အခါမှာအရန်ကိုဂရုစိုက်ရပါတယ်အမဆိုအမခုနရှင်းမှာပြောခဲ့တယ်လို့ပဲဒီ education လောကကိုရောက်တဲ့အချိန်မှာအသက်18နှစ်ပေါ့အဲ့ဒီအချိန်မှာအမတို့နိုင်ငံမှာဒီလို management ကျောင်းတွေဆိုရင်စာလာတင်တဲ့ဆရာမတွေအားလုံးကစီးပွားရေးတက္ကသိုလ်ကပါချုပ်တို့နော် lecturer တို့အဲ့လိုလူမျိုးတွေပဲလာတတ်ပါတယ်အဲ့လိုလူမျိုးတွေကိုအမတို့အသက်18နှစ်ရှိတဲ့လူတစ်ယောက်ကဘယ်လိုစကားပြောမလဲပေါ့အဲ့ဒါဟာအရန်ကိုအရေးကြီးပါတယ်အဲ့မှာအမတို့ကဘာဝင်လာလဲဆိုတော့ခုနပြောတဲ့ communication skills ဆိုတာဝင်လာတယ်ပေါ့အဲ့မှာထပ်ပြီးတော့စဉ်းစားရမှာ respect ပေါ့ respect ဆိုတာကအမတို့ဒီ education လောကမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ culture အရအနန္တောနန္ဒ၅ပါးထဲမှာဆရာဆိုတာပါသွားပြီးသားဖြစ်ပါတယ်အဲ့ဒါကိုအမတို့ကတခြား industrial လေးလို့ပေါ့ဆဆယူဆလို့မရပါဘူးအဲ့အတွက်ကျမတို့ကတခြား industrial မှာ salary ပေးရလို့ပြောတဲ့အချိန်မှာဒီဆရာမတွေဆိုကျမတို့ကရိုသေစွာနဲ့ professional fees ပေးတယ်ဉာဏ်ပူဇော်ကဆိုတဲ့အသုံးနှုန်းကျမတို့သုံးရပါတယ်အဲ့တော့သူတို့ကတခုပေါ့နောက်ဆုံးဘလောက်ထိတောင်ကျမတို့အသေးစိတ်လိုက်လုပ်ခဲ့ရလဲဆိုတော့ဒီဆရာမကဒီ title ပဲလိုချင်တယ်နောက်ဆရာမကလည်းအဲ့ title ပဲလိုချင်တယ်အဲ့ချိန်မှာသူတို့မှာ senior ဘာတူလဲ junior ဘာတူလဲဆိုတော့ကျမတို့ကကြည့်ရပါတယ်အဲ့ချိန်မှာ senior ကိုဦးစားပေးရပါတယ်ဘလောက်ထိတောင်ကျမတို့လုပ်ရလဲဆိုတော့ဓာတ်ပုံရိုက်ပြီးတော့ဓာတ်ပုံစီတာအစ senior ဆိုရင်အရှိမဖြစ်ကိုဖြစ်ရမယ် junior ဒီအနောက်မှာရှိကိုရှိရမယ်အဲ့လိုပဲသူတို့ရဲ့နာမည်တွေကိုအစင်လိုက်ရေးမယ်ဆိုလဲကျမတို့အဲ့ protocol ကိုအရန်ဂရုစိုက်ရပါတယ်အဲ့တော့ကိုဒီလူငယ်ဖြစ်နေတဲ့အတွက်ပို့ဆိုးတယ်အဲ့တော့သူတို့နဲ့စကားပြောပြီးဆိုရင်တော့ကျမရဲ့ personal ကျမရဲ့အတွေ့အကြုံရကျမအမြဲသုံးတဲ့စကား teacher ဆိုလဲ teacher ဆရာဆိုလဲဆရာကျမဒီဆရာတွေဆရာမတွေလောက်အသက်လည်းမကြီးပါဘူးပညာအားဖြင့်လည်းအများကြီးလိုအပ်ပါသေးတယ်အခုမှလေးလာနေတဲ့လူတစ်ယောက်ပါအဲ့တော့ဒါလေးကတော့သမီးရဲ့အမြင်လေးပါကျမဆိုအခုချိန်ကြီးကျမဆရာမတွေကိုသမ
သမီးလို့ပဲကျမသုံးပါတယ်ဘာလို့ဆိုသူတို့ထက်ဆိုင်ကျမအများကြီးငယ်တယ်အဲ့အတွက်ဒါလေးကတော့ကျမဒီသမီးဒီလိုလေးမြင်ခဲ့တာတီချာရဲ့ပါတယ်ဆိုရင်လည်းသမီးကိုခွင့်လွတ်ပါနော်သမီးမသိလို့မေးတာပါဆိုပြီးတော့ကျမတို့ပထမဆင့်မှာအောက်ကျိုးလိုက်ပါတယ်ဘာလို့ဆိုကျမတို့ဒါအောက်ကျိုးရမယ်လေသူတို့ရဲ့ profession တွေကကျမတို့ထက်အများကြီးမြင့်တယ်လေအဲ့တော့အဲ့လိုပြောမယ်ဆိုရင်ခုနပြောသလိုလူငယ်ဆရာဆရာမတွေကိုကျမတို့ဆက်ဆံရတဲ့ခါမှာတော့အရန်အဆင်ပြေတယ်။မအခုဆိုရင်နိုင်ငံတကာမှာ master တွေယူပြီးတော့ပြန်လာတဲ့လူငယ်တွေကဒီမှာလာပြီးတော့စာသင်တယ်အဲ့လိုလူမျိုးတွေဆိုကျမတို့ communication လုပ်ရတာဘာမှမခက်ဘူး။မောင်လေးညီမလေးအမကြီးအကိုကြီးအကုန်ပြီးပါတယ်။နည်းနည်း classical ဖြစ်ပြီးတော့စီးပွားရေးတက္ကသိုလ်တို့เนาะဒီသက်ဆိုင်ရာတက္ကသိုလ်တွေရဲ့ပါချုပ်တွေဆိုရင်ကျမတို့အရန်ကို sensitive ဖြစ်ပါတယ်။ဒါကလည်းသူတို့ရဲ့အပြစ်မဟုတ်ပါဘူး။ကျမတို့နိုင်ငံရဲ့ကာချာကျမတို့ကိုယ်တိုင်လည်းဒီလိုပုံစံနဲ့ကြီးပြင်းလာခဲ့ရတယ်။အဲ့ဒီပုံမှာကျမတို့က respect ပေးတယ်ဆိုတဲ့ဟာလေးကတခြား sector တွေနဲ့မတူဘဲနဲ့ education sector မှာပဲရှိတဲ့ဟာကိုဒါကျမရဲ့ကိုယ်တွေ့ဖြတ်တန်းလာခဲ့တဲ့28နှစ်မှာကျမဒီလိုပုံစံလေးနဲ့ပဲကျမနေခဲ့ပါတယ်အဲ့ဒါကြောင့်လည်းကျမဒီလိုရက်တည်နိုင်တာပါအဲ့သူတို့ရဲ့ကျေးဇူးတွေကကျမမှာအများကြီးပါဘာလို့လဲဆိုတော့ကျမចောင်းတစ်ចောင်းတည်ဆောက်တယ်ဆိုတာကျမဘလောက်ပဲတော်နေပါစေကျမဘလောက်ပဲ communication တွေကောင်းနေပါစေဒါပေမဲ့ဒီလိုလူတွေမရှိဘဲနဲ့ကျမဘလို့မှရက်တည်လို့မရပါဘူးအဲ့ဒီဟာကိုကျမအမြဲတမ်း respect ထားပါတယ်ဒါဟာ education လောကမှာနေမယ်ဆိုရင်တော့ဒီကိစ္စလေးကိုစဉ်းစားပါနောက်ဆုံးကိုဒီ PhD ဖြစ်နေပါစေသူတို့ဒီကိုငယ်မွေးချန်ပေါက်ခြာတိတ်လို့မြင်ခဲ့ရင်သူတို့ရှိမှကျမဒီ10တန်းကျောင်းသူလေးဘွားနေပဲကျမပြန်နေသိနေရပါတယ်ဒါဟာကျမတို့ဒီ culture ပေါ့နော်ကျမတို့တစ်ခါတလေမှာ culture ကိုချိုးဖောက်လို့မရတဲ့အရာတွေရှိတယ်အဲ့ဒီမှာ best sector လဲဆို education sector ဖြစ်နေလို့ပါတခြား sector ဆိုရင်တော့ကျမအဲ့လောက်ထိဟိုဖြစ်เสียမလို့လို့ထင်ပါတယ်အဲ့ဒါဆိုရင်တော့ညီမလေးလိုချင်တဲ့အဖြေရမယ်လို့ထင်ပါတယ်နော်ဟုတ်ခုနဟိုပေါ့နော်ဟိုညီမမေးတဲ့မေးခွန်းပေါ့နော်ဟုတ်ကျွန်တော်အနေနဲ့ဝင်ပြီးတော့ဖြည့်ပေးရလို့ရှိရင်ကျွန်တော်ကိုယ်တိုင်တော်မှကျွန်တော်တို့ကျောင်းဒီမှာရှိနေတဲ့ဆရာဆရာမတွေကိုအဲ့လိုပေါ့ဟိုကျွန်တော်ကိုယ်တိုင်မေးခွန်းမေးတဲ့ဟာမျိုးပေါ့အလုပ်ပြီးတာမျိုးမေးတဲ့ဟာမှာတော်တော်လေးကျွန်တော်သတိထားရတယ် appreciate angle နဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်မေးရတယ်အလုပ်ဖြစ်တယ်မဖြစ်ဘူးဆိုတာထက်လေဖြစ်နိုင်လို့ရှိရင်ညီမတို့သွားပြီးမေးလူကိုယ်တိုင်ထထပြီးတော့သွားမေးပြီးတော့ဘယ်လိုပြောမလဲနှစ်ကိုကြားမေးခွန်းမေးတဲ့ပုံစံမျိုးနဲ့သွားတဲ့ဟာဒီအလုပ်ဖြစ်လိမ့်မယ်ဒီခါလေကြာရင်လေအဲ့ဒီဟို Viber တွေကနေဇက်တိုက်သွားမေးတဲ့ဟာ operation team တွေပေါ့နော်တို့အဆင့်ပြေတယ်တီချာကြီးတွေဆရာကြီးဆရာမတွေ AD တွေအစကျွန်တော်တို့တေချာဖုန်းဆက်ပြီးတော့ပြောရင်ပြောပေါ့နော် campus တွေများလို့ကို manage လုပ်ရခက်လို့ဖုန်းဆက်ပြီးပြောရင်မပြောရင်လူကိုယ်တိုင်သွားပြောပြီးတော့ဖြစ်ချင်တဲ့ဟာလေးကိုပြောကြည့်လို့ရှိရင်အဆင်ပြေအဓိကသွားပြောဖို့ပဲလို့လားလက်ခံတာလွယ်လေးပေါ့နော်သူတို့ရဲ့ရှိနေတဲ့ culture အဲ့လိုလေးတော့ရှိတယ်။နောက်ဟိုတကယ်မသိလို့မသိပေါ့နော်ဟိုမသိလို့ကျွန်တော်တို့ကဒါလေးကိုလာပြီးတိုင်ပင်ပါတယ်ဆိုတော့ဟိုပုံစံမျိုးကိုပဲသူတို့ပို့ပြီးလက်ခံနေဆိုတာတော့ရှိတယ်။ပို့တော့အချိန်ကုန်တယ်လို့တော့မပြောရပါဘူး။ဆရာမတွေလည်းကြားနေပါဟိုအချိန်ပေးရတယ်ဟိုအများကြီးစကားပြောရတယ်အဲ့ဒါမှပဲကျွန်တော်ကခီးရောက်မှာမဟုတ်ရင်သူတို့ရန်တော့ပြန်ဖြစ်မှာမဟုတ်ဘူးစိတ်ထဲမှာတစ်ခုဖြစ်သွားလို့ရှိရင်အလုံးလုံးမရဘူးကိစ္စဖြစ်သွားမှာပေါ့နော်ပြီးသွားရင်ဟိုနောက်တစ်ခါကြားလို့ရှိရင်ဒီခါမျိုးဆိုရင်တော့အဆင်မပြေတော့ဘူးပေါ့ဆိုတော့စကားများလေးလိုက်ပြီးတော့ဟိုရိုးရိုးစွာနဲ့လိုက်ပြီးပြောဖို့လိုတယ်ပြီးဟိုပေါ့နော်ကျောင်းမှာဖြစ်နေတဲ့အခြေအနေတွေအားလုံးကိုဟိုဘာကြောင့်မို့လို့ဒီဟာမျိုးလောက်ရတယ်ဆိုတော့ဟာကိုနားလည်အောင်ပြောတယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့ဘာမှအချိန်ပေးပြီးစိတ်ရှည်ရမယ်ဟိုပေါ့နော်ဟို industry ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတော့ကျွန်တော် message ပေးချင်တယ်ဆရာပြောတာလေးကိုထပ်ပြီးဖြည့်ပြီးပြောရမယ်ဆိုရင်တော့ဟိုအားလုံးကဒီခုကာလာမှာအလုပ်ရှုပ်တယ်နောက် digital ခစ်ကိုကူးပြောင်းနေရဆိုတော့တောင်ကိစ္စဆိုရင် Zoom link ပို့တယ်ပေါ့နောက်ဆုံးကျတော့ online တင်တယ် Zoom link ပို့တယ်ကျမတို့အားလုံးက community ရှိပြီးသား Viber ရှိရ Messenger ရှိရပို့လိုက်တယ်ဒါကလူငယ်တွေအတွက်ကတော့ပို့လိုက်တယ်ဆိုရင်ပြီးသွားပြီဒါပေမဲ့ဒီဆရာမကြီးတွေကြတော့သူတို့မှာကြတော့ IT knowledge တွေအားနေတာရှိတယ်အဲ့ဒါမျိုးဆိုရင်ကျမတို့က Zoom link ပို့ပြီးသွားပြီဒါပေမဲ့ကျမအောက်ကကလေးတွေကြတော့သူကလူငယ်ဆိုတော့တစ်ခါတည်းမှာသူတို့မှားတတ်တယ်မေ့ပြီးတော့မပြောဘူးအဲ့ဒါမျိုးဆိုရင်ကျမကိုယ်တိုင်ဘာလုပ်ရလဲဆိုတော့တီချာကြီးဆရာကြီး MHR အနေနဲ့ Zoom link ပို့လိုက်ပါပြီရှင်ဘာများအကူအညီလိုအပ်ပါလဲဆိုတာကျမတို့အနောက်က like ကိုလိုက်ရတယ်အဲ့တော့ကျမတို့ communication ကိုကောင်းကောင်းနားလည်တဲ့လူဆိုရင်ကျမတို့ကဖုန်းဆက်ရုံနဲ့လည်း communication ကမပြီးတာရှိတယ်အဲ့တော့ကျမတို့ကတစ်ခါတလေမှာနှုတ်တရားစာတစ်လုံးဆိုတဲ့အတိုင်းစာနဲ့ပို့ရတယ်လို့အနောက်ကလည်းဖုန်းထက်ဆက်ဖို့လိုရင်လိုအပ်တယ်တချို့တွေကြတော့ email တွေပါတွေသူကပေးတယ်အဲ့ဒီ email သူကဖွင့်မကြည့်ဘူးတလားလုံးနေမှာတစ်ခါတောင်ဖွင့်မကြည့်ခဲ့ဘူးအဲ့တော့ကိုက email ပို့ထားတာပဲလေဆိုတော့
စိတ်နဲ့ကျမတို့အလုပ်လုပ်လို့မရပါဘူးသူတို့တွေဒီလိုပုံစံရှိတဲ့အတွက်ကျမတို့ကအနောက်ကနေဖုန်းလေးနဲ့ဖြစ်ထပ်ပြီးတော့ပြောရပါတယ်အဲ့ဒီမှာတကယ်ကိုဒီဆရာမကြီးရာအရန်ကိုလည်းကိုရီအတွက်လိုအပ်တယ်ဆိုရင်ကျမတို့ဆိုဘယ်လောက်ထိလုပ်ရလဲဆိုတော့အဲ့ဒီဆရာမအိမ်ကို laptop တစ်လုံးနဲ့သူတို့မှာ wifi စင်မပြင်ကိုယ့်ရဲ့ wifi လေးနဲ့တွားပြီးတော့ကျမရဲ့ staff တယောက်ကိုတာဝန်ယူပြီးတော့အဲ့ဒီစာတင်ချိန်2 နာရီလုံးမှာအိမ်မှာနေပေးရပါတယ်ဒါငါလုပ်ဆရာမလို့လို့ကျမတို့တွေးလို့မရပါဘူးအဲ့ဒါဟာဘာလဲဆိုတော့ education sector ပါဟုတ်ကျေးဇူးတင်ပါတယ်ဆိုတော့တခြားမိကုံးများမရှိဘူးမလားခင်ဗျာဆွေးနွေးကြတာဟုတ်ဆရာတို့ဆရာမတို့အားလုံးပဲမင်္ဂလာပါညီမကတော့လက်ရှိဒီ Time City Project ရဲ့ Purchasing Manager ရာထူးနဲ့လည်းထွန်းဆောင်နေပေါ့နော်ဒီ discussion လေးမှာဆိုလို့ရှိရင်မိခွန်းလေး2 ခုလောက်တော့မေးချင်တယ်ရှင်ပထမအနေနဲ့ကကြတော့ဒီညီမတို့ဒီ project တစ်ခုမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်နဲ့အောင်မြင်မှုရဖို့ဆိုလို့ရှိရင်ဒီ percentage တစ်ခုအနေနဲ့သိချင်တာပေါ့နော်leader တွေကဘယ်လောက် percent နဲ့ဟိုဖြစ်ပြီးတော့ဒီအောက်က team အနေနဲ့ဆိုလို့ရှိရင်ဘယ်လောက် percent နဲ့လောက်ထိအဲ့လိုမျိုးသတ်မှတ်ချက်ရှိလားဘယ်လောက်ထိသွားပုံမှန်သတ်မှတ်ချက်ရှိလားပေါ့နော်အဲ့လေးတစ်ခုသိချင်ပါတယ်နောက်တစ်ချက်ကကြတော့ဒီ team တွေရဲ့အောင်မြင်မှုကလည်းပေါ့နော် team တွေရဲ့လှုပ်ဆောင်ချက်ရလက်ကောင်အောင်မြင်မှုကတော့ဒီ leader ပေါ်မှာဘယ်လောက်ထိ percent နဲ့လောက်အကျိုးသက်သွားပြီးတော့တက်ရောက်လဲအဲ့ဒါလေးတစ်ချက်သိချင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါဗျာဟုတ်ခဏနေပစုံနေပြောအောင်မှာဆိုအမကင်ပေးပါမယ်ပေါ့ဆိုတော့ညီမလေးကအခုနပြောတဲ့ purchasing mind လို့ပြောတဲ့အခါကျတော့ညီမလေးအလုပ်ကိုပဲအမဦးစားပေးပြီးပြောသွားပေးလိုက်မယ်ပေါ့နော်ဆိုတော့အဲ့တော့operation မှာမူတည်တယ်ပေါ့နော်အဲ့တော့ strategy ဘိုင်းမှာဆိုရင်တော့ definitely strategy မချခင်မှာဒီ management နဲ့အမတို့အနောက်ကနေ operation တင်နှစ်ခုပေါင်းပြီးလုပ်တဲ့ plan ကထွက်ထားဖို့လိုတယ်တကယ် operate လုပ်တဲ့အချိန်မှာတော့သွားတဲ့ဟာကတော့ရှင်တို့က80%ပါ management က20%လောက်ပဲပါမှာပေါ့အဲ့တော့မလုပ်ခင်မှာဆိုရင်သူတို့တွေဒီ involvement ပိုများပြီးတကယ်လုပ်ပြီးဆိုရင်သူတို့ကပို့ပြီးထည့်ဖို့လိုအပ်တယ်လို့အမထင်နေပေါ့နော်အခုနစကားတစ်လုံးနဲ့ပြန်ပြောရရင် management ဒီclever and lazy သူတို့အရန် clever ဖြစ်ဖို့လိုအပ်တယ် plus သူတို့ lazy ဖြစ်နေမယ်ကျမအရန် lazy ဖြစ်ပါ4တောင်ရိုးရိုးစီးမဟုတ်3 4 5စီးပါနော်ပြောချင်တာ lazy ဆိုနေရတာကကျမတို့ live လုပ်ပိုင်ခွင့်မရှိပါဘူး live လုပ်ပြီးဆိုကျမတို့ဒီ micro management မှာသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့လို့ကျမတို့ clever လုပ်ဖို့လိုတယ် lazy လုပ်ဖို့လိုအပ်တယ်အဲ့တော့မှကျမတို့အပေါ်ကနေ overview ကနေကြည့်ပြီးတော့ကျမတို့ scenario ထုတ်ပေးဖို့လိုအပ်ပါတယ်ရှင်ဆိုတော့အဲ့ဒါဆိုရင်ညီမလေးပြောတဲ့ဟာလေးပိုအဆင်ပြေမယ်လို့ယုံကြည်တယ်ဆိုတော့နံပါတ်1ကဘာလုပ်ဖို့လိုအပ်တာလဲဆိုတော့ management တစ်ခုဖြစ်ပြီးကို team နဲ့ခုနအမပြောတဲ့စကားလေးနဲ့ပြန်ပြောရရင်ဆိုလူမှန်နေရမှန်ကိုအဲ့ဒီ management ကကောင်းကောင်းတုံးသက်ထားဖို့လိုအပ်တယ်တချို့ကကိုယ့်ရှီကိုဝင်လာတဲ့ position ပဲခိုင်းတာမဟုတ်တော့ဘဲနဲ့သူတို့တယောက်ချင်းစီမှာရှိတဲ့ talent သူတို့တယောက်ချင်းစီမှာရှိတဲ့ passion ကိုက management အနေနဲ့အကောင်းကောင်းအချိန်ပေးပြီးတော့အသုံးချတတ်ရင်ကိုတင်းကိုပြန်လှည့်ကြည့်စရာမလိုအဲ့ဒီလူကို clever လို့အမတို့ခေါ်တာအဲ့တော့ကိုယ့်ရဲ့ boss ကဘလောက် clever လုပ်လဲကိုယ့်ရဲ့ boss ကဘလောက်ကို headache ပေးလဲဆိုတော့အမထင်တယ် management လုပ်တဲ့လူတွေရဲ့အလုပ်လုပ်နေနောက်ကကလေးတွေရဲ့အပြုံးကိုကြည့်အမြင်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျမရဲ့အမြင်လေးပါရှင်ညီမလေးဖြေရရလားဟမ်ဟုတ်ကဲ့ရှင်ရပါတယ်ရှင် Thank you so much ပါရှင် Okay ကျေးဇူးပါ तू ကပိုးရှင်းတွေခွဲခိုင်းတာနော်ဘယ်လောက်ရာခိုင်နှုန်းလဲအလုံးလုံးရင် तू ကဘယ်လောက်ပါမှာလဲငါဘယ်လောက်ပါမလဲဆိုတာလေကျွန်တော်တို့ဟို management စာအုပ်တွေမှာဆိုပါတယ်လေနော်ဟို management နဲ့ပတ်သက်တဲ့ဒီစီမံခန့်ခွဲမှုနည်းလမ်းတွေကိုလေးလာသင်ယူတာတက်ကြွနားလည်ရတဲ့ဟာဆိုရင် तू ကဒီအောက်က operational level မှာဆို तू အဲ့လောက်မလိုဘူးပေါ့တော့ဘယ်ဘက်သွားဆို functional skills တွေပဲသွားတာပေါ့နော်အပေါ်ဆင်းရောက်သွားရင်တော့ तू က functional skills ကမသိတာမဟုတ်ဘူးမတတ်တာမဟုတ်သိရမယ်တက်ရမယ် competent တော့ဖြစ်ရမယ်ဒါပေမဲ့ तू ကအဲ့ဒါတွေကိုကိုယ်တိုင်ဆင်းလုပ်တဲ့လူမဟုတ်တော့ဥပမာကြီးစာဆင်းမရိုက်ဘူးကွာဟို supplier သူကိုယ်တိုင်ဆင်းမရှာဘူးဒီလိုမျိုးတော့ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ तू မှာခုနက managerial skill ကတော့ပိုများလာတယ်ပေါ့နော်အဲ့တော့အလုံးရဲ့ရာဂိုင်နှုန်းဆိုတာတဲ့ကျွန်တော်ကဒီ managerial skill နဲ့ဒီအောက်က functional skill ကိုပဲခွဲပြောလို့ပိုအဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးကတစ်ခုရှိတယ်နောက်တစ်ခုက तू project လို့ပြောလိုက်တဲ့ခါကျတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော်ကဘယ်အလုပ်လုပ် input ကြည့်တယ်ပေါ့ input ရှိရင်ဟိုဘက်မှာဘာရှိလဲဆိုတော့ output ကြည့်တယ်ပေါ့နော်အလယ်မှာကျွန်တော်တို့က operation လုပ်နေတာတချို့ကြတာ conversion လို့လည်းသုံးတယ်ပေါ့နော် engineering မှာဆိုကျွန်တော်က input နဲ့ output နဲ့အချိုးဒီကျွန်တော်တို့ efficiency ကိုပြောတာပေါ့ဆိုတော့input stage မှာကတေချာတယ် management ကအများဆုံးပါတယ်။ဘာလဲဆိုတော့ဒီအလုပ်ကိုဘယ်လိုလုပ်မှာလဲအမှ feasible study လုပ်ရအောင်မယ်ကိစ္စလားဒါမှမဟုတ်ကျွန်တော်က strategy ချရမှာလားဘယ်ဝေးကိုသုံးရမှာလဲအဲ့ဒီအတွက်ကျွန်တော်က team တွေဘယ်လောက်ဖွဲ့ရမှာလဲဆိုတာကအဓိကသူ့ရဲ့ guideline ကအရေးကြီးတာပေါ့နော်။ဒါလေးတွေအကုန်လုံး settle ကြပြီဆို operation သွားပြီဆိုတော့တေချာတယ်ကျွန်တော်အောက်က operation run တဲ့ဖွဲ့ဟာစ run ပြီအဲ့မှာ management နေရာမှာနေရတဲ့ leader လို့နေရတဲ့လူကလွတ်သွားလားဆိုတော့မလွတ်ဘူး။ तू ဘာလုပ်နေဖို့လူလဲဆိုတော့ M&E လုပ်ရမှာ
monitoring and evaluation လုပ်ရမယ်အပြစ်ရှာဖို့အမှားရှာဖို့မဟုတ်ဘူးပေါ့နော်ငါလူတွေအဆင်ပြေရဲ့လားပေါ့ဒီပြောထားတဲ့နည်းတွေတိုင်းကတကယ်အကောင့်တွေပေါ်နေရဲ့လားဒီနေ့တည်းရဲ့မှာဒီ progress တွေဒီလောက်ရာခိုင်နှုန်းဖြစ်ရမယ်ဆိုတာဖြစ်ခေါ်ဖြစ်ကြရလားမဖြစ်ရင်တို့ဘာများလိုနေလို့လဲ monitoring and evaluation တွေစက်ပါနေရတယ်အဲ့တော့ output ကြီးထွက်သွားပြီပေါ့နော်ကကျွန်တော်လိုချင်တဲ့ result တွေကအချိန်တစ်ခုရောက်တဲ့အချိန်မှာပေါ်လွင်လာပြီဖြစ်လာပြီ outcome တွေရသွားပြီဆိုတော့စောစောကပြောတဲ့အဲ့ရလာတဲ့အောင်မြင်မှုကဘယ်လောက်ရာခိုင်နှုန်းဆိုင်လဲဆိုရင်ကျွန်တော်လို့ဆိုရင်တော့ equal ပဲဘာကြောင့်လဲဆိုတော့ရှေ့မှာစကားပြန်ပြောကျွန်တော်အားလုံးက team ပဲအလုပ်သဘောအရတာယာဒူးတွေနဲ့တာဝန်တွေကိုခွဲပေးတာအကုန်လုံးက team တစ်ခုအနေနဲ့ပဲကျွန်တော်တို့ကအလုပ်လုပ်ကြတာဒီထဲမှာပါတဲ့လူတိုင်းကငါတို့က team ဆိုတဲ့စိတ်နဲ့အလုပ်လုပ်ရင် okay fine တယ်ဆိုအဲ့လိုမျိုးလေးနဲ့ကျွန်တော်ကသွားလိုက်ရင်ဒီရလာတဲ့အောင်မြင်မှု achievement တွေလည်းအားလုံးနဲ့ဆိုင်ဒါပေမဲ့မိတို့ပင်စိုးစေကမူခေါင်းဆောင်ကပို့ပြီးတော့နာမည်ပို့ရတယ်ဒါသိကြတယ်ဟုတ်တယ်နော်ကိုရဲ့အဖွဲ့ကိုဥဆောင်တဲ့အချိန်မှာသာကိုကအားလုံးဒီတရား equal ပဲအကုန်လုံးတူစ조사လို့သူ့နေရာနဲ့သူအားလုံးကစ조사ခဲ့ကြလို့ဒီ result ကြီးတို့ကရသွားတာဒီ achievement ရတယ်လို့သတ်မှတ်လိုက်တာသို့တော့ကျွန်တော်တို့ရဲ့အပေါ်အဆင့်ကကြီးလိုက်လို့ရှင်တော့ဒီကောင်ဥဆောင်မှုကောင်းလို့ဒီကောင်အဖွဲ့ကောင်းတာဆိုတဲ့ကျွန်တော်တို့ nominate လုပ်ပြီးတော့အတိမတ်ပို့ပြုတယ်အဲ့ဒါတော့ရှိတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာလုပ်ပေးလို့ရလဲဆိုတော့ကိုယ့်လူတွေကို credit ပေးလို့ရတယ်ဟာဆရာဟုတ်တယ်ကျေးဇူးတင်တယ်ပေါ့နော်ကျွန်တော်တို့ဒါပေမဲ့ကျွန်တော် team ကလူတွေကလည်းဒါဝိုင်းပြီးတော့နောက်က support လုပ်ပေးကြလို့ကျွန်တော်တို့စီစဉ်ထားတဲ့အတိုင်းလေးတကယ်အောင်မြင်အောင်လုပ်ပေးကြတော့ကျွန်တော်ဒီ result ထွက်လာတာပါဆိုတော့ဟာ credit ပေးဖို့လိုတယ်ကျွန်တော်ကအဲ့လိုလုပ်ခဲ့တာပေါ့နော်ကျွန်တော်လူတွေကျွန်တော်ရတော့ကျွန်တော်ထိုးတင်အဲ့လိုလေထိုးတင်ပေးလိုက်တဲ့ဟာက result ကကျွန်တော်တို့စီဘာပြန်ပြီးတော့ feedback ကြလဲဆိုရင်သူတို့ကကျွန်တော်သာဆိုရင်ဘာလုပ်ချင်လဲပြောဖြစ်အောင်လုပ်ပေးမယ်အောင်မြင်အောင်လုပ်ပေးမယ်သူတို့ကြောင်းနဲ့တော့ဆရာမျက်နှာမပြတ်စေရဘူးအဲ့တော့နောက်လုပ်တွေထပ်လုပ်တော့လေ result ကောင်းနေကျွန်တော်တို့ကထပ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ရာခိုင်နှုန်းတွေတော့မခွဲတတ်ဘူးအလုပ်လုပ်ရင်တော့စောစောက position ရတော့ manager scale နဲ့ကျွန်တော်က functional scale လေးတော့ကွာခြားချက်ရှိနိုင်တယ်သို့တော့ project အနေနဲ့စဉ်းစားမယ်ဆိုတော့ input state မှာတော့ကျွန်တော်တို့ရဲ့ management level ရဲ့ input ကပိုပြီးတော့များပြီးတော့ operational level မှာတော့ကျန်တဲ့အဖွဲ့တွေရဲ့လုပ်ငန်းကပိုများပါလိမ့်မယ် result အရပြောရင်တော့ကျွန်တော်လို့ဆိုရင်တော့ equal ပဲပေါ့နော် is my opinion ပါဟုတ်ကျေးဇူးပါဗျာဟုတ်ညီမတို့လည်းအဖြေရမယ်လို့မျှော်လင့်ပါတယ်ဗျာဟုတ်ကဲ့ပါရှင်တခြားဆွေးနွေးစရာရှိအောင်လားခင်ဗျာအချိန်တော့ဟောဖြစ်နေအောင်နော်ဖြစ်နေတယ်ဒါပေမဲ့တခုမေးချင်တာလို့ဆွေးနွေးချင်တာရှိလို့ရှိရင်ရပါတယ်ဗျာဒီကချက်ရတယ်ဗျာမျိုးတွေပါချက်မျိုးတွေပါရှင်ကောင်းတာရှိလို့ရှိရင်ကျွန်တော်တို့လည်းဒီမေးဖို့များရှိပါသေးသလားရှင်sorry ပါ sorry ပါဟိုမေးတဲ့မေးခွန်းချင်းမေးလို့ရပါတယ်ဆရာကျမတွေပါချိန်ပေးတာတကယ်ပါဖြစ်ပါတယ်ဒီကမှာဆိုတော့လာပြီးအချိန်ပြီးပြီဒီနေ့တစ်လကြီးပဲပြီးသွားတယ်နော်စတဲ့တစ်ခုခုတော့တည်သွားလိုက်ပါပေါ့လို့ပဲညောင်းတော့ထိုင်ရတယ်တော့ထိုင်ရတယ်ပတ်တယ်ကျွန်တော်ဒီစီစီလေးဒီလိုဆိုနေရတယ်ဒီမှာဒီကောင်းမှုရှိတော့ခေါင်းဆောင်ခေါင်းစီတို့ဆိုတဲ့ title လေးနဲ့ပတ်သက်ပြီးတော့အားလုံးအကျိုးရှိကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ထည့်တဲ့ဝင်လေးဆွေးနွေးပေးကြတဲ့ဆရာရောဆရာမတို့အကုန်လုံးကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့တောက်လျှောက်ပေါ့နော်တေချာနားထောင်ပေးပြီးမိကုန်းတွေလည်းမေးမြန်းပေးကြတဲ့ဒိုးကြီးတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ဒီမှာရက်ထားပါမယ်ခင်ဗျာ